ထုတ်ပိုင်တိုက်ခိုက်နေကြတဲ့လူမိုက်ဂိုင်းတွေကြားမှာအတော်လေးနောက်ကျမှရောက်လာတဲ့လူတစ်ယောက်နဲ့အခြားကော်ပိုရေးတာကမိန်းကလေးတို့အကြည့်ချင်းဆုံသွားကြပြီးတယောက်ပေါ်တယောက်စိုးရိမ်စွာရက်ကြည့်နေကြပါတယ်။ထိုလူဟာအနာကဓာတ်တက်လက်ကိုကောက်ယူပြီးမြင်မြင်သမျှကိုအညှိုးတကြီးတပ်ဖြတ်ပစ်နေပါတော့တယ်။1994ခုနှစ်လွန်ခဲ့သော2နှစ်ခန့်ကစိုးမနေထိုင်နေတဲ့ဘတ်ဂျွန်မိုဟာလုံခြုံရေးဌာနခွဲကိုပြောင်းရတော့မဲ့ဇနီးတဲ့အမှုစစ်ဝီယောင်းကိုလာကြိုပါတယ်။တမိသားစုလုံးရဲဝန်ထမ်းတွေဖြစ်ကြတဲ့ဝီယောင်းရဲ့အိမ်ကညသာစားဝိုင်းမှာတော့ရောက်ဖဖြစ်သူဟာသူ့ညမတော်ကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းပေါ်ရောက်သွားပြီလို့အသိပေးရင်ဂျွန်မိုကိုရောဖခင်ဖြစ်သူနဲ့တွေ့ပြကြသေးလားလို့မေးနေပါတယ်။သူ့အဖေကိုဝိုင်းနေကြတဲ့စကားတွေအပြင်အခုထိယာတို့မတိုးသေးပဲနေဘက်မှာတာဝန်ထမ်းဆောင်နေတဲ့ဂျွန်မိုကိုပြစ်တင်ကဲ့ရဲ့နေရကြောင်းထမင်းဝိုင်းမှာအရေးမပါတဲ့စကားတွေရက်လိုက်ဖို့ဝီယောင်းကိုယ်တိုင်ထပြောကညစာဝိုင်းကိုအဆုံးသတ်လိုက်ပါတယ်။အဲဒီနောက်စိတ်ပြက်အားငယ်နေရန်ပေါ်တဲ့ခင်မွန်းဖြစ်သူကိုစက်တိမရှိတဲ့သူ့ကိုယ်တွေကြောင့်နောက်တစ်ခါလာမလဲကြားဆိုလိုနှစ်သိပ်ပြီးရင်ထမင်းဝိုင်းကစကားတွေကိုစိတ်ထဲမထားရန်ဖြောင်းပြပါတယ်။မန်တေခုံပေါ်ကလက်ဝါးကတ်တိုင်တစ်စိမ့်နဲ့ဆွဲကြိုးလေးကိုယူကြည့်တဲ့အခါအထက်တန်းကျောင်းတုန်းကဖျားကျောင်းမှာရခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။နိုက်ကလက်တွေကြီးစိုးနေတဲ့ဂန်နန်းခရိုင်တွင် DJ ချောရီရှိနေမဲ့ဆိုင်ဟာဘာမှမရှိရင်တော့ထိုပူရီသားရဲ့မျက်နှာကိုမြင်ရဖို့ရောက်လာကြတဲ့မိန်းကလေးတွေနဲ့စီကားနေပါတယ်။ခဏကြာအောက်မှာရံဖြစ်နေရကြောင်း DJ ဆက်ကိုပိတ်လိုက်ပြီးတယောက်နဲ့တယောက်အားတန်ကြောင်းကြွားခြင်းဂန်နန်းမှာလာမလုပ်ပဲကိုရက်ကွက်ကိုပြန်ဖို့ပွဲဝင်ထင်းရင်အစီအစဉ်ကိုရပ်နာလိုက်ပါတယ်။ဒေသခံလည်းဖြစ်လက်ရဲဆက်ရဲလည်းရှိရသားနဲ့ဘာကြောင့် DJ သမားဝင်လုံနေရတယ်လဲလို့မေးရင်ဂန်နန်းသားတွေနဲ့အတူအလုပ်လုပ်ရအောင်လို့လူတယောက်ကညှိနှိုင်းလာပါတယ်။ဒီတော့ဘာမဟုတ်တဲ့ DJ ဘွားကိုစွန့်ပြီးအပေါင်းပါတွေရဲ့အင်အားနဲ့သူ့စီမှာအလုပ်ဝင်ကကလပ်ပန်ရှင်ဖြစ်တဲ့အချိန်လို့ပြောတဲ့အတွက်အကျွေးမဲ့မယုံကြည်တော့လဲပူးပေါင်းမှုဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့တစ်နှစ်ခန့်ကြာလာတော့ DJ ချောရီအလုပ်ကအနားယူလိုက်တဲ့ဂျောင်ဂီချောဟာဂိုင်းကောင်းဆောင်တယောက်ဖြစ်လာပြီးဂန်နန်းမှာမူရစ်သေးနဲ့ကြီးထွားဖို့ကြိုးစားနေပါတယ်။ထိုအချိန်အောက်မှာဖြည့်ရှင်းစရာတစ်ခုရှိတယ်ဆိုတာကြောင့်လိုက်သွားတဲ့အခါမူရစ်သေးကိုခေါင်းမဖို့စတန်သုံးနေတဲ့လူတစ်တိုက်ကကောင်မလေးတွေကိုပါရိုက်နှက်နေတဲ့အတွက်ထိုးဖို့ပြင်လိုက်စဉ်ထိုမိန်းကလေးတွေကပဲဝင်တားပါတယ်။နာမည်ကြီးလုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌသားဆိုသူဟာငွေနဲ့ပြစ်ပေါက်ပြီးပါးရိုက်ခါထွက်သွားပြီးမှတီးခံခဲ့လိုက်ပါတယ်။တွန်းညီကိုတွေနဲ့ပုံမအင်အားကြီးအောင်ကြိုးစားနေသူဂီချောဟာဂိုင်းကောင်းဆောင်ဂျန်ကြောင်ချောထန်သွားပြီးဂတိပေးထားတဲ့အတိုင်းကလပ်ပန်ရှင်အဖြစ်လက်မခံလိုပါကကိုဘာသာငွေရှာခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်။ညဘက်စီးပွားရေးလောကမှာကျင်လည်လာသူတယောက်ဖြစ်တဲ့အတွက်ဂန်နန်းမှာစီးဆင်းနေတဲ့စီးကြောင်းနဲ့မက်သရုံအဓိကဖြန့်ဝေသူကိုတည်ထားတာမို့အောက်ချိတ်ကိုရှင်းလင်းပြီးလဝကြီးအုပ်မဲ့အစီအစဉ်အားရှင်းပြပါတယ်။ဂျန်ကြောင်ချောကတော့သူ့လိုကိုရီးယားကအကြီးဆုံးလူမိုက်ကိုင်းကောင်းဆောင်ရဲ့ညာလက်ယုံကိုမူရစ်စေးရောင်းခိုင်းနေရလားဆိုကဆဲဆိုပြီးထွက်သွားပါတယ်။ဒါကြောင့်သူ့ညီကိုရီထံပြန်သွားကဒီအတိုင်းလောက်ကစားတော့နေရတာအဆင်ပြေလားလို့မေးတော့မပြေလည်းပေမဲ့ဂီချောငရဲသွားရင်တော့ထက်ချက်မခွာလိုက်နေအောင်မယ်လို့တညီတညွတ်ထဲပြောကြပါတယ်။ပထမဆုံးဂျန်ကြောင်ချောပေါ်တီးခံခဲ့တဲ့ဒေါသတွေကိုကလပ်မှာမူယူတောင်းကျနေကြဥက္ကဋ္ဌသားပေါ်ပုံချခဲ့ပြီးခေါင်းပုံဖြတ်ခံနေရတဲ့ဘွားကလွတ်အောင်အစီအစဉ်စဆွဲပါတယ်။တစ်ချက်လူသွားလာနေပါတဲ့တောင်ပေါ်ကတောအုပ်လေနှစ်ချက်လေတန်းချောင်းသားဘွားကလေးကလူတက်ခဲ့တဲ့ဓာသမားစောစုသူကိုဂန်နန်းကကလပ်နှစ်ခုပေးမယ်လို့စီယုံလိုက်ပါတယ်။အဲဒီနောက်လူသူအရောက်ပေါက်နေပါတဲ့ဟိုတယ်အသစ်ကြီးတစ်ခုထံဂျန်ကြောင်ချောတို့အဖွဲ့ကိုခေါ်လာခဲ့ပြီးစားတော့ပွဲတစ်ခုပြင်ဆင်ပြီးပါတယ်။ဂျန်ဟာဂျီချောရဲ့တငယ်ချင်းထဲဟိုကိုအနားခေါ်ပြီးတထေးလည်းမရှိဧည့်သည်လည်းမရှိတဲ့ဒီဟိုတယ်အကြောင်းခေါ်မိတာကြောင့်တရုတ်မပြတ်အောင်ဖြေခဲ့လိုက်ပါတယ်။ဂျောင်ဂီချောကအမြဲဆောင်ထားလေးရှိတဲ့တနက်ကိုထားခဲ့ပြီးမနက်3နာရီအတိမှာသူ့လူတွေကိုစုကအပြင်မှာအသက်ဆောင်နေတဲ့ခေါင်းဆောင်စောတို့အဖွဲ့ကိုအထဲခေါ်လိုက်ပါတယ်။အဲဒီနောက်လက်နက်တွေယူကတလွာချင်းတခန်းချင်းရှေ့မှာနေရာယူပြီးဂျောင်ဂီချောချပြလိုက်တာနဲ့ဂျန်ရဲ့နောက်လိုက်တွေကိုဝင်ရောက်ရိုက်နှက်ကြပါတော့တယ်။တိတ်တိတ်ဆိတ်ဖြစ်ရှင်းနေရမှာအနှဲငယ်စုညံလာတဲ့အတန်တွေကြောင့်တစ်ဖက်ခန်းကထွက်လာတဲ့ဂျန်ရဲ့လူဟာဟိုတယ်ရဲ့အလံကလုတ်ကိုနှိပ်သွားတဲ့အတွက်လုံခြံရေးကနေစစ်ပွဲအသွင်ပြောင်းသွားပါတယ်။သူ့ကိုလုံခြံမှန်းသိလိုက်တဲ့ဂျန်ဟာဂီချောတို့အဖွဲ့ကိုတက်ရန်အမိတ်ပေးလိုက်တာကြောင့်နှစ်ဖက်စလုံးအပြင်းထန်တိုက်ခိုက်ကြပြီးအခြေအနေမှန်တော့တဲ့ဂျန်ဟာအခန်းတစ်ခုထဲဝင်ပြေးပါတော့တယ်။တကားဖြတ်ဝင်လာသူဂီချောတို့ကိုတိုက်ခိုက်ထွက်ပြေးသွားတာကြောင့်ဓာသမားဆောင်နဲ့ဂီချောတို့အဖွဲ့ကဂျန်နောက်ပြေးလိုက်ရင်စားတော့ခန်းမထဲမှာပိတ်ဖမ်းမိလိုက်ပါတယ်။အားလုံးကိုထိမ့်သိမ့်နိုင်လိုက်ပြီဖြစ်ပြီးဂျန်ကိုအရှင်ဖမ်းကျင်တဲ့ဂီချောဟာအဆုံးသတ်ဖို့ပြင်နေတဲ့သောကိုတားလိုက်ပါတယ်။ဂျန်ကိုလက်ထိတ်ခတ်နေတဲ့ထဲဦးတယောက်ဂျန်ရဲ့နာရီကိုချွတ်ယူနေတာကြောင့်အချင်းများရင်ထဲဦးကကန်ကြောက်လိုက်ပါတယ်။ထမ်းမှရိုင်းနှက်ဖို့ပြင်နေစဉ်ကကြီးဆွဲယူလိုက်တဲ့ဂျန်ကိုတတိထားမိသွားသူဂီချောတယောက်တားဖို့ပြေးသွားပြီမဲ့နောက်ကျသွားပြီဖြစ်ပါတယ်။ထဲဦးရဲ့ရုပ်လောင်းကိုမြင်လိုက်ရတဲ့ဂီချောဟာဂျန်ကိုအရှင်ဖမ်းဖို့ကိစ္စတတိမရတော့ပဲစောရဲ့ဓာတ်ကိုယူကဒေါသတကြီးနဲ့နာနာကြီးကြီးတပ်ပစ်လိုက်ပါတော့တယ်။ထိုဖြစ်ရတွေအပြီးမှာတော့ဂျောင်ဂီချောဟာဘူဆန်ကလူမိုက်ဂိုင်းကောင်းဆောင်ကြီးထံသွားပြီးခေါင်းဆောင်ဂျန်ဟာစိုးလူမိုက်ဂိုင်းနဲ့ပူးပေါင်းမှုကြံစည်နေတဲ့ဆိုကဓာတ်ပုံတွေထုတ်ပြပါတယ်။ဂျန်ကိုအဆက်အသွယ်မရတဲ့ခေါင်းဆောင်ကြီးကတောင်ပေါ်မှာမြုပ်လိုက်တာလားပင်လယ်ထဲပစ်ချလိုက်တာလားပြီးတော့ဘူဆန်ကိုဖမ်းခေါ်လာတဲ့လမ်းမှာထွက်ပြေးသွားကြောင်းလိစေလိုက်ပါတယ်။ဒီချောရဲ့ပုံကံမှုကိုကြိုသိနေပြီးသားခေါင်းဆောင်ဟာတိုးလောက်ကလူကိုရှင်းလင်းကြမှာကကြိုတင်အစီရင်ခံရမှာဖြစ်ပြီးယခုလိုပြီးသွားတဲ့ကိစ္စကိုလာရောက်ရှင်းပြနေရကအမားကြီးလို့ဆိုပါတယ်။ဂျန်ရဲ့နောက်လိုက်အချို့ဟာလည်းခေါင်းဆောင်ကြီးရဲ့အမိတ်ရတာနဲ့ဂီချောကိုရှင်းဖို့ပြင်နေကြပါတယ်။
ဒို့ပေမဲ့သူ့ကိုအတိမတ်ပြုပါကဂန်နန်ရဲ့နယ်မြေနှစ်ခုကိုသာယူပြီးတလ1 မီလီယံ50ပို့မယ်ဆိုတဲ့ကတိကြောင့်စိတ်ပြောင်းသွားပါတယ်သူကတိကိုတူတီအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးရှေ့လျှောက်ငွေရှာရမယ့်အလုပ်အတွက်ပုံမုခယွန်းဆိုသူနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။ဂန်နန်တဝိုက်ကြီးစိုးလာတဲ့မူရစ်စေးအကျိုးဆက်ဟာလူသေးသေးအထိဖြစ်လာတာကြောင့်တိုကျိုနဲ့ဆိုးကမူရစ်စုံစမ်းရေးအဖွဲ့တွေခေါင်းချင်းဆိုင်လာပြီးလက်လန်းမိသမျှတရားခံကိုစစ်ဆေးခဲ့ကြပါတယ်။မူရစ်စေးအလုံးကကိုရီးယားဘက်ကဈေးတက်တာနဲ့အများပြားထုတ်လုပ်ဖြန့်ဝေနေတာဖြစ်ပြီးထိုလုပ်ငန်းကိုဦးစီးနေတဲ့ကိုရီးယားဂိုင်းအပြင်ဂျပန်ဘက်ကမတ်ထရုံဖြန့်ဖြူရေးဂိုင်းကိုပါပိတ်ဆို့ဖို့လိုလာပါတယ်။ရောင်းဝယ်ဖောက်ကားနေတာကိုလက်ဝယ်ဖမ်းဆီးနိုင်ဖို့အတွက်ထိုအမှုနဲ့တင်းတော်သူတယောက်ကိုစဉ်းစားလိုက်ပါတယ်။ဇွဲကောင်းပြီးထိုဂိုင်းနေတဲ့ဝင်ရောနိုင်မဲ့လူကိုစဉ်းစားကြရင်တာဝန်ပေးလို့ရနိုင်မဲ့ဘတ်ဂျွန်မိုးဟာအသင့်တော်ဆုံးလို့ယူဆလိုက်ပါတယ်။စိတ်လိုက်မှန်ပါလောက်တက်ပြီးအရိုင်းဆန်တဲ့ဂျွန်မိုးကိုဂျောင်မီချောတို့ဂိုင်းထံအသွင်ယူချင်းကပ်ရန်စိုးကိုတွားရမယ်လို့တာဝန်ပေးပါတယ်။ရဲဖြစ်ပြီးဘာမဟုတ်တဲ့လူမိုက်တွေကိုရိုက်နှက်ဖမ်းဆီးလို့ရနိုင်ရဲ့သားနဲ့လူမိုက်လိုဟန်ဆောင်ရမယ့်ကိစ္စကိုသဘောမတူကျင်တော့လဲလူပေါင်း3သိန်းကျော်ကိုဒုက္ခပေးနိုင်မဲ့မတ်ထရုံတွေသာဖမ်းပြီးခဲ့ရင်မူရစ်ဆေးဆွဲနေတဲ့ဂျွန်မိုးရဲ့ဖခင်ကိုလည်းထောင်ကလွတ်ပေးမယ်လို့ကတိပေးတဲ့အပြင်နယ်အထိလာတွေ့တဲ့ညှို့မှုကဘောနက်များများနဲ့အထူးရာထူးတိုးပေးမယ်ဆိုတာကြောင့်ဇနီးဖြစ်သူရဲ့အတိုင်းဝိုင်းမှာမျက်နှာမငယ်ချင်းသူပြီးရတဲ့အခွင့်အရေးကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့စီနီယာဒိုရောင်နဲ့တူတီးတန်းကြီးဝတ်နေရာကိုလိုက်သွားပြီးခက်ခဲစွာရင်းနှီးရမယ့်သူ့အတွက်ကန့်သက်ချက်တစ်ခုထားခြင်းတယ်လို့ဆိုပါတယ်။အဲ့ဒါကတော့ဖခင်ကြောင့်ယာထူးဆိုင်ကခံရတဲ့သူ့အတွက်ဇနီးချက်မြင့်အောင်ယာထူးနှစ်ဆင့်တိုးပေးဖို့ဆိုတာပဲဖြစ်ပါတယ်။အားလုံးရဲ့ဝေဖန်ပြစ်တင်မှုနဲ့အလုံးစုံစွန့်စားရမယ့်သူ့လိုအောက်ဆွဲရဲတယောက်ကြောင့်အောင်မြင်ခဲ့ရင်ညှို့မှုတို့လည်းယာထူးတိုးခံရမှာဖြစ်လို့တင့်နဲ့တောင်းဆိုမှုလို့ဆိုပါတယ်။1989ခုနှစ်တုန်းကအမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌကိုဖမ်းသင်ကလည်းဒီလိုအစင်လာမျိုးရှိခဲ့မှုတဲ့ဆိုတဲ့ဒိုရောင်ရဲ့စကားကြောင့်ညှို့မှုဘက်ကသဘောတူလိုက်ပါတယ်။အဲဒီနောက်ဂျပန်ပြည်တွင်းပြည်သူတန်းစင်မှု95%နဲ့အထက်ရှိတဲ့ဂန်နန်ခရစ်စတယ်ဆိုတဲ့စီအားဂျန်ငယ်အောင်ချောကိုဖြုတ်ချခဲ့တဲ့ဂျောင်ငွေချောရဲ့ဂန်နန်အဖွဲ့အစည်းကချုပ်ကင်ထားရလို့သိရပါတယ်။ဒီချောရဲ့အနီးကလူတွေဟာအထက်တန်းကျောင်းမှာကလေးကညီကိုရီလိုနေထိုင်ခဲ့ကြတာမို့တာမန်စုံစမ်းရေးနဲ့အလုံးမဖြစ်နိုင်တဲ့အတွက်ယခုလိုစီစဉ်လိုက်ရကြောင်းရှင်းပြပါတယ်။ဂျန်ငယ်အောင်ချောကိုပုံမှန်စဉ်ကဂီချောရဲ့အဖွဲ့သားတယောက်ဖြစ်တဲ့ထဲကိုတည်ဆုံးခဲ့ပြီးထိုစဉ်ကတည်းကအစပြောက်သွားတဲ့ဂျန်ငယ်အောင်ချောကြောင့်အမှုကိုရပ်ထားရတာဖြစ်ပါတယ်။အပြင်ကကြည့်ရင်လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့လူငယ်စီးပွားရေးသမားတွေပုံစံဖြစ်နေတော့လေလွန်ခဲ့တဲ့6လကစပြီးဂန်နန်ကညကလတ်တွေအားလုံးကိုထိန်းသိမ်းလိုက်ပြီလို့သိရပါတယ်။အင်အားများလုံးတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ရေရှည်ရပ်တည်နိုင်မှုကကလတ်တွေရဲ့ဝင်ငွေနဲ့တည်းမဖြစ်နိုင်ပဲဂန်နန်ခရစ်စတယ်ကျောင်းဆိုတာတည်ကြနေရမှုဂျွန်မိုကထဲဝရဲ့ဟန်ဆောင်အကူအဖြစ်ဂွမ်ဆုံကိုနာမည်နဲ့လှုပ်ရှားရပါမယ်။ဂွမ်ဆုံရဲ့နောက်ခံရာဇဝင်အားလုံးကိုရဲဘက်ကချုပ်ကင်ထားပြီးမို့ရော့ဆန်တုံမှာရှိတဲ့စားသောက်ဆိုင်ကြီးတစ်ခုဟာဂန်နန်ကိုင်းအကြီးအကဲတွေအပိုင်ဖြစ်သွားပြီးတပတ်တစ်ခါလာရောက်စားသောက်လေးရှိတဲ့နေရာဖြစ်တာကြောင့်ထိုနေရာကစားနိုင်မယ်လို့အကြံပေးပါတယ်။အသွင်ယူလုပ်ငန်းစဉ်မှာလုံခြုံရေးကအထူးဖြစ်ပြီးလူမိုက်တွေနဲ့ပျောပြီးလှုပ်တတ်တဲ့ရဲတွေရှိနေနိုင်တာမို့တတိထားရတဲ့ဂျုံမိုကိုပန်းလာရင်ချက်ယောဂကြောင့်ကိုယ့်အကန့်အသတ်မရှိပြင်ဆင်ပေးလိုက်ပါတယ်။တရုတ်ကိုကိုယ်တိုင်အသွားပြန်လုပ်နေပြီးဂန်နန်ခရစ်စတယ်ရဲ့အထူးပါဝင်ပစ္စည်းဖြစ်တဲ့ acid rain ကိုဂျောင်ဂီချောကိုယ်တိုင်ဝယ်ယူဖြန့်ဝေနေရကြောင်းကိုရီးယားသမိုင်းမှာအဆိုးဆုံးမူရင်းရာဇဝတ်မှုနဲ့ဂျောင်ဂီချောကိုဖမ်းဆီးရန်အစီအစဉ်သတ်မှတ်လိုက်ပါတယ်။ဂျုံမိုကတော့သူ့ရဲ့အချမ်းစီတိုင်းလုပ်ခွင့်ပေးရန်တောင်းဆိုပြီးရော့ဆန်တုံကစားသောက်ဆိုင်ထံဦးတည်လိုက်ပါတယ်။ဘာစားသောက်မှမမှာပဲဒီဆိုင်ရဲ့တတိဂျောင်ဂီချောနဲ့တွေ့ကျင်တယ်လို့သာတဖွာဖွာပြောရင်သူ့ကိုလာရှုပ်နေတဲ့ဂန်နန်အဖွဲ့အစည်းရဲ့လူမိုက်တွေကိုရိုက်နှက်နေရကြောင်းဘာမဟုတ်တဲ့ကောင်ကိုဖြေရှင်းရန်နောက်ထပ်လူမိုက်အုပ်လွှတ်လိုက်ပါတယ်။စားသုံးသူတွေကိုအနှောက်ယှက်ပြီးကဂီချောကိုမဖြစ်မနေတွေ့ကျင်တယ်ဆိုတာကြောင့်ဘယ်ကမှမသိတဲ့ကောင်ကိုရှင်ကြီးအောင်ဆုံးမဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျောင်ဂီချောရောက်လာတဲ့အခါတဆိုင်လုံးပြန့်ကျဲနေတာကိုမြင်လိုက်ရပြီးဘာကိစ္စနဲ့သူ့ကိုတွေ့ကျင်နေရလဲလို့မေးလိုက်ပါတယ်။ဒီခွေးကောင်ရဲ့မျက်နှာကိုမြင်ရဖို့ပြင်ပန်းလိုက်တာလို့ရေရွတ်ရင်မင်းလားဂျောင်ဂီချောလို့မေးနေတဲ့ဂျုံမိုရဲ့လက်ကနာရီကြောင့်ဆွဲယူကြည့်တဲ့အခါလာမကင်မှုရုန်းကန်လိုက်ပါတယ်။အဲ့ဒီနောက်တယောက်မျက်နှာတယောက်တေချာကြည့်နေရင်ဂျောင်ဂီချောဟာအသွင်ယူလာတဲ့ဂျုံမိုကိုမင်းဘသူလဲလို့မေးလိုက်ပါတော့တယ်။ထဲဝရဲ့နိုင်ဝတ်ထားသူဂျုံမိုကိုဂျောင်ဂီချောတယောက်မင်းဘသူလဲဘာလို့ဒီနိုင်မင်းစီမှာရှိနေတာလဲလို့စိတ်မရှိသွားမေးတဲ့အခါသူ့ညီထဲဝဂီချောတို့နဲ့အလုပ်တူလုပ်ရင်အသက်ခံလိုက်ရတယ်လို့ဆိုပါတယ်။ထဲဝမှာအကိုဝမ်းခွဲရှိတယ်လို့မကြားဘူးတဲ့ဟီဆောင်တို့ကမေးခွန်းထုတ်တဲ့အခါယုံနာမယုံနာစိတ်ဝင်စားပဲသူ့ညီကိုတတ်သွားသူဟာပြောပြခိုင်းပါတယ်။ပြီးတော့တငယ်ချင်းတယောက်လုံးအသက်ခံလိုက်ရတာကိုဒီမှာဘာထိုင်လုပ်နေကြရလဲလို့မေးပြီးတတွတ်တွတ်ထိုင်ဆဲကသူကိုယ်တိုင်ပဲလိုက်ရှာတော့မယ်လို့ဆိုပါတယ်။စကားမပြောဘဲထိုင်ကြည့်နေသူဂီချောကသူ့လိပ်စာကထုတ်ပေးပြီးထဲဝချောင်းသိချင်မှာကရုံးကမှလာရှာဖို့ပြောတာကြောင့်ဆိုင်ထဲကထွက်လာလိုက်ပါတယ်။အဲဒီနောက်သူ့စီနီယာဒိုရောင်ကိုသူတယောက်ဆောင်လာပြန်ကောင်းခဲ့ကြောင်းပြန်ကြွားလိုက်ပါတယ်။ဒီအတိုင်းယုံကြည်လိုက်တာမဟုတ်တဲ့ဂျောင်ဂီချောတို့ဟာထဲဝရဲ့ဖခင်ထံလိုက်သွားပြီးငွေချို့ပေးကထဲဝရဲ့အကိုဝမ်းဝမ်းဆိုသူအကြောင်းမေးပါတယ်။ထဲဝနဲ့ဆုံးဝါငယ်စဉ်ကတည်းကအမွှာညီကိုရီလိုနေလာခဲ့ကြသူတွေမို့ငါးဖန်းသင်္ဘောပေါ်ကပြန်ရောက်လာသူဆုံးဝတယောက်သူ့ညီရဲ့သတင်းကြားလိုက်စင်မှာပဲထိမ့်မနိုင်သိမရထွက်သွားတယ်လို့ရှင်းပြရင်ဂျောင်ဂီချောတို့လာစင်လာပေးထားတဲ့ငွေတွေကိုသူတပြားမှသုံးမထားတဲ့အပြင်ဒီလိုထဲဝအကြောင်းပြန်
ပြန်လဲအစားဖော်နေတာကသူ့အတွက်လည်းအဆင်မပြေတာမို့နောက်မလာဘူးမှားလိုက်ပါတယ်အဲ့ဒီစီစဉ်ဒီအားလုံးဟာသူ့အကြောင်းစုံစမ်းမဲ့ဂျောင်ကြီးချောတို့ရဲ့အကြံကိုကြိုရိပ်မိထားတာမို့တေချာပြင်ဆင်ပေးထားရန်ဂျုံမိုကတောင်းဆိုထားတာဖြစ်ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာလိမ့်စာပေးထားတဲ့ဂျောင်ကြီးချောစီလိုက်သွားခဲ့ပါတယ်လူမိုက်တအုံတမကြီးနဲ့စောင့်နေတဲ့ဂျောင်ကြီးချောဟာအချိန်တော်ကြာမှရုတ်တရက်ပေါ်လာတဲ့သွန်းဦးရဲ့ရွေချက်ကိုသိတယ်လို့ဆိုကငွေတထုပ်ပေးပြီးထေဦးရဲ့နာမည်နဲ့လူတွေကိုလိုက်လိမ့်မနေဘူးမှားပါတယ်ဒါစမ်းသပ်မှုတစ်ခုမှသိလိုက်တဲ့ဂျုံမိုတယောက်ပတ်စံနေနဲ့ဖြစ်ပေါက်ပြီးအောက်တန်းသားလူမိုက်တွေလို့စတင်ဆဲဆိုတောင်းကြမှာတော့တယ်ဆက်ပြီးစော်ကားနေဘာဖြစ်သွားမလဲပြရမလားဆိုတဲ့ဂီချောရဲ့စကားကိုဂယူးမဆိုင်ပဲထွက်သွားဖို့ပြင်နေစဉ်လူမိုက်တွေကပိတ်ဆို့ထားလိုက်ပါတယ်အောက်ဆွဲလူမိုက်၃កောင်နဲ့စတင်စမ်းသပ်ခံရချိန်မှာတော့တကယ်အရိုင်းဆိုင်တစ်ကောင်လို့အထိန်ကိုမရှိဆဲဆိုတိုက်ခိုက်ရင်လက်ရဲဆက်ရဲအစွမ်းပြခဲ့တာကြောင့်ငွေတွက်လာသူမဟုတ်ဘူးပဲလို့ဂီချောကပြောပါတယ်ထေဦးရဲ့နာယီကိုပေးလိုက်တဲ့သူ့ရဲ့ဦးလေးဖြစ်သူဟာဒီနာယီကိုပတ်ထားတိုင်းထေဦးအတူရှိနေရလို့တွေးကလက်တော့ပြန်မှုမကြိုးစားရမှားထားပေမဲ့တငယ်ချင်းတယောက်လုံးအသက်ခံရတာကိုငြိမ်နေကြတဲ့အောက်တန်းသားလူမိုက်တွေကိုကြည့်ပြီးဒေါသထွက်လွန်တာမှုလူသက်သမားကိုခေါင်းဖြတ်ယူလာပြီးမဲ့စောင့်နေလို့မှားသွားပါတယ်သူတို့ရှိတဲ့၃ယောက်တယောက်လက်ဆောင်ပြခဲ့တဲ့ဂျုံမိုကိုထေဦးရဲ့အကူပဲမို့ထေဦးစားအလုပ်တွဲလုပ်ဖို့ခေါ်ရင်မကောင်းဘူးလားလို့ဟီဆောင်ကစဉ်းစားနေပါတယ်ဒါပေမဲ့တာမန်မဟုတ်တဲ့သူတို့အလုံးမှာတေချာရင်းနှီးမနေတဲ့လူကိုအလုံးမခန့်ကျင်ဘူးဆိုတဲ့ကြောင်းဘဲနဲ့တသနာဖြစ်နေရကြောင်းဂီချောကဝင်တားလိုက်ပါတယ်အဖွဲ့အစည်းတဲ့ရောက်ဖို့လိုနေတဲ့ဂျုံမိုဟာဂီချောတို့ပိုင်တဲ့နေပြည်တော်အတွင်းဂျန်ရဲပုံပါတဲ့လက်ကမ်းစာဆောင်တွေလက်ဝေကဂန်နန်းကိုင်းကလူတွေတတိထားမိအောင်ကြိုးစားနေပါတယ်ဂန်နန်းအဖွဲ့အစည်းဟာဘူဆန်ကဂိုင်းကောင်းဆောင်ထံဂတိပေးထားတဲ့အတိုင်းလာစဉ်မီလီယံ90ပို့ပေးနေပေမဲ့ယခုထိအောက်ဆွဲခွေးတွေလိုဆက်ဆံခံနေရပါတယ်ဟီဆောင်ကဘဝပြည့်နေတဲ့ဂျန်ရဲလက်ထောက်နဲ့တွတွေ့ခဲ့ပြီးဂန်နန်းမှာငွေအများပြားရှာနိုင်နေပြီဖြစ်တဲ့ဂျောင်ဂီချောဟာ10နှစ်လောက်ညီကိုလိုပေါင်းသင်းလာတဲ့သူ့ကိုကျွန်းလိုသာဆက်ဆံနေတာမို့လူရုပ်ခံလိုက်ရတဲ့ဟန်တိုနဲ့ပူပေါင်းပြီးအတူဖြုတ်ချကြမယ်လို့ညှိနှိုင်းပါတယ်ဂျုံမိုတယောက်သူ့သမီးဦးကျောင်းထံဆက်သွယ်ပြီးလူသက်သမားတယောက်နောက်ကိုကင်းပုံဝေးလိုက်နေရတာမို့အဆက်အသွယ်မရရင်စိတ်မပူရအကြောင်းကြားလိုက်ပါတယ်စားသောက်ဆိုင်ထက်ပြန်ရောက်လာသူဟီဆောင်ကိုဂျောင်ဂီချောဟာတန်တရားမျက်လုံးနဲ့ကြည့်နေခဲ့ပါတယ်တစ်ဖက်မှာဂျန်ရဲလက်ထောက်ဟန်တိုဟာဂျောင်ဂီချောရဲ့ဂန်နန်းကိုင်းကိုဖြုတ်ချခွင့်ပြုရန်ဘူဆန်ရဲ့ဥက္ကဋ္ဌစီတောင်းဆိုခဲ့ပေမဲ့လာစဉ်မပြတ်ငွေပိုးနေတဲ့ဂျောင်ဂီချောကိုဂျပန်ကိုင်းကပါတော့မထိဘူးတားထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဟုံးဟီဆောင်တဲ့ပူပေါင်းမဲ့ဟန်တိုဟာဂန်နန်းကိုသူသိမ်းယူနိုင်ခဲ့မယ်ဆိုရင်ဂီချောပြီးတဲ့ငွေရဲ့နှစ်ဆကိုလာစဉ်ပြီးမယ်လို့ကတိခံလိုက်ပါတယ်။ဂျွန်မိုဟာဂျောင်ဂီချောထံရောက်ဖို့ခေါင်းပူအောင်စဉ်းစားနေစဉ်သူ့ရဲ့ပေဂျာအတွင်းဖုန်းနံပါတ်တစ်ခုပေါ်လာတာကြောင့်ဆက်သွယ်ကြည့်တဲ့အခါဂီချောကတွေးရအောင်လို့ခေါ်လာပါတယ်။ဟုံးဟီဆောင်တဲ့ဟန်တိုတို့ကတော့ပိတ်ထားတဲ့ကလပ်တစ်ခုရှိလာရောက်စစ်ဆေးပြီးအခြားလောင်းငယ်သားတွေတာဝန်ကအနာပေးတဲ့ဒီညမှာပဲအပြတ်ရှင်းမှုနဲ့လက်နက်တွေကိုတော့သူကလပ်ထဲမှာကြိုဖွက်ထားပေးခဲ့မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဂီချောနဲ့အတူရှိနေမဲ့လူတွေဟာတွန်းညီကိုတွေပဲမို့သူတို့ကိုတော့ပြင်းပြင်းထန်ထန်ထိကြိုက်အောင်မလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။ဂျုံမိုတယောက်ဂီချောချိတ်ဆိုထားတဲ့ကလပ်ထံတယောက်တည်းဝင်လာတော့ဒီညဟာထေဟိုအတွက်ဒီနေရာမှာပါတီပေးမှလို့ပြောပါတယ်။ပြီးတော့ထေဟိုကိုတတ်တော်တဲ့တရားခံကိုအပင်ပန်းခံလိုက်ရှာမနေတော့ပဲထေဟိုရဲ့ကိုဝမ်းခွဲမှုအခွင့်အရေးပေးမယ်ဆိုကသူ့ကိုင်းထဲဝင်ခဲ့ဖို့ခေါ်ပါတယ်။နည်းနည်းမူဖို့လိုနေသေးတဲ့ဂျုံမိုဟာသေးလိမ့်ငွေကိုဂျောင်ဝီချောရဲ့မျက်နှာတက်မှုတ်ထုတ်လိုက်ပြီးတွန်းကြီးအတွက်လက်စားချေဖို့ကရောဘလူလဲလို့မေးလိုက်ပါတယ်။ဒီချိန်အပြင်မှာအသက်ဆောင်နေတဲ့ဟန်တိုတို့ဟာဟီဆောင်ရဲ့အကူအညီနဲ့ကလပ်ထဲဝင်သွားကြတာကိုဂျုံမိုရဲ့စီနီယာဒိုယောင်းကမှတ်တမ်းတပ်ပုံရယူနေပါတယ်။ဟန်တိုတို့ကလပ်ထဲကိုရောက်လာတာနဲ့ဒီကောင်တွေဟာထဲဟိုကိုတတ်ခဲ့သူဂျန်ရဲ့နောက်လိုက်တွေဖြစ်ကြောင်းဂီချောကအသိပေးပါတယ်။ဂျောင်ဂီချောကိုလှုပ်ချံမှုစိတ်အားထက်သန်နေတဲ့ဟန်တိုတို့ဟာဟီဆောင်ဖွဲ့ပေးထားတဲ့ဆိုတဲ့လက်နက်တွေမရှိမှတီးတဲ့အချိန်ကြမှာတကယ်လက်သားခံလိုက်ရတာသူမန်းရိပ်မိသွားပေမဲ့ဟီဆောင်ဟာထွက်ပေါက်ကိုအသေးပိတ်ထားလိုက်ပြီးဖြစ်ပါတယ်။လက်နက်မပါတော့တဲ့လူအုပ်ကြီးကိုဂျောင်ဂီချောတို့နှစ်ယောက်ကပဲအတိုင်ပေါက်ညီညီတိုက်ခိုက်နေပြီးဂီချောဟာသူ့ကိုစိတ်ရင်းနဲ့ကာကွယ်ပေးနေသူစွန်းဝရဲ့လက်စတွေကိုစောင့်ကြည့်နေပါတယ်။နှစ်ယောက်ထဲနဲ့တော့အလဲလဲကွဲကွဲဖြစ်နေကြတဲ့ဟန်တိုတို့အဖွဲ့ဟာမီးရောင်တွေနဲ့အတူလက်နက်မျိုးစုံနဲ့အသင်းရောက်လာကြတဲ့စောတို့အဖွဲ့ကိုမြင်တဲ့အခါအပြေးဝသဘောပေါက်သွားပြီးအပြတ်သက်နှိမ်နှင်းခံရပါတော့တယ်။တိုက်ပွဲအဆုံးသတ်မှာလက်စွမ်းပြဖို့လိုနေမှရိမ့်မိတဲ့ဂျုံမိုတယောက်သူ့ညီကိုတတ်သွားတဲ့ဆိုတဲ့ဟန်တိုကိုတေလူမျိုးပါရိုက်ပြခဲ့ပါတယ်။အဲဒီနောက်ဂီချောဟာခေါင်းဆောင်စောရဲ့ဓာတ်ကိုတောင်းယူပြီးဟန်တိုထံသွားကဘလို့လှုပ်ချင်လဲဒီမှာတည်ကျင်လားလို့မေးကမျက်နှာကိုဓာတ်နဲ့လှီးလိုက်ပါတယ်။သူပြောနေကြဘာမဟုတ်တဲ့ DJ ကောင်ရဲ့လက်ချက်နဲ့ပဲနှစ်ကြိမ်မှနှစ်ကြိမ်လုံးချရှုံခဲ့ရတဲ့ဟန်တိုတယောက်အာမတန်လို့မန်လျှော့ထားရပါတယ်။ဂျောင်ဂီချောမိတ်ပေးလိုက်တာနဲ့ကြံလူတွေကဟန်တိုကိုဝိုင်းချုပ်ပြီးခေါင်းဆောင်စောဟာဟန်ဆိုရဲ့ဒူးစစ်နေရာတက်တက်ကိုတူတစ်ချောင်းနဲ့ရိုက်ချိုးပစ်လိုက်ပါတော့တယ်။သူကိုယ်တိုင်အစိုးရဆုံးရဲတယောက်ဖြစ်နေတော့လေလူတယောက်ရဲ့နာနာချင်းချင်းအော်ဟစ်နေတဲ့ကိုစိတ်လေးတောက်မပြတ်ရတာခံကြည့်နေတဲ့ဂျောင်ဂီချောလိုလူ
လူမိုက်တယောက်ရဲ့ရက်စက်မှုကိုမျက်ဝါးထင်ထင်မြင်လိုက်ရပြီဖြစ်ပါတယ်ဖျော်ပြဲပြန်ထွက်လာကြတဲ့ဟန်တိုတို့အဖွဲ့ကိုအပြင်မှာစောင့်နေတဲ့ဟီဆောင်ကဂန်နန်းဟာသူတို့မူရမြေမှုနောက်ဆိုခြေတောင်ချမလာရန်တတိပေးလိုက်ပါတယ်အထဲပြန်ဝင်သွားပြီးဂီချောပြောတဲ့အတိုင်းပြန်ပါငါစာကိုအကုန်ဟတ်လိုက်မိပြီလို့ပြောနေတဲ့ဂျုံမိုတယောက်သူ့ကိုဒီနေရာခေါ်လာတာရန်ဖြစ်ခိုင်းမလို့လားလို့မေးပါတယ်ဂီချောကတော့ဘူဆန်ဥက္ကဋ္ဌကြီးရဲ့ဖုန်းကိုကင်လိုက်ပြီးဂျန်ရဲသပဲတွေသူ့ကိုလှုပ်ကြံမဲ့အစီအစဉ်အားသူပို့ပေးထားတဲ့ငွေတွေကိုမှမထောက်ခွင့်ပြုပေးလိုက်တဲ့အတွက်ရှေ့လျှောက်ဘာငွေမှပို့စရာအကြောင်းမရှိတော့ဘူးလို့အပြတ်ပြောလိုက်ပါတယ်ဒါကြောင့်တိုးထောင်ကျောင်းသူပြန်နေမိသွားတဲ့ဥက္ကဋ္ဌကြီးဟာဂျောင်ဂီချောကိုရှာပြီးအင်ချုံးမြစ်တော့မဟုတ်ဘူဆန်မြစ်ထဲအစားဖြောက်လိုက်ဖို့သွေးဦးသွေးတန်းနဲ့ရှောက်ပြောနေပါတော့တယ်ဂျောင်ဂီချောဟာဂျုံမူမေးထားတဲ့မိကွန်းအတွက်သူတို့လူမိုက်ကိုင်းထဲမှာအဲ့လိုပုံကန်ကျင်တဲ့ကောင်တွေကိုရှင်းဖို့စီစဉ်ခဲ့တာဖြစ်ကြောင်းရှင်းပြရင်အပြင်ခေါ်ထုတ်ကထဲဟိုနာမည်နဲ့ကလပ်ဆိုင်ဖို့ကိုပြပါတယ်တော့ဖို့ညီရဲလို့ဖြစ်နေတဲ့ထဲဟိုအတွက်ဒီနေရာကိုပေးဖို့စီစဉ်ထားတော့လဲစိတ်မကောင်းစရာကိစ္စတွေဖြစ်သွားခဲ့တာကြောင့်အခုထဲဟိုရဲ့အကူဝင်ခွဲဖြစ်တဲ့စွန်းဟိုကပဲထဲဟိုရဲ့အိမ်မက်တွေအတိုင်းလုပ်ပေးဖို့နဲ့လူသက်သမားဂျန်ဆိုတဲ့ကောင်ကိုသူကိုယ်တိုင်အပိုင်းပိုင်းစီရင်ခဲ့ပြီးလို့အသိပေးလိုက်ပါတယ်ဒီလိုနဲ့ဂွမ်စွန်းဟိုအဖြစ်အသွင်ယူထားတဲ့ဂျွန်မိုဟာဂန်နန်းဖွဲ့စည်းရဲ့အဖွဲ့ဝင်အသစ်ဖြစ်ရောက်လာပါတော့တယ်စိတ်မပါလက်မပါလက်ခုပ်တီးနေသူတွေကြောင့်ဟီဆောင်ကပဲရှေ့တိုးလာပြီးဒီချောထန်ကခွင့်တောင်းကပါရိုက်လိုက်ပါတယ်ဂွမ်စွန်းဟိုဟာသူတို့ရဲ့ညီပဲမို့မကျေနပ်တာရှိရင်ဒီလောက်နဲ့ပြည်လည်လိုက်ကြဖို့နဲ့တေချာကြီးဆိုင်ဖို့တတိပေးလိုက်ပါတယ်ဒီလိုနဲ့ဂန်နန်းမှာမူရစေးကိုအစိုးရဆုံးဖြတ်မြူရောင်းချနေတဲ့လူမိုက်ခိုင်ကြီးထံဂျုံမိုဝင်ရောက်သွားနိုင်ခဲ့ပြီးသူ့ရည်ရွယ်ချက်အတွက်သူ့ပြတ်မှတ်ကိုအနီးကပ်ဆောင်သွမ်းခွင့်ရလာပါတယ်။ဒါပေမဲ့အသက်ဝင်လာသူမို့ကိုပိုင်နဲ့အတွင်းညနေ9နာရီကနေနောက်နေ့မနက်9နာရီအထိကင်းလဲကအခြားကိုင်းကလူတွေကျုံဝင်လာရင်တထေးကိုအကြောင်းကြားရမယ်လို့ဘဲရောင်းတဲ့ကတင်ပြပြီးပါတယ်။ဒါကြောင့်အပျော်ပါးများစွာရှင်းနေနေပြီးသားဂန်နန်းရဲ့ညလောကအတွင်းမှာအရက်သမားစေးသမားတွေရဲ့ဗယုတ်ကြမှုကိုမနှဲသိခံရင်ဒီတိုင်းဘလောက်ကြောင်လုံနေရအောင်မလဲလို့မေးပါတယ်။တက္ကသိုလ်ဆောင်ပွဲတွေပြီးသွားတဲ့ကလေးတွေအဖွဲ့အစည်းတွေဝင်ရောက်လာတဲ့အခါမှာရောင်းတဲ့ကတဆင့်တက်ပြီးစိုးဟိုကနောက်တစ်ယောက်ကိုလက်ဆင့်ကမ်းတင်ပြပြီးရအောင်မလို့ရှင်းပြပါတယ်။ရဲဘွားမှာခေါ်ယူပါရိုက်ခွင့်ရှိတဲ့ဘာမဟုတ်တဲ့ကောင်တွေကသူ့ကိုအလုပ်တေချလုပ်ဖို့ပြောဆိုနေတာကိုပြန်မှန်းလာပြီးဒီပုံစံအတိုင်းဆိုရင်ဂန်နန်းမှာကောင်းမောင်းကျွမ်းကျင်သွားရုံပဲရှိမယ်လို့စီနီယာကခနဲ့ပါတယ်။သူနဲ့အလုပ်တွဲလုပ်နေသူရောင်းတဲ့ကလည်းရှင်းစင်တော့ဆက်အလုပ်ဝင်လာသူမို့စားသောက်ဆိုင်တွေကိုစက်ကြီးတောင်းရုံလောက်သာစုံစမ်းလို့ရပါတယ်။ဝီချောင်းဟာမျိုးသားလုံခြုံရေးချိုးဖောက်မှုနဲ့စစ်သေးခန်းရောက်နေတဲ့ចောင်းသားတူကိုစစ်မေးနေပါတယ်။ထိုကိစ္စပြီးတာနဲ့ဂျုံမူရဲ့ဌာနကိုဆက်သွယ်ပြီးမေးကြည့်တော့ပန်းနာရချက်ယောဂနဲ့ခွင့်ယူထားတာရက်အတော်ကြာသွားပြီလို့သိလိုက်ရပါတယ်။ထိုကိစ္စဂျုံမိုစီဂီယိုဆိုင်ဖို့ voice မေးပို့လိုက်တဲ့အတွက်အတူကင်းလက်မဲ့ရောင်းတဲ့ကိုတငယ်ချင်းတယောက်နဲ့တွားတွေ့အောင်မဲ့ဆိုကဇနီးဖြစ်သူထံရောက်သွားပါတယ်။စကားတခေါမှမပြောဘဲအစားကြီးလိတ်စားနေတဲ့ဦးရောင်းဟာသူမကိုအဆက်အသွယ်မလုပ်ဘဲဘယ်တွေသွားပြီးဘာတွေလုပ်နေလဲလို့စမိပါတော့တယ်။ပြီးတော့မိမမသိအောင်ဝိဆောင်တွေဝယ်ပေးနေတာရောဘသူလဲလို့ဆိုတော့မှမူရဲဖြန့်လူကြီးခိုင်းကိုဖမ်းဖို့ထိုခိုင်းထံတရှူလုံးနေကြောင်းပြောပြလိုက်ပါတယ်ဒီအချိန်တိုက်တိုက်ဆိုင်ဆိုင်စိုင်ထဲဝင်လာတဲ့ကြောင်ကြီးချောတို့ကြောင့်ဝီချောင်းကစောကနေပြီးစိုးဟိုကထနှုတ်ဆက်လိုက်ပါတယ်ဘာပြောရမှမသိအခက်တွေ့နေစဉ်ဝီချောင်းကပဲထလာပြီးကြောင်ကြီးချောနဲ့မတွေ့တာကြပြီလို့နှုတ်ဆက်လိုက်ပါတယ်ဒီတော့မှဝီချောင်းကသူနဲ့တိုက်ကွမ်လိုတင်တဲ့အတူတက်ခဲ့ဘူးသူတယောက်ဖြစ်ပြီးကြောင်ကြီးချောကတော့အလုရှင်တထေးပါလို့ဝင်မိတ်ဆက်ပြီးလိုက်ပါတယ်ဒီချောကအမိုးဆက်ဖြစ်နေတဲ့ဝီချောင်းရဲ့အကြောင်းသိပြီးသားမို့ရဲလုံးရတာအစင်ပြေရလားလို့မေးရင်ကွမ်စိုးဟိုကိုခေါ်တော်လို့ရပြီလားလို့မေးလိုက်ပါတယ်ရဲနဲ့ပတ်သက်ရင်ကြောက်တတ်တဲ့ဟီဆောင်ကဘာကိစ္စရဲတယောက်နဲ့ထမင်းအတူစားနေရတာလဲလို့စစ်မေးပါတော့တယ်ငယ်စဉ်ကစေးသမားအဖေဖြစ်သူရိုက်တာခံရတိုင်းအိမ်ကြီးချင်းအမားဖြစ်သူအကြောင်းကပဲစောင့်ရှောက်ပေးခဲ့တာမို့ရင်းနှီးတဲ့ဆက်ဆံရေးပါလို့ဖြေလိုက်ပါတယ်အခုလည်းမူရဲ့စေတုံပြီးတောင်းကျမ်းနေတဲ့ဖခင်ရဲ့အကြောင်းပြောရန်ဝီချောင်းကပဲဆက်သွယ်အသိပေးခဲ့တာလို့ဆိုပါတယ်အတွင်းများနေတဲ့ကြောင်ကြီးချောကိုလည်းသူအမားလိုခင်ရတဲ့တငယ်ချင်းနဲ့တွားတွေ့တာအမားလားလို့မေးပေမဲ့တွားရအောင်လို့သာပြန်ပြောပါတယ်ဝီချောင်းကအန်နယ်များတဲ့ဆက်စီရေးအတွင်းရောက်နေသူမခင်မွန်းအတွက်ဦးဆောင်သူစီနီယာထံစိုးရိမ်တကြီးဆက်သွယ်လိုက်ပါတယ်အခုထိမပြီးနိုင်မစည်းနိုင်ဖြစ်နေတဲ့ဟီဆောင်ကသူဘလို့မှမယုံတဲ့အကြောင်းတဖွားဖွားပြောကသူကရဲနဲ့တမ်းမတဲ့သူလို့ဒေါသတကြီးပြောပြနေပါတယ်ကျောင်းဘက်ကတော့ရုတ်တရက်ကြီးပေါ်လာတဲ့ထဲဦးရဲ့အကူဝံခွဲပြီးတော့တထေးနဲ့အထက်တန်းကျောင်းကဖျားเจ้าတူတက်ခဲ့တဲ့မိန်းကလေးရဲ့အိမ်ကြီးချင်းဆိုတဲ့အဖြစ်အပျက်တွေကချိန်မထားလောက်အောင်တိုက်ဆိုင်နေတာမို့ထူးဆန်းနေရလို့ဆိုပါတယ်ပြီးတော့အဲ့ဒီရဲကတထေးလိုအဆိုင်ကတော့ပူကြီးပဲစားတာလာမိတဲ့အခါအကြာကြီးတွဲခဲ့ကြတဲ့အချစ်ဦးတွေမို့အကြိုက်တူမှာပေါ်လို့ဟီဆောင်ကထောက်ခံပါတယ်ဂျုံမိုဟာလေဘင်းကလောက်ဝကတိုင်ဆွဲကြိုးလေးကိုကန်ကြည့်နေတဲ့ကြောင်ကြီးချောအားအကဲခတ်ရင်အထက်တန်းကျောင်းကဖះเจ้าမလက်ဆောင်လို့ပြောဦးတဲ့ဦးကျောင်းရဲ့ဆွဲကြိုးကိုပါတတိယသွားပြီးအဖြစ်ပြက်တွေကိုဆက်ဆက်မိလာသလိုအားလုံးရဲ့တန်တရားမျက်လုံးတွေကလည်းဂျုံမိုအပေါ်ပြုံကျလာပါတယ်
နေမျိုးလေးကချက်ချောင်းတစ်ခုမှာတချင်းဆိုနေတဲ့ကောင်မလေးကိုနောက်ကကောင်လေးကအရေးတကြီးငေးနေပါတယ်။အပြင်ရောက်လာတော့ထိုကောင်လေးဟာပိတ်ရက်မှာရုပ်ရှင်ကြည့်ဖို့ကောင်မလေးကိုဖိတ်ခေါ်ခဲ့ပြီးကောင်မလေးကလည်းအရန်လာတဲ့ဆွဲကြိုးလေးကိုလက်ဆောင်ပြန်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်နာမည်ကတော့ယူဝီချောင်းနဲ့ဂျောင်ကီချောလို့အမည်ရပြီးတငယ်ချင်းတစ်ယောက်ကပိုလာရိုက်ကင်မရာနဲ့ဓာတ်ပုံရိုက်ပြီးတဲ့အခါနှစ်ယောက်စလုံးအတွက်နှစ်ပုံရိုက်ပေးဖို့တောင်းဆိုရင်ဝီချောင်းပေးထားတဲ့ဆွဲကြိုးလေးကိုတခါတည်းဝစ်စင်ကရုတ်တရက်ဝီချောင်းရဲ့လက်ကိုကင်ပြီးပျော်ရွှင်စရာကောင်းတဲ့ပုံနှစ်ပုံကိုရိုက်ယူလိုက်ပါတယ်။ယူဝီချောင်းတစ်ယောက်ကျမ်းမာရေးမကောင်းတဲ့သူမမိခင်ကိုတွားတွေ့တဲ့အခါတဦးတည်းသောတမတ်လေးဘဲကြုံမှုမလာတာကြာပြီလို့ရည်ရွယ်နေပါတယ်။ရခင်ဖះเจ้าကဂျောင်ကီချောကိုတိလာလို့မေးတော့ဒီနေရာမှာကြားရတဲ့သတင်းမျိုးစုံထဲမှာထိုကောင်လေးကလူမိုက်တစ်ယောက်ဖြစ်နေမှသိတယ်လို့ဖြေပါတယ်။ထိုစဉ်ကရဲကားတန်တွေရက်ကြည့်နေတဲ့လူအုပ်ကြီးရဲ့စကားတန်တွေကြားကနေသွေးတန်တရဲနဲ့မိခင်ရဲ့နောက်မှာရဲကားပေါ်ခေါ်ဆောင်ခံလိုက်ရတဲ့ဂျောင်ကီချောကိုသူမလိုက်ကြည့်နေမိပါတယ်။ဝီချောင်းနဲ့ပြန်ဆုံပြီးနောက်ပိုင်းလေဘင်းကဆွဲကြိုးလေးတကန်ကန်နဲ့တွေ့ဝင်နေတဲ့သူကီချောကိုစွန်းဦးကစောင့်ကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာဂွန်စွန်းဦးအဖေရဲ့ပြမှုမှတ်တမ်းကိုစစ်ဆေးပေးဖို့ fast နဲ့အတူစုံတော့တယောက်နဲ့လက်ထပ်ထားတဲ့ဆိုတဲ့ယူဝီချောင်းရဲ့အမျိုးသားတပ်ပုံတွေကိုတပြိုင်တည်းထောက်လှမ်းခိုင်းနေပါတယ်။စိတ်ထဲရှင်းရှင်းလင်းလင်းအဖြေရဖို့လိုနေသူဂျုံမိုဟာတိုးစနီးနဲ့ဂျောင်ကီချောတို့ဘလောက်တောင်ရင်းနှီးခဲ့ကြသလဲမေးတော့အထက်တန်းကျောင်းလုံးကပဲလို့ဖြေပါတယ်။ပြီးတော့ရဟန်းအနေများတဲ့စစ်စင်ရေးတဲကိုသူမတော်မသိရပဲဂျုံမိုကိုထည့်ခဲ့တဲ့ကိစ္စအတွက်ဒိုရောင်းတို့နှစ်ယောက်ကိုအပြစ်တင်ခဲ့ပါတယ်။သူမကရဲတယောက်ဆိုတာအပြင်ဂျုံမိုနဲ့ရင်းနှီးနေကြောင်းမှသိသွားတဲ့ဂျောင်ကီချောကြောင့်ဒီတိုင်းဆက်ထားဖို့လားလို့မေးပေမဲ့နောက်ထပ်လှုပ်ရှားမှုကိုစောင့်ကြည့်နေရအောင်မှဖြစ်ပြီးဂျုံမိုကလည်းသူစားခဲ့တဲ့ဇက်လန်းကိုသူအဆုံးမတတ်နိုင်မချင်းမရက်တတ်သူမို့စိတ်မပူဘူးမှာပါတယ်။ညွန်ကျော်ကဂျုံမိုရဲ့မှုကိုအမြန်ပြီးပြတ်စေလိုပါကဝီချောင်းမှာဝင်ကူညီဖို့တောင်းဆိုလိုက်ပါတယ်။ဂျုံမိုတို့လင်မယားရဲ့အချက်လက်တွေကိုလူတစ်ယောက်ကရဲဌာနထံကလာယူသွားပြီးဂျောင်ကီချောထံတိုက်ရိုက်ပေးခဲ့ပါတယ်။ကွမ်ဆုံးရဲ့ဖခင်ဟာမူရဲ့စင်မှုနဲ့ထောင်၄ချိန်အထိကြာခံထားရပြီးယူဝီချောင်းရဲ့မိခင်ဟာကင်ဆာရောဂါနဲ့ဆေးရုံတက်နေရတယ်ဆိုတာနဲ့ဝီချောင်းရဲ့ယောက်ျားဓာတ်ပုံကိုပါပေးခဲ့ပါတယ်။အဲဒီနောက်ဂျောင်ကီချောတယောက်ကွမ်ဆုံးကိုခေါ်ကဝီချောင်းနဲ့တွေ့စဉ်ကသူ့အမျိုးသားကြောင့်ပြောဘူးသေးလားလို့မေးရင်ရာဇဝတ်မှုရေးရဌာနကဘဲကြုံမှုလို့ဖတ်ပြနေရကြောင်းဘေးဘီကိုကြည့်ရင်တောတစ်ချောင်းကိုလက်ချားမှအသင်ပြင်လိုက်ပါတယ်။သို့ပေမဲ့ကီချောပြတဲ့ဓာတ်ပုံကတော့သူ့ရဲ့စီနီယာဒိုရောင်ရဲ့ဓာတ်ပုံဖြစ်နေပြီးသိလားလို့သေချာကြည့်ခိုင်းကသူနဲ့ရှင်ဘသူပိုချောလဲလို့စနောက်ပါတယ်။ညိုကျုပ်တယောက်တစ်ဖက်လက်နဲ့တည်င်းရောစားနေတဲ့စကမ်းမှုထန်သွားကအချက်လက်ရယူရေးစာပါမှာလော့ကင်ဝင်လိုက်တာနဲ့မင်းတို့ဘာလုပ်ပြီးဘသူအကြောင်းရှာတယ်လဲသိတယ်လို့တတိပေးရင်တည်င်းကောင်းကြီးပိုင်းမှာမပါခြင်းနောက်ဆင်ခြင်မှုမှာခဲ့ပါတယ်။ဂျောင်ကီချောရဲ့ဘာနှမှုကိုကြိုတင်ကာကွယ်လိုက်နိုင်တဲ့ဂျိုရောင်းကြောင့်အားလုံးမပေါ်သွားခဲ့တာဖြစ်ပြီးရှေ့လျှောက်ပိုတတိထားဖို့လိုလာကြောင်းပြောပါတယ်။ဂျိုမိုကတော့ဘသူကပုံညံကောင်းလဲဆိုတာတခါတော့ကျန်းနာနာမျိုးနဲ့စမ်းကြည့်ကြမလားလို့အစီအစဉ်ဆွဲလိုက်ပါတယ်။နောက်တစ်ရက်ကင်းလဲချိန်ပြီးတဲ့အခါမြေအောက်ပူလာမှာသွားအိတ်ကြမယ်ဆိုကဘဲရောင်းတဲ့ကိုခေါ်လာပါတယ်။ဒီအချိန်သူတို့ဘေးကလျက်ကမတင်ကားစရာဘန်ကားစီးကိုဂျုံမိုတတိထားမိသွားပြီးသူတို့ကားရှိကပါမစင်မချင်းကွေ့သွားတာမို့နောက်ကလိုက်သွားပါတယ်။ထိုကားပေါ်ကဒုတ်တွေနဲ့လူတစုကတချင်းနားထောင်နေတဲ့ဂျောင်ကီချောရဲ့တိုက်ကိုမီးဖြတ်ပြီးအော်ဟစ်တက်လာကြပါတယ်။အမီလိုက်လာတဲ့ဂျုံမိုဟာအထဲမှာတထေးတယောက်တည်းကြံနေခဲ့တယ်လို့ရည်ရွယ်ရင်တိုးတထေးကိုအခန်းထဲထည့်ပိတ်ခါငါကဂျောင်ကီချောပဲကွာလို့អော်ပြီးလူအုပ်ကြီးထံတယောက်တည်းပြေးဝင်တိုက်ခိုက်ပါတယ်။ဒီအချိန်မိကတစ်တာတွေကတနက်ယူပြီးထွက်လာတဲ့ကီချောကြောင့်ဂျုံမိုကိုရိုက်ခါထွက်ပြေးသွားကြပါတယ်။ဂွမ်ဆောကိုစေကန်းလိုက်ပြနေတဲ့ကီချောတို့အဖွဲ့ဟာဘူဆန်ကိုင်းရဲ့လက်ချက်လို့ယူဆနေပြီးပြန်လည်လက်ထုတ်ပြန်မှုပြောနေတဲ့ဟီဆောင်ကိုသူဖြည့်ရှင်းမယ်လို့ဆိုကဟန်တားလိုက်ပါတယ်။ဂျောင်ဘဲကတော့နောက်နေ့ကစပြီးတထေးရဲ့နားမှာခေါင်းဆောင်စောကိုစောင့်ခိုင်းပါမယ်ဆိုပေမဲ့ငါဂျောင်ကီချောကွာဆိုပြီးလူအုပ်ကြီးကြတဲ့ပြေးဝင်သွားတဲ့သုံးအုပ်ကိုသာသူ့နားမှာထားဖို့မှားလိုက်ပါတယ်။လူသစ်ပဲရှိသေးတဲ့ဂွမ်သုံးအုပ်ကိုထိုအခွင့်ရေးပေးလိုက်ပါကနောက်ငယ်သားတွေရဲ့အမိန့်နာခံမှုကိုထိန်းသိမ်းရခတ်စိတ်မယ်လို့အကြံပြုတော်လဲအရေးပေါ်အခြေအနေမှာအဲကောင်တွေဘယ်ရောက်နေကြလဲလို့ပြန်မေးခဲ့ပါတယ်။ဒီလိုနဲ့ခေါင်းထဲရာတစ်ချက်ရင်းလိုက်တဲ့ဂျုံမိုတယောက်လူမိုက်ကိုင်းမှာယာရုအစစ်စစ်ခုန်တက်သွားပြီးဟီဆောင်တို့ရဲ့လက်အောက်နေရာကိုရောက်လာပါတယ်။ဒါကြောင့်သူကိုယ်တိုင်စီစဉ်လိုက်တဲ့စစ်စင်ရေးအောင်မြင်သွားပြီဆိုတာနဲ့ရှေ့လျှောက်ဂျောင်ကီချောရဲ့တတ်တော်ဆောင်ဖြစ်ပြီဆိုတဲ့အကြောင်းအထက်ကိုအကြောင်းကြားလိုက်ပါတယ်။ရဲဌာနမှာတော့သူတို့တိုက်ခိုက်ခဲ့တဲ့လူကရှောင်းတိန်ပြီးဒဏ်ရာမရအောင်ပြန်လည်တိုက်ခတ်ခဲ့သူမို့ဘသူလဲဝိုင်းမိတဲ့အခါလူမိုက်တည်င်းပေးလို့သာဖြေလိုက်ပါတယ်။ယာရုတိုးသွားတဲ့ဂျုံမိုဟာဝစ်စုံအသည့်အသုံးဆောင်တွေယူပြီးဂျောင်ကီချောရဲ့တက်တော်သောကွမ်ဆုံးကိုအဖြစ်နေရာပြောင်းလာပါတယ်။မကြည့်ပြူပေမဲ့ဂျောင်ကီချောကိုမလွန်ဆန်နိုင်တဲ့ဂျောင်ဘဲကတော့ရုံငန်းတကာပတ်ဆော့ကိုပြောပြပြီးထွက်သွားပါတယ်။လက်ကင်ဖုန်းရလာပြီးဖြစ်တဲ့ဂျုံမိုဟာဇနီးဖြစ်သူဝီချောင်းထဖုန်းဆက်ပြီးအမဝီချောင်းလို့နာမည်မှတ်ထားတာကြောင့်ဒီကနေဆက်သွယ်လို့ရပြီဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။ဂျောင်ကီချောဟာစေးသမားဖခင်ရဲ့ရိုက်နှက်ညှဉ်းပန်းမှုနဲ့ကြီးပင်းလာသူကွမ်ဆုံးကိုမေးခွန်းထုတ်နေပါတယ်။
အကြောင်းအရာအားလုံးကသူနဲ့ဆင်တူနေတယ်လို့ပြောရင်ဝီချောင်းနဲ့ရင်းနေသူမို့အချင်းစရိုက်ကအရင်လိုပွင့်လင်းတဲ့မိန်းကလေးပဲလားလို့မေးပါတယ်သူမရုပ်ရည်လေးနဲ့ငွေကြီးချမ်းသာတဲ့လူကိုမယူပဲဘာကြောင့်နေဘက်ကစုံတော့တယောက်နဲ့လက်ထပ်သွားရတာလဲလို့ရှင်းရွရင်သူနဲ့အပြင်သွားကြမယ်လို့ဆိုပါတယ်ဟီဆောင်တို့ဟာသူတို့ကိုထားခဲ့ပြီးစိုးုံနဲ့အပြင်သွားမဲ့ကြောင်ကြီးချောကိုဝိုင်းတားနေကြပေမဲ့ခဏနေပြန်လာမယ်လို့သာပြောခဲ့ပါတယ်ဘယ်ကိုသွားမှလဲလို့မေးတော့ရောင်းတော့ဆေးုံဆိုတဲ့အခါဂျုံမိုတယောက်ပြားများသွားပါတယ်ဆေးုံမှာရှိနေသူကသူ့ကိုချစ်တဲ့ရောက်ခမမှုမျက်နှာချင်းဆိုင်တာနဲ့ပြဿနာတက်မယ်မသိနေတဲ့ဂျုံမိုဟာဝီချောင်းရမီကနှစ်တည်ကြသွားပြီးမို့သူ့ကိုမှတ်မိမှလည်းမဟုတ်ပဲနေမကောင်းသူကိုစိတ်မချမ်းသာမှဆိုလို့လိုက်မတွေ့ချင်ကြောင်းပြောကနေခဲ့လိုက်ပါတယ်ဂျပန်နိုင်ငံရဲ့ယိုကိုဟာမာမြို့ကိုရောက်လာတဲ့ဘူဆန်ရဲ့လူမိုက်ကောင်းဆောင်ဟာကြောင်ကြီးချောကိုရှင်းလင်းပြီးရင်သူကိုယ်တိုင်ဂန်တိုင်းကိုဦးစီးမယ်လို့ပြောနေပါတယ်တထေးကာနီမိုတိုကိုယ်တိုင်အားထားနေရတဲ့ကြောင်ကြီးချောကိုရှင်းလင်းမဲ့အစီအစဉ်အပြင်အခြားမရှိတော့ဘူးလားလို့မေးတော့စိတ်ပိုင်းဖြတ်ထားပြီးပြီမို့ဖြစ်အောင်လုပ်မယ်လို့ဆိုပါတယ်ဝီချောင်းအမိခင်ထံသွားတွေ့နေသူကြောင်ကြီးချောကိုတူနာပြုတ်ကတမတ်ချောတယောက်ပိုင်ဆိုင်ထားတာပဲလို့ချီးကျူးသွားပါတယ်ဂျုံမိုကတော့သူ့ကိုတားရဲလို့ချစ်ခင်တဲ့ရောက်ခမကိုအဝေးကသာငေးကြည့်နေခဲ့ရပါတယ်။သူ့ကိုလူမိုင်းလောက်ကထွက်ဖို့ပြောနေတဲ့ဝီချောင်းရဲ့အမေဟာသူဟာဂန်နန်းရဲ့ညလောကမှာမူယူပြဿနာရှာနေသူတွေကိုထိန်းချောင်းပေးတဲ့ agency ထောင်သားသူသာဖြစ်ပြီးလူမိုင်းတယောက်မဟုတ်ကြောင်းရှင်းပြနေပါတယ်။ဒီအချိန်ဂျပန်ဘက်ကတတိကသူ့ကိုလက်စားဖြောက်ချင်တဲ့ဘူဆန်တတိရောက်နေကြောင်းအသိပေးတာနဲ့မတက်နိုင်တော့တာမို့အစီအစဉ်တိုင်းလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တတိကာနီမိုတိုဟာသူ့အတွက်ပတ်စံအလုံးလောက်ရှာပေးနေသူဂျောင်းကြီးချောကိုတပ်ဖို့စီစဉ်ထားတဲ့ဘူဆန်တတိအားဂျပန်မှာပဲအပြတ်ရှင်းလိုက်ပါတယ်။ဒါကြောင့်သူ့အတွက်သုံးယောက်တွေကိုသူကိုယ်တိုင်ရှင်းလင်းမယ်ဆိုတဲ့စကားတွေကိုယုံမီလားလို့ဟီဆောင်တို့ထံပြောပြလိုက်ပါတယ်။ရုံငန်းကိုရောက်တာနဲ့ဘာမဟုတ်တဲ့လူမိုက်တွေရဲ့ချိန်မောင်းခြင်းကိုခံနေရပြီးဂျောင်ကီချောရဲ့ရုံငန်းကိုဖောက်ဝင်မှုစူးစမ်းနေပါတယ်။တလားကို2ကြိမ်လောက်ငါးဖမ်းထွက်လေးရှိတယ်ဆိုတဲ့ဂျောင်ကီချောတို့အကြောင်းကိုစုံစမ်းကြည့်ပေမဲ့ဘာအဖြေမှရမလာပဲအခန်းဆောက်ဖို့သာမှားသွားပါတယ်။ငါးဖမ်းထွက်ရင်တရက်တော့မဟုတ်2ရက်ကြာတယ်ဆိုတာသိလိုက်ရပြီးနောက်အရက်တော်တော့မဲ့လူမိုက်တွေနဲ့လိုက်မသွားပဲအခန်းမီးတွေကိုရှော့ဖြစ်အောင်လုပ်ခါအခန်းတွင်းဝင်မှုကြိုးစားပါတယ်။အရေးကြီးစာရွက်စာတမ်းတွေကိုဓာတ်ပုံရိုက်ယူပြီးပြီးတဲ့ရုံငန်းကိုအဖွဲ့အစည်းကောင်းဆောင်တွေရဲ့မွေးနေ့နံပါတ်တွေနဲ့ဖွင့်ဝင်တော်လဲအလုံးမဖြစ်တာမို့ထွက်သွားရန်ပြင်ပြီးမှတိုးစနီဝီချောင်းရဲ့မွေးနေ့ကိုတတိယပြီးဖွင့်ကြည့်တဲ့အခါပွင့်သွားတာမို့ဆဲဆိုလိုက်ပါတယ်အခန်းထဲမှာအတုံးဝင်လောက်မဲ့ထင်တဲ့အရာတွေကိုဓာတ်ပုံရိုက်ယူခဲ့ပြီးမဲ့ဘာအရေးကြီးချက်လက်မှမတွေ့ရတဲ့အပြင်တလား2ကြိမ်ငါးပန်းထွက်တဲ့ကောင်တွေရဲ့အခန်းမှာတက်ဆိုင်တဲ့ပစ္စည်းတစ်ခုမှရှိမနေဘူးလို့ညှိတွားလိုက်ပါတယ်တကယ်ငါးပန်းထွက်တာမဖြစ်နိုင်ဘူးဆိုတဲ့ဒိုရောင်းရဲ့စကားကြောင့်သူ့ကိုခေါ်တော့အောင်ကြံဖန်ကြည့်ဦးမယ်လို့စဉ်းစားလိုက်ပါတယ်ဆိုင်ကယ်ဗျမ်းမတာမောင်းလာတဲ့ဘဲတဝီဟာအေးသားရဲ့ fitting room အပေါ်ဓာတ်မှာပတ်စံအချို့သိမ်းယူလိုက်ပြီးဝေးစီတို့ကိုယူကပြန်ထွက်လာပါတယ်ပြီးတော့တောထဲမှာတွက်ချပါတာဖြစ်နေတဲ့စေးသမားတယောက်ကိုဂန်နန်ခရစ်စတယ်စီရောင်ပြီးညှိုးမေးပါအောင်လို့ပြောနေစဉ်လူချို့ရောက်လာပါတယ်စုပ်ပြတ်တက်နေအောင်ဝိုင်းထိုးနှိပ်စက်ပြီးဘသူပစ္စည်းတွေရောင်းပေးနေရလဲဆိုကလိုက်ပြခိုင်းပါတယ်ငါးဖမ်းရာကပြန်ရောက်လာကြတဲ့ဟီဆောင်တို့ဟာကြောင်တောင်ဖြစ်နေတဲ့ဓာတ်မီးကိုဓာတ်ခဲလဲဖို့ပြင်ရင်အထဲကတစ်ခုခုကိုရှာတွေ့တာနဲ့အကိုကြီးဝယ်ထားတာတော့မဟုတ်ဘူးမှလားလို့ဂျောင်ကီချောထန်သွားမိပါတယ်ဟိုတလောကရုံငန်းထိကျူးကျော်တိုက်ခိုက်ခဲ့တဲ့ဘူဆန်ကိုင်းကကောင်တွေကြားကြံခဲ့တဲ့ဓာတ်မီးတလက်ဖြစ်ပြီးအထဲမှာရဲတစိတ်ပါနေရကြောင်းစဉ်းစားစရာဖြစ်သွားပါတယ်ဆေးရောင်းသူကိုဖမ်းလာတဲ့စုံတော့တွေကဖြန့်ပြူးသူဆိုတဲ့ဂျောင်းဘဲထံရောက်လာပါတယ်နောက်ကအင်အားဘာရှိလဲမစုံစမ်းခဲ့တဲ့အပေါ်သားရဲတွေဟာဝင်ညစ်လို့ရမယ့်အခြားတနေရာသွားရအောင်ဆိုတာကြောင့်မထိန်နိုင်တော့တဲ့ဂျောင်းဘဲကထားယူပါတော့တယ်ဒါကြောင့်ပါးကိုအချက်ပေါင်းများစွာအရိုက်ခံခဲ့ရပြီးအထက်တန်းကျောင်းမှာလူတွေအလောင်းမထားခဲ့ချင်ဘူးလို့ချိန်ချောက်ကခေါ်သွားကြပါတယ်လမ်းမှာနောက်ကဝင်တိုက်ပြီးပြဿနာရှာတဲ့ကားကြောင့်ကားပေါ်လိုက်လာတဲ့ဂျောင်းဘဲဟာရဲရရှိကိုပုတ်ပုတ်ပြီးသဘောကျသွားရှိနေပါတော့တယ်ကားမောင်းတဲ့မျိုးသမီးကိုမေးနေချိန်ကားနောက်ဖုံအတွင်းကထွက်လာတဲ့ဂျောင်ကီချောတို့ကကြံအောက်ဆွဲ2ယောက်ကိုတိုက်ခိုက်ပြီးရဲရရှိကိုပါဖမ်းခေါ်သွားကြပါတယ်အခန်းထဲအိပ်ပျော်နေသူဆုံးကိုဟာခေါင်းဆောင်စောကညကြီးမင်းကြီးအပြင်လိုက်ခဲ့ရန်ခေါ်လာပါတယ်သူ့ကိုပါရိုက်ခဲ့တဲ့စုံတော့ကိုအဝတ်စားတွေချုပ်ပြီးပပနဲ့သုံးမနေတဲ့ဂျောင်းဘဲကြောင့်ခေါင်းဆောင်စောကဘဲကားကောင်ကိုဖမ်းခေါ်လာတယ်လို့မေးပါတယ်ငါတို့စီးပွားငါတို့တထေးကိုဖမ်းမှုကြိုးစားနေတဲ့ကောင်ကိုဘာလို့တင်တယ်လဲမေးတော့ခေါင်းဆောင်စောကမျက်နှာကိုသိချကြည့်ရင်တပ်ပြစ်ရမှာပို့လို့ဖြေပါတယ်ရဲတရားကိုစိတ်ပြေနေပြေပျော်ရွှင်သွားရိုက်နှက်နေသူတွေကိုကြည့်ရင်ဂျုံမိုတယောက်နေမတေးထိုင်မသာဖြစ်နေချိန်ဂျောင်ကီချောကကစားနေတာရက်ပြီးလက်စားတက်လိုက်ဖို့အမိန့်ပေးပါတယ်ပြီးတော့တနက်နဲ့ထုတ်ချိန်ကစိုးကိုပဲလှည့်ပြီးသူ့စီကယုံကြည်မှုကိုလိုချင်အဆုံးသတ်ပေးဖို့လိုမယ်လို့ဆိုပါတယ်ပြင်းပြင်းထန်ထန်ရိုက်နှက်တာလောက်ကကိစ္စမရှိပေမဲ့ကျန်းသက်စာကျေဆိုထားသူရဲတယောက်ဖြစ်နေတဲ့အတွက်လူတယောက်ကိုတနက်နဲ့ပစ်တတ်ဖို့များစွာတုံလုံးနေရကြောင်းဂျောင်ကီချောကပြစ်လိုက်လို့အော်ဟစ်အမိန့်ပေးတဲ့နောက်မှာတော့တနက်တန်တစ်ချက်ထွက်လာပါတော့တယ်ပြီးခဲ့တဲ့အပိုင်းမှာစုံတော့တယောက်ကိုသူယုံကြည်အောင်ပြစ်တက်ပြဖို့ဂျောင်ကီချောကဂျုံမိုကိုအမိန့်ပေးနေပါတယ်။ငကိုကတန်တရားများနေသူတွေရှိမှဘာဖြစ်ဖြစ်ဆိုပြီးလွှဲပစ်လိုက်ပေမဲ့ပထမချိန်မှုလွဲတာဖြစ်ပြီးထပ်ပစ်ဖို့ပြောပြန်ပါတယ်။တေးသေးချာချာလက်ဆက်တက်လိုက်ဖို့နှစ်ဖူးကိုထောက်ပြနေတဲ့ဂျောင်ဘဲကြောင့်ထပ်မံချိန်ရွယ်လိုက်တော့လေ။သူမပြစ်ခင်စုံတော့ကထပြီးသွားတာကြောင့်ခေါင်းဆောင်စောကကြီးကုံတီအထိဝင်ရှင်းပေးလိုက်ပါတယ်။အဲဒီနောက်ဂျုံမိုစီပြန်လှည့်လာပြီးလူတက်တဲ့အလုပ်ဆိုတာမလွယ်တာမို့တက်ကြီးမှလုံနိုင်မှာဖြစ်ကြောင်းတင်ပြပေးပါတယ်။ကွန်ဖုန်းကိုတန်တရားဝင်သွားပြီးဖြစ်တဲ့ဂျောင်ကီချောဟာဘဲ
ယ်เจ้าမှတက်ခဲ့တယ်ဘလို့နောက်ကြောင်ရာသွင်းရှိတယ်မေးပေမဲ့အချက်လက်ချို့သာသိရတာကြောင့်စိတ်ဝင်စားစရာပဲလို့ရှင်းရွလိုက်ပါတယ်ငကိုကတန်တရားကြီးနေကြတဲ့ဟီဆောင်တို့ကလည်းအမှုဆက်ဝီเจ้าကဂွမ်ဆုံကိုသူတို့အဖွဲ့တဲ့တရှိုလောက်ခိုင်းခဲ့တာလို့ပြောဆိုလာပါတယ်ကျောင်းကြီးချောကတော့ဂွမ်ဆုံရဲ့အဖေကတကယ်စေးသမားတယောက်မို့သူတို့နှစ်ဦးစုံခဲ့တာဖြစ်ကြောင်းအတည်ပြုပေမဲ့စုံကိုရောက်လာစဉ်ကတည်းကကျောင်းကြီးချောရဲ့အချစ်ဦးရဲရရှိဝီကြောင်းပေါ်လာခြင်းလူမိုက်ကိုင်းတစ်ခုကကြားကြံခဲ့တဲ့ဟော်ရီဒက်မီတွေကြောင့်မတင်မတ်တာတွေများလာရခြင်းကတန်တရားဝင်စရာကောင်းနေကြောင်းကျောင်းဘဲကဆွဆွဲပါတယ်ရုံးခန်းပြန်ရောက်သည့်အထိတုံလုံးနေသေးချုံမှုကိုခေါင်းဆောင်စောကအနီးကပ်ဆောင်ကြည့်နေပြီးအပြင်မထွက်ရဘူးလို့တားပါတယ်ပြီးတော့ကျောင်းဘဲရောက်လာပြီးဘာကြောင့်လူမတတ်နိုင်ရလဲမိကတောင်းပန်နေတဲ့စုံကိုအေကန်နာအပြစ်ရှိစိတ်နဲ့အတိကျွမ်းရှိနေတဲ့ရဲကိုတိုင်လိုစိတ်တော့ဝင်မနေဘူးမဟုတ်လားလို့မချစ်မရဲမိပါတယ်။ထေအိုရဲ့အကိုဝမ်းဝဲဖြစ်နေလို့ဒီလောက်နဲ့ခွင့်လွှတ်ပေးထားပြီးလက်ထိတ်တွေအစားရွှေနာရီတွေဝှစ်ချင်လွန်းလို့နှစ်စင်နဲ့ချီခေါင်းသုံးလာခဲ့တာမို့မင်းကငါတို့ဘက်ကမဟုတ်မှသိတယ်လို့ပွင့်လင်းစွာပြောလာပါတယ်။သူဟာကဏ္ဍသားတရားမဟုတ်လို့ခွင့်ရေးပေးမခံရတာလားဆိုတဲ့သုံးဖို့ရဲ့စကားကိုသဘောကျစွာရည်ရင်အရင်လိုကင်းပြတ်သက်ခိုင်းရမှာသွားပါတယ်။ခေါင်းဆောင်စောကတော့သူလည်းကဏ္ဍသားမဟုတ်ဘူးလို့အသိပေးပြီးပြန်သွားပါတယ်။အသက်ခံရတဲ့စုံတောင်းရဲ့အလောင်းကိုရှာတွေ့ပေမဲ့ဒီအမှုလောက်နဲ့ဖမ်းလိုက်ရင်သူတို့ပြင်ဆင်ထားသမျှအားလုံးဆုံးရှုံးသွားနိုင်တာမို့တန်တရားဝင်ခံနေရတဲ့ဂျုံမိုကိစ္စဖြေရှင်းရန်ဂျောင်ဝီချောနဲ့အချိန်မြွေးတွေ့နိုင်မဲ့ဦးရောင်းကိုအကူအညီတောင်းဖို့ပြင်ပါတယ်။ယာတို့ချခံရသူဂျုံမိုဟာသူမရင်းနိုင်လိုက်တဲ့သုံးသက်ချက်တစ်ခုကြောင့်ကဏ္ဍညလောကမှာအရင်လိုရောင်းတယ်နဲ့အတူကင်းပြန်လှည့်နေရပါတယ်။စရင်တွေလုံနေတဲ့ဂျောင်ဝီချောထံဦးချောင်းဖုန်းဆက်လာပြီးစိုးအိုစီကဖုန်းနံပါတ်တောင်းခဲ့တာဖြစ်ကြောင်းနဲ့အရက်တူတောက်ကြမလားလို့ဖိတ်ခေါ်လိုက်ပါတယ်။ဦးချောင်းနဲ့တွေ့မဲ့နေ့လည်စာအချိန်ကိုတော့ဂျုံမိုကိုလိုက်ပို့ခိုင်းခဲ့ပြီးအပြင်မှာပဲစောင့်နေရမှာခဲ့ပေမဲ့လိုက်ချောင်းခဲ့ပါတယ်။သို့သနည်းနဲ့ဂျောင်ကြီးချောတို့တွေ့ဆုံနေမှုကြောင့်ဒေါသထွက်သွားတဲ့ဂျုံမိုဟာစီနီယာတော်ရောင်းကိုဘာသဘောလဲလို့မေးပါတယ်။အခက်ခဲများစွာကြုံနေရတဲ့ဂျုံမိုအတွက်ဝီချောင်းဟာတိုးသဘောနဲ့တူစစ်စင်ရေးတဲ့ပူပေါင်းခဲ့ပြီးကွမ်ဆိုးဟာယုံကြည်လို့ရသူဖြစ်ကြောင်းအတည်ပြုပေးမှလို့ဆိုပါတယ်။ပြီးတော့အရေးကြီးစစ်စင်ရေးတစ်ခုမှာဇနီးလုံးမယူမနေပဲအမှုစစ်တယောက်ဖြစ်တာတတ်မှတ်ထားဖို့မှာပါတယ်။ဝီချောင်းဟာသူတို့ငယ်စဉ်ကအတူရိုက်ထားတဲ့ဓာတ်ပုံကိုဂျောင်ကြီးချောထံပြလိုက်တာကြောင့်ဒီချောကသူတို့နှစ်ယောက်ပထမဆုံးနမ်းခဲ့ဘူးတဲ့ထိုင်ကိုညွှန်ပြပြီးမှတ်မိလားလို့မေးပါတယ်။အပြင်ပြန်ရောက်လာတော့ဂျုံမိုကိုကြည့်ပြီးငယ်စဉ်တည်းကပြန်မဆင်းရဲခဲ့ရသူမို့ဂွမ်ဆိုးကိုကောင်းကောင်းဆက်ဆံမှုသိချမှာပါတယ်။ဇနီးတဲ့ကိုအခြားယောက်ျားတစ်ယောက်နဲ့ကားနောက်ခန်းမှာထားကဒရိုင်ဘာလုပ်ပေးနေရတဲ့ဂျုံမိုတစ်ယောက်သူ့ယောက်ကမရဲ့သူနာပြုကသူ့ကိုတမတ်ထင်နေကြောင်းပြောပြနေတဲ့ဂျောင်ကြီးချောရဲ့စကားတွေကိုနားကြီးစွာနားထောင်နေရပါတယ်။ရဲကျုံမှာထားသလိုဇက်လန်ထက်ရှုံမှာဆိုတဲ့ဝီချောင်းကလည်းတကယ်တော့သူ့ယောက်ျားနဲ့ကွာရှင်းခဲ့ပြီလို့ပြောကအခြေအနေကိုထိလိုက်ပါတယ်။ရုံးပြန်ရောက်တော့ဝီချောင်းကွာရှင်းထားတာသိလာမိတဲ့အခါသူလည်းအခုမှကြားတဲ့အကြောင်းသာပြောလိုက်ပါတယ်။ပြီးတော့ဝီချောင်းနဲ့အခုလိုတွေ့ခဲ့တာသူတို့ချင်းပြဿနာမရှိပေမဲ့အခြားလူတွေမသိအောင်ညှို့ဝှက်ထားဖို့မှာလိုက်ပါတယ်။ယူဝီချောင်းရဲ့ဆွန့်သွားမှုကြောင့်ကင်းလက်ရာကယာဒူးပြန်တိုးသွားခဲ့ပေမဲ့ဂျုံမိုတယောက်တခုခုကိုစိုးရိမ်နေပါတယ်။အိပ်ပျော်နေသူဝီချောင်းထံသူမဖခင်ဖုန်းဆက်ပြီးတရင်စိုးတစ်ခုပြောလာပါတယ်။ထိုကိစ္စဂျောင်ကြီးချောပါသိသွားတာကြောင့်စိုးကိုတော့ဝစ်စုံတစ်ခုယူလာပြီးဝီချောင်းရဲ့အမိဆုံးသွားပြီမို့အဝစ်စားလဲပြီးလိုက်ခဲ့ရန်ခေါ်ပါတယ်။နာရီကိုသွားနေတဲ့လမ်းမှာရောက်ကမကိုဂါဝရပြုတ်ကျင်ပေမဲ့ရောက်ဖားတွေရောက်ကထီးတွေနဲ့ဆုံရင်ပြဿနာတက်မှာမို့ဝီချောင်းဝမ်းနဲ့နေတာကိုတထေးတယောက်တည်းနဲ့သိပ်ပြီးတာပိုကောင်းမဲ့ဆိုပြီးနေခဲ့လိုက်ပါတယ်။ရောက်ကမကိုပြောင်ပြောင်တင်းတင်းဂါဝရပြုတ်ခွင့်မရှိသလိုဝမ်းနဲ့နေတဲ့ဝီချောင်းကိုလည်းအဝေးကသာအဆင်ပြေရလာလို့မေးပြီးထွက်လာခဲ့ပါတယ်။ကျန်ရစ်သူမိသားစုကိုလာရောက်နဲ့သိပ်ပြီးတဲ့ဂျောင်ကြီးချောတယောက်အကျွေးမွေးဝိုင်းမှာရဲတွေကြီးပဲမှုမစားပဲပြန်ထွက်လာပါတယ်။ဝီချောင်းဟာစိတ်တော်ကားတွေကြားကနေအကောင်းဆုံးဟန်ဆောင်ပြီးစိုးကိုလည်းလိုက်လာတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောနေစဉ်ကလေးတယောက်ကသူနဲ့ကူကစားပြီးဖို့ဂျုံမိုစီတက်တက်ပြေးလာပါတော့တယ်။ဂျောင်ကြီးချောပါကြောင်တောင်ဖြစ်နေပြီးဘာလို့ရမှမသိတဲ့အခြေအနေကြီးမှာချိန်ကိုက်သားကြရောက်လာတဲ့စီနီယာဒိုယောင်းကဦးလေးဒီမှာဆိုပြီးကလေးကိုခေါ်ထုတ်သွားတဲ့အတွက်တပ်ပြင်းချနိုင်လိုက်ပါတယ်။အပြင်မှာစကားပြောနေတဲ့ဂျောင်ကြီးချောဟာအထီးကျန်နေတဲ့ဦးယောင်းကြောင့်သူမယောက်ျားကိုစိတ်တူတယ်လို့ပြောနေပါတယ်။ခင်မွန်းဖြစ်သူကနာရီဖြစ်မှရောက်လာတာလားမီတော့ဦးကျောင်းတယောက်ကြောင်ဝမ်းဖြစ်နေစဉ်ဒိုယောင်းရောက်လာပါတယ်။စီနီယာတွေဂျူနီယာတွေကိုမင်္ဂလာဆောင်တဲ့အိမ်တက်တုံးကတွေ့ဘူးပေမဲ့ဒီမျက်နှာကအစ်စ်ပဲလို့ပြောနေတဲ့ဒိုယောင်းကြောင့်မဆိုင်တဲ့လူတော်ဦးယောင်းရဲ့အမေရှိရထံသွားတွေ့ခဲ့ပေမဲ့သားနှစ်ယောက်ထက်ပိုချစ်ရတယ်ဆိုတဲ့တမတ်ကတေမရောက်လာတဲ့အတွက်အပြစ်တင်နေတဲ့ကြောင်ကြီးချောကြောင့်ဂျုံမူဝမ်းနေလာပါတယ်။အခြေတင်ဖြစ်နေကြတဲ့ဂိုင်းကောင်းဆောင်နဲ့ဟန်ဆောင်ယောက်ျားတွေကြားဦးကျောင်းကဝင်ဖြန့်ပြေးနေရပြီးဒီထက်တရုံမပြတ်အောင်ထိန်းလိုက်ပါတယ်။ပြန်တော့မယ်လို့နှုတ်ဆက်ကပင်မရဲ့အချိန်မြွေးဖုန်းခေါ်ဖို့မှားနေသူကြောင်ကြီးချောကြောင့်အရှင်လက်လက်ကြီးအသေးကွင်းနေရပါတယ်။ကြောင်ကြီးချောကိုကားထံဖို့ကတန်းသင်ငန်းသွားအောင်မယ်လို့လိမ်ပြီးသူရောက်ကမထံပြန်သွားဖို့ကြိုးစားပေမဲ့ဒိုယောင်းတို့ကဒီအတွက်ကြိုးစားလာသမျှလက်လျှော့လိုက်တော့မလို့လားလို့တားတာကြောင့်ကျုံရနေရာကပဲကတော့ခဲ့လိုက်ပါတယ်။ဝီချောင်းရဲ့တမိသားစုလုံးဝိုင်းနေတာခံခဲ့ရချိန်ရောက်ကမဟာယူသားတဲ့
လည်းသူ့ကိုတားရင်လို့ချစ်ခင်ဆောက်ရှောက်ခဲ့မှုပေမဲ့နောက်ဆုံးအချိန်မှာတော့ဖြစ်တယ်လို့အယူသေးပေးပြီးလှည့်ပြန်ခဲ့ရပါတယ်ရုံးဖို့ပြန်ရောက်တော့မိသားစုအကြောင်းတွေဖလှယ်ကြရင်ဂျောင်ဝီချောကသူ့တက်တန်းကြောင်းတုန်းကမိခင်ကိုတီလောက်အောင်ရိုင်းနှက်နေတဲ့ဖခင်ကြောင့်အိမ်ကထွက်ပြေးခဲ့ရဘူးပြီးလာရှာရင်တပ်ပြစ်မယ်လို့တတိပေးထားလျက်နဲ့အကြောင်းလည်းမရှိထမ်းမှနှိပ်စက်လာတာကြောင့်တပ်ပြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူတက်ခဲ့တာတော့မဟုတ်ပဲသူမိခင်တက်ခဲ့ကြောင်းပြောပြပါတယ်။ပေးစားခဲ့ရသမျှထိုက်တန်အောင်ပြန်ယူရမယ်ဆိုတဲ့အတွေးနဲ့အချိန်ကထဲဟိုအတွက်လက်စားချီလို့စိမ့်နဲ့အလုပ်ဝင်လာတော့လေယခုတထေးလို့အောင်မြင်ကျင်တာကြောင့်သစ္စာရှိရှိကြိုးစားလုပ်ပါမယ်။ကူညီပေးပါလို့တောင်းဆိုတဲ့အခါဝီချောင်းနဲ့အဆင်ပြေအောင်ကြိုးစားပေးရမယ်လို့ဆိုပါတယ်။ကိုမိမကိုကိုဖမ်းမဲ့ရာဇဝတ်ကောင်နဲ့အောင်သွယ်လုပ်ရမယ့်စကားကဓာတ်နဲ့ထိုးတာထက်နာကျင်တော့လေပေါက်တဲ့နှစ်ဖူးမထူးတော့ပြီမို့ဂတိပြုလိုက်ပြီးဓာတ်ပုံတွေကိုကြည့်ကငါးဖမ်းလေးပေါ်မှာကျင်လည်ခဲ့သူမို့ပင်လယ်အနှံ့ကိုလွမ်းတာကြောင့်ဒီတစ်ခေါက်ငါးဖမ်းထွက်ရင်ခေါ်သွားပေးဖို့တောင်းဆိုပါတယ်။ထိတ်တန့်၃ယောက်ဖွဲ့စည်းထားတဲ့အထက်ဘောင်ကျော်ပြီးဝင်ကျင်တဲ့ဂျွန်မူရဲ့စကားကိုသဘောကျတော့လေဝီချောင်းနဲ့ကင်လိုက်တာနဲ့တင်အချင်းလေးကြည့်ပြီးစဉ်းစားပေးမယ်လို့ဆိုပါတယ်။အဲဒီနောက်ယူးကြောင်မူးကြောင်နဲ့ရန်ဒါထွက်ပြီးဇနီးဖြစ်သူရဲ့ဖုန်းထံဆက်သွယ်ကရောက်ခမရဲ့နာရီကိုမရောက်လာနိုင်တာစိတ်မကောင်းတဲ့အပြင်ဒီလိုရှုပ်ထွေးတဲ့ကိစ္စတွေဆွဲထမ်းပြီးလို့တောင်းပန်ကြောင်းအတန် message ပို့လိုက်ပါတယ်။နောက်တရက်ဆက်လေးတောင်းနေတဲ့သုံးဦးထံမိချစ်ပါတဲ့လူရှိလာမေးပြီးကျောင်းဘက်ကအပြင်ခေါ်ထုတ်သွားပါတယ်။တထေးသွားသမျှတကောက်ကောက်လိုက်ပို့ပြီးနေရပြီးကိုပိုင်ဆက်ကြီးကောက်เสียတော့မရှိတဲ့သုံးဦးအတွက်ခက်ခဲမှာပဲလို့ဆိုကနောက်နှစ်ຫນွေဦးရောက်ရင်စိုင်းတစ်ဆိုင်ခွဲပေးမှဖြစ်ကြောင်းအပြော့သွဲဆွဲပြီးဒီရက်ပိုင်းတထေးဘယ်ရီသွားကဘာတွေလုပ်နေလဲလို့မေးပါတယ်။ထိတ်တန်ကောင်းဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပြီးတထေးကမပြောပြဘူးလားလို့ပြန်မေးတော့မင်းစီကတီးကျင်တာလို့ထပ်မေးနေတဲ့အတွက်ထဲဦးရဲ့အုပ်ကူထံသွားတာဖြစ်ကြောင်းဖြေနေစဉ်ခေါင်းဆောင်စောလဲရောက်လာတာကြောင့်ပြန်ဝင်သွားပါတယ်။သူနဲ့လက်ခဲ့ဖို့ထက်ခေါ်သွားတဲ့ခေါင်းဆောင်စောကလူသေးချာရွေးပေါင်းမှုနဲ့ဂန်နိုင်ကမဟုတ်တဲ့သူတို့အချင်းချင်းစီးလုံးထားဖို့မှာပါတယ်။ပြီးတော့ငွေအပုံလိုက်ရနေတဲ့အထက်လူကြီးတွေရဲ့လမ်းကြောင်းကိုသိရအောင်စုံစမ်းဖို့လည်းမှာလိုက်ပါတယ်။ဘူဆန်ကိုင်းပြိုကွဲသွားတဲ့ဂန်ကွမ်ဆိုတဲ့လူတယောက်ဟာစိုးကပြန်ဘက်ကိုင်းထံရှိသမျှငွေတွေအခါအတူတူစစ်ပွဲတစ်ပွဲဖန်တီးကြမလားဆိုပြီးဓာတ်ပုံတွေပြပါတယ်။ဂန်နိုင်ရဲ့ခေါင်းဆောင်ဂျန်နဲ့တွဲရိုက်ထားတဲ့ပုံတွေထုတ်ပြတဲ့အခါဒီလိုပြုပြင်ထားတဲ့ပုံတွေကိုအကြောက်လန့်မရှိဘယ်ကောင်ကဖန်တီးထားသလဲမီတော့ဂျောင်ကီချောလို့ဖြေပြီးဂန်နိုင်ကိုခွဲတန်းချမယ်လို့ညှိနှိုင်းလိုက်ကြပါတယ်။အဲဒီနောက်စိုးပွဲဝင်တွေဟာဂျောင်ကီချောရဲ့ဂန်နိုင်အဖွဲ့သားတွေကိုငွေတွေလက်ဆောင်တွေပေးပြီးတဦးချင်းတယောက်ချင်းကိုလိုက်လံသွေးခွဲပါတော့တယ်။ဂျောင်ကီချောတကောင်နဲ့လက်ဝက်ကြီးအုပ်ထားတဲ့အဖွဲ့အစည်းကနေသူတို့ဘက်ကူးပြောင်းလာခဲ့ပါကအာမခံပေးနိုင်မဲ့ငွေကြေးပေးမယ်ဆိုတာနဲ့လုပ်ပေးရမှာကဂျောင်ကီချောဘယ်သွားပြီးဘာလုပ်လဲဆိုတာပဲဖြစ်ပါတယ်။ပုံမှန်တိုင်းငါးများထွက်မဲ့နေ့မှာဟီဆောင်ကသူ့ကောင်မလေးအရေးပေါ်ဆေးရုံတင်ရလို့ဆိုပြီးမလိုက်ဖြစ်တော့ကြောင်းဂျေးကြီးတုတ်ပြနဲ့ပြောသွားပါတယ်။သူတို့နှစ်ယောက်ထဲနဲ့တော့ခက်ခဲမဲ့အပြင်စိတ်ကမ်းမှာစောင့်ကြည့်ဖို့လူလဲလိုနေတယ်ဆိုတာနဲ့သူတို့ဘာလုပ်တယ်ဆိုတာကိုမပြောပြပဲအခြားတယောက်ကိုခေါ်ဖို့မှာပါတယ်။ခေါင်းဆောင်စောကိုခေါ်မယ်ဆိုတဲ့ကြောင်းပဲအားသုံးဦးကိုသာခေါ်ရမှာလိုက်ပြီးကြောင်းပဲတန်ကြားရှိနေတဲ့သုံးဦးဟာထိုနေ့မှာရဲခေါ်လာမလားစစ်ကြည့်လို့ရပြီလို့ဖြောင်းပြလိုက်ပါတယ်။ဒီလိုနဲ့သုံးဦးရဲ့အခန်းကိုသွားကဒီညစောစောအိတ်ထားမနက်ဖြန်ငါးဖမ်းထွက်ဖို့လိုက်ရမယ်လို့အသိပေးလိုက်ပြီးဂျုံမူရဲ့ပထမဆုံးခရီးကိုထွက်သွားတဲ့အခါစီနီယာတယောက်ဖြစ်တဲ့ခေါင်းဆောင်စောကအတွေးတွေနဲ့ကြံနေခဲ့ပါတယ်။ထောက်လိုင်းရေးမေးခွန်းတွေတန်းစီမင်းနေတဲ့သုံးဦးရဲ့စကားကိုပြုံးယုံသာပြုံးနေတဲ့ဂျောင်ဝီချောထံဖုန်းဝင်လာပါတယ်။နောက်ကလိုက်လာတဲ့ဂျောင်ဘဲရဲ့ကဘိန်းပေါက်သွားတာကြောင့်အရင်သွားနေရလှမ်းအကြောင်းကြားတာဖြစ်ပါတယ်။ဒီချိန်ဂျောင်ဘဲကိုကြော်တက်သွားတဲ့ကောင်လေးဟာကွမ်ဆွန်းဝရုနာဟွန်တီမီတောက်ပြီးလိုက်လာတာကြောင့်ကြော်ခွင့်ပေးလိုက်ပေမဲ့အဖက်ဖက်ကပိတ်ဆို့ခံလိုက်ရပါတယ်။နောက်ကဝင်တိုက်တဲ့ကားကြောင့်အရှိန်ကိုထိန်းကထိုနေရာကလွတ်အောင်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဆောက်လုပ်ရေးဆောင်တစ်ခုအတွင်းမှာပိတ်မိသွားပါတယ်။ထိုးရက်လာတဲ့ကားရီပေါ်ကလက်နက်မျိုးစုံတဲ့လူတွေဟာဂျောင်ကီချောတို့နှစ်ယောက်ကိုဝိုင်းတိုက်ခိုက်နေကြပြီးထိုအဖွဲ့ကိုဦးဆောင်သူကတော့စိုးနဲ့ဘူဆန်ကိုင်းခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ဂျုံမူတယောက်သူ့ကိုတိုက်ခိုက်နေသူတွေကိုခုခံရင်ဓာတ်နဲ့အထိုးခံရတော့မဲ့ဂျောင်ကီချောရဲ့တနက်ကိုယူကချိန်လိုက်ပြီးနောက်တနက်တန်တစ်ချက်ထွက်လာပါတော့တယ်။လဲချုံမူဟာစိုးနဲ့ဘူဆန်ကိုင်းသားတွေကိုဂျောင်ကီချောရဲ့တနက်နဲ့ဖြစ်ခါဝိုင်းအောင်တိုက်ခိုက်နေတဲ့လူအုပ်ကြီးကိုအရင်ရှင်းလင်းလိုက်ပါတယ်။အဲဒီနောက်ဒုတ်တွေဓာတ်တွေနဲ့လူမိုက်တွေအားလက်ပလာနဲ့အပြင်းထန်ခုခံနေတဲ့ဂျောင်ကီချောတို့အခြေအနေကိုကားနဲ့လာဆောင်ကြည့်နေသူကတော့ခေါင်းဆောင်စောပဲဖြစ်ပါတယ်။စိုးဖွဲ့စည်းဘက်ကဂန်နန်းကိုင်းသားတယောက်ချင်းစီကိုဂျောင်ကီချောပယ်သွားမယ်။ဘသူနဲ့အတူရှိနေလဲဆိုတာသတင်းပေးဖို့ညှိနှိုင်းခဲ့တဲ့အထက်မှာခေါင်းဆောင်စောလဲပါဝင်နေတာဖြစ်ပါတယ်။ဓာတ်တန်ရများစွာနဲ့ကီချောကိုဂျုံမူကဝင်ကာပေးခဲ့တာမို့ကားထဲကတနက်ကိုကြည့်ဖြစ်နေရင်ရီးသားဖြစ်သူအရေးပေါ်ပို့ထားရလို့ဒီခီးကိုမလိုက်လာဖြစ်သူနဲ့ချိန်ကိုက်သားကြကားဘိန်းပေါက်သွားလို့နောက်မှလိုက်လာမယ်ဆိုတဲ့ဂျောင်းဘဲရဲ့စကားတွေကိုပြန်ကြားလာပြီးတနက်နဲ့လဲချိန်လိုက်စဉ်ကွမ်ဆွန်းဦးကိုနောက်ကရောက်လာတဲ့ဂန်ကွမ်ကဓာတ်နဲ့ပိုင်းချလိုက်ပါတယ်။ဒါကြောင့်ဂန်ကွမ်ကိုတနက်နဲ့ပစ်လိုက်တဲ့အချိန်အခြေအနေစောင့်ကြည့်နေတဲ့ခေါင်းဆောင်စောတယောက်တစ်ဖက်ကိုင်းသားတွေကိုကားနဲ့ဝင်တိုက်ခါရှင်းပစ်လိုက်ပါတယ်။သူ့ကိုစိုးဖွဲ့စည်းဘက်ကလာရောက်ညှိနှိုင်းစဉ်ကလိုက်ရောမှုမရှိခဲ့ပဲငါ့ကိုတစ္ဆာပေါက်တကောင်လိုမြင်နေလို့လားလို့ပြန်လဲချေပခဲ့တာဖြစ်ပါတယ်။ဂျောင်ကီချောတို့ကိုကားပေါ်တက်ခိုင်းတာကြောင့်ဝင်ထိုင်လိုက်တဲ့အခါဓာတ်တန်ရာကြီးကြောင့်သွေးထွက်လွန်နေသူကွမ်ဆွန်းဦးဟာတတိလစ်သွားပြီဖြစ်ပါတယ်။စိုးဦးကိုအရေးပေါ်ခွဲစိတ်နေချိန်ဂျောင်ကီချောတယောက်ဘသူလက်ချက်လဲဘာအကြောင်းရင်းနဲ့လဲလို့အတွေးများနေပါတယ်။ဒီချိန်တရုတ်ဘက်ကဖုန်းဝင်လာတာကြောင့်စိတ်ကန်းသွားတဲ့လမ်းမှာကိစ္စတစ်ခုပေါ်လာလို့နောက်ကျနေတာဖြစ်ပြီးသူတာဝန်ယူဖြေရှင်းပါမယ်လို့တောင်းပန်လိုက်ပါတယ်။
ဂျပန်ဘက်ကိုလည်းဖုန်းဆက်အသိပေးထားတဲ့ဆိုတဲ့ဂျောင်းဘဲအကြံပေးမှုကိုမင်းအပြင်ထွက်သွားလို့သာတုံ့ပြန်ခဲ့ပါတယ်ပြီးတော့အဖွဲ့အစည်းရဲ့စီမံဒရိုက်တာခေါင်းဆောင်စောကိုခေါ်ကသူတို့ငါးများထွက်မဲ့ကိစ္စကိုဘယ်သူတွေသိထားသေးလဲလို့မေးပါတယ်ဟုံးဤစာဂျောင်းဘဲနဲ့အခြားငယ်သားနှစ်ဦးနာမည်ယူပြတာကြောင့်သူတို့ထဲမှာဘယ်သူကဂျေကွန်အဖွဲ့နဲ့လက်တွဲသွားလဲဆိုတာလောလောဆယ်ယုံကြည်လို့ရသူကခေါင်းဆောင်စောပဲမို့ကိုယ်တိုင်စုံစမ်းမှုမှာလိုက်ပါတယ်ပထမဆုံးကားဘိန်းပေါက်သွားတဲ့ဂျောင်းဘဲအကြောင်းစုံစမ်းရန်ကားစားဘဲဆိုင်ကိုမေးတော့ပြင်ဖို့ရောက်သွားတော့ကအမြန်ပြင်ပေးဖို့ရိုင်းဆိုင်စွာပြောဆိုခဲ့တယ်ဆိုကကားတရာအဟောင်းကိုပြပါတယ်နောက်တစ်ယောက်ကတော့ရေးစားဖြစ်သူကိုအရေးပေါ်ခွဲစိတ်ခံပို့ခဲ့ရတာမို့မလိုက်ဖြစ်ဘူးဆိုတဲ့ဟီဆောင်ထန်လက်ဆောင်ချင်းနဲ့စုံစမ်းတဲ့အခါတကယ်ကလေးမွေးထားကြောင်းသိလိုက်ရပါတယ်သုံးဦးဖွဲ့တွေကတန်တရားရှိသူမမြင်သေးတာနဲ့အငယ်ရီတဲကဘဲကောင်ဘဲသွားခဲ့လဲဆိုတာထပ်စုံစမ်းပါတယ်ဒဏ်ရာကြောင့်အချိန်တော်ကြာတတိလစ်နေသူစိုးဦးပြန်တတိရလာတော့ဂျောင်ကီချောကဆိုဖာပေါ်မှာအိတ်ဆောင်နေရာကထလာပြီးတူနာပြုတ်ခေါ်ပြီးမှမို့ငြိမ်နေရမှာပါတယ်ဂျုံမူရဲ့ထိခိုက်ဒဏ်ရာအတွက်များစွာစိတ်ပူနေတဲ့ဦးချောင်းဟာဌာနမိုးတို့ကိုတာဝန်ယူမှုမရှိတဲ့လူတွေလို့ဆွဆွဲပါတယ်ဂိုင်းချင်းအားပြိုင်နေကြတဲ့အခြေအနေကိုသိလျက်နဲ့ကြိုတင်ကာကွယ်မဲ့အစီအစဉ်တစ်ခုမှဆွဲမထားပဲဒီတိုင်းအဖွဲ့တွေဝင်ခိုင်းလိုက်တဲ့အပြင်ကိုရာရူးတိုးဖို့လောက်ငယ်သားကိုရသလောက်အသုံးချနေရလားလို့ထပ်မေးခဲ့ပါတယ်ဒီတော့နောက်ထပ်သူ့အမျိုးသားကိုမထိခိုက်စေချင်တော့တာမို့သူကိုယ်တိုင်ဂျောင်ကီချောနဲ့တွေ့ပြီးလိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာကစားပွဲမှာဝင်ကစားမယ်လို့ပြောခဲ့လိုက်ပါတယ်ဒုတိယအကြိမ်မြောက်သူ့ကိုအသက်ဆုံးခဲ့သူဆုံးဦးဟာသူယုံကြည်ပေးလိုက်ပြီလို့ကတိပေးတာကြောင့်စိတ်လေးတလိမ့်တာတိုက်ဖို့တောင်းဆိုပါတယ်ဂျပန်တို့ဘက်မှာတော့ငွေကြိုချထားပြီးပစ္စည်းရောက်မလာတဲ့အပြင်ဖုန်းမှာစပိတ်ထားတဲ့ဆိုတဲ့အတွက်ရအောင်ဆက်သွယ်ဖို့အမိန့်ပေးနေပါတယ်ဒီတော့အပြင်းထန်လောက်ကြံခံခဲ့ရတဲ့ငါးဖန်ခီးစဉ်ဟာပေါင်ကိုအလုံးတစ်ခုခုလားလို့ဂျောင်ကီချောကိုမေးတော့မကြခင်သိလိမ့်မယ်လို့သာပြန်ဖြေပါတယ်သစ္စာဖောက်ကိုလိုက်လံစုံစမ်းနေသူခေါင်းဆောင်စော်ပြန်ရောက်လာပြီးမဲ့ဘသူမှမသိရသေးဘူးဆိုတဲ့အခါသူထင်တဲ့တယောက်ရှိတာမို့ဂံခွန်အဖွဲ့ထံတည်င်းရောက်စားတဲ့ကောင်ကိုအတိအကျသိပြီးပြီလို့ကြိုတည်လွှင့်ပြီးရင်ည9 နာရီတယောက်မကြံရုံးခန်းမှာစုခိုင်းလိုက်ဖို့မှာပါတယ်စိုးကိုစေးုံကားနဲ့တေချာလိုက်ဖို့ခိုင်းလိုက်ပြီးဘသူ့ကိုမှအယုံကြည်မရှိတော့တဲ့ဂျောင်ကီချောဟာဂျောင်းဘက်ထံကကားတော့တောင်းယူလိုက်ပါတယ်ဒီအချိန်သူ့ဖုန်းကိုဂျပန်ဘက်ကဖုန်းခေါ်လာပြီးဖုန်းပိတ်အဆက်အသွယ်ဖြတ်ထားတဲ့ကိစ္စနဲ့ဆဲဆိုချင်းချောက်ကခေါင်းဆောင်ဖြစ်သူကလည်းဘာတွေဖြစ်ခဲ့တာလဲလို့မေးပါတယ်စိတ်ကန်းကိုသွားတဲ့လမ်းမှာစုံတုံရော့ရဲ့တပည့်တွေခြုံကိုတိုက်ခိုက်တာခံရလို့သူ့အဖွဲ့ဝင်တယောက်သေလို့မျိုးပါဒဏ်ရာရသွားကြောင်းပြောတဲ့အခါကိုချရာအောက်ကကြွက်ကိုကိုယ်တိုင်ဖြည့်ရှင်းထားဖို့နဲ့ဒီတစ်ခေါက်ကိစ္စကိုတာဝန်ယူရမယ်လို့သတိပေးသွားပါတယ်အဲဒီနောက်သူတို့ကိုစောင့်ကြည့်နေတဲ့ရဲတွေကိုလည်းရှင်းလင်းလိုက်ပါတယ်ဂျုံမိုပြန်နေတဲ့လမ်းမှာအတူလိုက်လာတဲ့ဘဲရောင်းတွေကဘာလို့သွားတဲ့နေရာတိုင်းစစ်ဖြစ်နေရတာလဲလို့မင်းရင်တနေရာရောက်တန်းစင်ကန်သွားဖို့ဆင်ပြေသွားပါတယ်ဖုန်းယူပြီးဦးချောင်းထံဆက်သွယ်ဖို့ပြင်နေစဉ်စီနီယာဒိုရောင်းရောက်လာကအဆင်ပြေရလာလို့မေးပါတယ်ဂျုံမိုကတော့ဂျောင်ကြီးချောကငါးဖမ်းသွားတယ်ဆိုပြီးတခုခုကိုမှောင်ကိုကူးနေပုံရကြောင်းနဲ့ဒီညဂိုင်းထဲမှာတက်စာပေါက်တယောက်ကိုတပ်ဖို့ကြံစီနေရကြောင်းတေချာပေါက်တားမှဖြစ်မယ်လို့သတင်းပေးပါတယ်ရုံးကမှာအဖွဲ့ဝင်အားလုံးကိုစောင့်နေတဲ့ကြောင်ကြီးချောထံဖုန်းဝင်လာပြီးတစ်ဖက်ကခေါင်းဆောင်ကိုယ်တိုင်နှစ်ရက်တွင်အင်ချိုးစိတ်ကန်းကိုလာမယ်ဆိုတာကြောင့်အံ့ဩသွားပါတယ်အပြင်ထွက်လာတော့သူယုံကြည်ရတဲ့သုံးဦးရဲ့ပခုံးကိုကင်ပြီးရှေ့လျှောက်ကွမ်သုံးဦးကိုအကိုလို့ခေါ်ဖို့အမိန့်ပေးရင်ဂျေကွန်အုပ်စုထံဂိုင်းကိုရောင်းစားလိုက်တဲ့ကောင်ကဘသူလဲဆိုတာသိလာလို့မေးပါတယ်အဖွဲ့တွေကလူတိုင်းကိုဂျေကွန်အုပ်စုကလက်ထိုးပြီးစကားပြောခဲ့တာမို့တယောက်မှမဟာကြပါဘူးလူဆိုးတဲ့အချိန်မှာတေချင်လို့ပေါ်မလာတဲ့ကောင်ကိုရတဲ့နည်းနဲ့ရှာကြလို့အမိန့်ပေးလိုက်တာကြောင့်ဘဲရောင်းထဲကခေအောင်ချင်းမြောင်းဦးနဲ့ခေါင်းဆောင်ဖော်လို့သုံးဦးကိုအသိပေးပါတယ်ဒီအချိန်တက်စီငါးတာကြာသွားလို့ဆိုတဲ့ညောင်ဦးရောက်လာပြီဖြစ်တဲ့အတွက်ခေါင်းဆောင်စောကိုဖယ်ပြီးသူမရိပ်မိလိုက်တဲ့တရားခံကခေအောင်ချင်းမှရိပ်မိသွားပါတော့တယ်။အိုခေအောင်ချင်းကပတ်စံအများပြားထည့်ပြီးလက်ဖို့ကြံနေပြီမို့ကြောင်ကြီးချောတယောက်ခေါင်းဆောင်စောထံဖုန်းဆက်ခါတက်စာဖောက်ကိုဖမ်းလာဖို့အမိန့်ပေးလိုက်ပါတယ်။ဒီအချိန်တကားခောက်တန်တဲ့တူစီနီယာတူရောင်းတို့ကအိုခေအောင်ချင်းကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ထွက်ပြေးသွားပြီဖြစ်ပါတယ်။သို့ပေမဲ့ကြောင်ကြီးချောရဲ့လက်ကမလွတ်တာမို့ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲလို့မေးပါတယ်။ကောင်းကောင်းမွန်မွန်ပြန်မဖြေတာကြောင့်မိသားစုကိုတက်စာဖောက်ရင်ဘလို့ဖြစ်မလဲကြည့်ထားဆိုကခေါင်းဆောင်စောကိုခေါ်လိုက်ပါတယ်။ဒါတရန်ရန်လုံးနေပြီဖြစ်တဲ့ခေါင်းဆောင်စောကြောင့်စိုးအိုကပဲဘာလို့မလုပ်လဲလို့မေးတဲ့အခါဒီကောင်ကြောင့်မင်းသိမ့်မလို့ဖြစ်ခဲ့တာအဲ့ဒီတန်မိုးကိုမဖြစ်မနေပြန်ပေးဆက်ရမယ်လို့ဆိုပါတယ်။ဘလို့မှထားလို့မရမှသိတာနဲ့အသိပြင်းနေပြီဖြစ်တဲ့ခေါင်းဆောင်စောရဲ့အစာရောင်းတဲ့ထံကဘေးစဘောတော့ကိုဆွဲယူကအသေးလဲရိုက်နေရမို့ဂျောင်းဘဲကခေါင်းဆောင်စောကိုစောင့်ကြည့်နေရန်တားလိုက်ပါတယ်။ဘေးလူတွေမျက်နှာလွှဲသွားစေတဲ့အထိသေလို့မျောပါရိုက်ခါမင်းကြောင့်ငါသေတော့မလို့ဖြစ်ခဲ့တာလို့ပြောပြီးနောက်သူ့တက်တန်ကြီးအတွက်ဒီတော့ဆိုလုံလောက်ပြီလို့ဂီချောထံတော့ပြောပါတယ်။ဒါကြောင့်အိုကြောင်ချင်းထံသွားကစိုးကိုကြောင်လှုပ်ပေးလိုက်မယ်။နောက်တစ်ခါသူ့ရှိမှမတော်တဆဖြစ်ထပ်ပေါ်လာရင်တကယ်သေရမယ်လို့မှာပြီးခေါင်းဆောင်သုံးဦးရဲ့ခေါင်းဆောင်စောရဲ့နဲ့စိုးဦးရဲ့ကိုတူးနှုတ်လိုက်ခဲ့လို့ဆိုပါတယ်။နှစ်ရက်တွင်တရုတ်တွေရောက်လာတော့မယ်ဆိုတဲ့စကားကြောင့်သူတို့ချင်းချင်းသာဆွေးနွေးတဲ့စကားလို့ဂျောင်းဘဲကဝင်ပြောတော့လေအခုကစသူတို့၃ယောက်ထဲနဲ့မရတော့တာမို့ခေါင်းဆောင်စောနဲ့စိုးဦးကိုပါအနားခေါ်ထားမှဖြစ်ပြီးတရုတ်တွေကိုသူကိုယ်တိုင်သွားတွေ့မယ်လို့မှားလိုက်ပါတယ်။တရုတ်ပြည်ရဲ့ဒိုဘန်းရက်ကွက်အတွင်းပေါ်မုခယွန်းဟာဂိုင်းဖွဲဝင်ချို့နဲ့တွေ့ဆုံနေပါတယ်။စိုးမျိုးရဲ့ခရိုင်
ရှိနေရုံမှာတော့တရုတ်ပြည်ကို6လလုံးလုံးအလဲသွားနေတဲ့စေးမှုနဲ့ထောင်ချဘူးသူပေါ်မခရုံးဝကြီးရဲ့အကြောင်းစုံစမ်းနေပါတယ်။သူတို့ကနဦးသိထားတာကကိုရီးယားနဲ့ဂျပန်ပေါင်းပြီးမက်ထရုံဖြန့်ဝေနေတဲ့ဆိုပေမဲ့အခုတရုတ်ကိုရောက်နေတဲ့ပေါ်မခရုံးကြောင့်သုံးမွေးဆိုင်မူရစေးမှုကြီးဖြစ်နေမှသိလိုက်ရပါတယ်။အိပ်ပျော်နေတဲ့ဂျောင်ကြီးချောထန်ဝီချောင်းကဖုန်းဆက်ကမနက်ဖြန်ကုံသွယ်မဲ့နေ့ကိုကြိုသိထားပြီးသားမို့သူမနဲ့လာတွေ့လို့ရမလားလို့မေးပါတယ်။ယူဝီချောင်းဆိုတဲ့အားနဲ့ချက်ကြီးရှိနေသူဂီချောအတွက်ထွေထွေထူးထူးညင်းမနေတော့ပဲလာတွေ့မယ်လို့အကြောင်းပြန်လိုက်ပါတယ်။ဒါကြောင့်အပြင်မှာစားတောက်နေတဲ့ဂျောင်းဘဲထန်သွားကသူမနက်ဖြန်ချိန်လာတာရှိလို့ဂျောင်းဘက်ကပဲထိုကိစ္စတာဝန်ယူဖို့နဲ့ပြန်လဲအထွတ်တက်ဖို့ကြိုးစားနေရကြောင်းစိုက်ကြည့်ခဲ့ပါတယ်။ဒီသားစကားပြောချင်တဲ့ဆိုတဲ့သုံးဦးတို့နှစ်ယောက်ကိုခေါ်မေးကြည့်တော့လောက်ကြံခံရတဲ့နေ့တုန်းကအိုကေအောင်ချင်းဟာအတူလိုက်လာတာမဟုတ်တဲ့အတွက်ဘယ်လမ်းကသွားမယ်ဆိုတာကြိုမသိနိုင်တာကြောင့်ဂီချောရဲ့အထွေထဲမှာနောက်ကလိုက်လာတဲ့ဂျောင်းဘဲကိုတန်တရားဝင်သွားပါတယ်။ခေါင်းဆောင်စောကပါဝင်ထောက်ခံခဲ့ပြီးသုံးဦးကနောက်တစ်ချိန်စမ်းသပ်ကြည့်အောင်ဆိုတာနဲ့တရုတ်ပြည်ကလာတဲ့ဧည့်သည်ကအရေးကြီးတာမို့သုံးဦးနဲ့သာသွားတွေ့ခိုင်းပြီးမယုံကြည်ရသေးတဲ့ဟီဆောင်နဲ့ဂျောင်းဘဲတို့ကိုခဏခောက်ထားဖို့ခေါင်းဆောင်စောကအကြံပေးပါတယ်။သူကိုယ်တိုင်တန်တရားဝင်နေသူမို့စုံစမ်းခွင့်ပေးလိုက်ပြီးဂျောင်းဘဲဟာသူ့ညီတယောက်လိုဖြစ်နေတဲ့အတွက်တော်ယုံမဲလို့ရမှာကခေါင်းဆောင်စောအတွက်မျက်မှန်တလက်လက်ဆောင်ပေးလိုက်ပါတယ်။အဲဒီနောက်သူ့ဝန်ထမ်းတွေရဲ့အချက်လက်အားလုံးကိုတင်ထားတဲ့သတင်းပေးတံဖုန်းခေါ်ကသူပြောတဲ့နာမည်ရဲ့နောက်ကျောင်းကိုစုံစမ်းပေးဖို့မှာလိုက်ပါတယ်။စိုးဦးနဲ့အတူထွက်လာတဲ့ခေါင်းဆောင်စောကသူတို့ရဲ့ခလောက်ဆန်မှုသာအောင်မြင်သွားခဲ့ရင်အောက်ခြေကိုလူသစ်တွေနဲ့လဲပြီးထိန်းကျောင်းမယ်လို့ရည်ရွယ်နေပါတယ်။ဂီချောဟာဂျောင်းဘဲကိုတရုတ်တွေအတွက်လက်ဆောင်အသင့်ပြင်ခိုင်းကတခွက်လောက်အတူတောက်ကြမယ်လို့ခေါ်လိုက်ပါတယ်။ရဲဟန်ဆောင်ထားတဲ့ခေါင်းဆောင်စောတယောက်တနက်တိမှန်ထားသူဂန်ကွန်စီသွားကဂျောင်ဂီချောသွားမဲ့လမ်းကိုဘလို့သိခဲ့တာလဲလို့မေးပါတယ်။ဂျောင်ဂီချောရဲ့ဖွဲ့စည်းတဲ့ကလာလို့မေးတော့ခေါင်းခါပြပြီးဒါဆိုဂျောင်ဂီချောနောက်ကိုစိုးမကလေးကတောက်လျှောက်လိုက်နေရလားလို့မေးတော့ခေါင်းကြီးပြတာကြောင့်သူဟာစောချုံရိုးဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်။ဂျောင်ဘဲတယောက်ရင်တုံးကအတိုင်းဂီချောနဲ့နှစ်ယောက်တည်းအတူရက်တော့ရလို့ဝမ်းသာနေပေမဲ့မနှက်ဖြန်အင်ချိုးမှာတရုတ်တွေနဲ့တော်တွေ့ရမယ့်ကိစ္စကိုဂွမ်ဆိုးကိုနဲ့လွှဲပြီးလိုက်ပြီးအနားယူလိုက်လို့ဆိုပါတယ်။ခေါင်းဆောင်စောဟာသူ့ကိုမှတ်မိသွားပြီးဖြစ်တဲ့ဂန်ကွန်ကိုခေါင်းနဲ့ဖိတက်လိုက်ပါတော့တယ်။အဲဒီနောက်ဂျောင်ဘဲနဲ့စကားပြောနေသူဂီချောထန်ဆက်သွယ်ပြီးဟီဆောင်နဲ့ဂျောင်းဘဲတို့မှာအပြစ်မရှိကြောင်းအတည်ပြုလိုက်ပါတယ်။ဒါကြောင့်အတူထိုင်နေသူဂျောင်းဘဲနဲ့ရှေးအောင်နောက်ပြစ်တွေပေါ်ပါတော့ပြန်ပြောနေချိန်တရုတ်ကိုမတော်ဖြစ်တာဝီချောင်းဆိုတဲ့မိမကြောင့်မှသူသိတဲ့အကြောင်းနဲ့တကယ်ပဲအဲ့ဒီရဲနဲ့လက်ထပ်မလို့လားမေးတဲ့အခါမရဘူးလားလို့သာပြန်မေးလိုက်ပါတယ်။အိမ်ပြန်ရောက်လာတဲ့ယူဝီချောင်းတယောက်သူ့ခန်းထဲကဖနက်တရံကြောင့်တတိထားဝင်ကြည့်လိုက်တဲ့အခါသူ့ယောက်ျားဂျုံမူဖြစ်နေပါတယ်။အကြောင်းမျိုးမျိုးကြောင့်ထိတ်တိုက်မတွေ့အောင်ဟန်ဆောင်ခဲ့ကြသူတွေမို့အခုမှလွတ်လပ်စွာညသာစားတော့ရင်ဂျောင်ဂီချောကသူ့အပေါ်မှာယုံကြည်စားပြုလာပြီလို့အသိပေးပါတယ်။ဝီချောင်းဟာသူတို့နှစ်ယောက်တည်းတွေ့နေတဲ့အချိန်လေးမှာအဲဒီကိစ္စတွေကိုဖယ်ခိုင်းလိုက်ပြီးညသာကိုစိတ်ရှင်းရှင်းနဲ့စားလိုက်ကြပါတယ်။အင်ချိုးစိတ်တန်းထန်ရောက်လာတဲ့ဂျုံမူတယောက်သူ့စိတ်နေရာမှားလိုက်တဲ့အတိုင်းတရုတ်ဘက်ထွက်ပြေးသွားတဲ့ပေါ်မုခယုံအကြောင်းမှာစုံစမ်းရမှာဖြစ်ပါတယ်။အဲဒါဂျိုတဲ့နေရာရောက်တော့ရှေ့ကိုမျှော်နေပေမဲ့နောက်ကရောက်လာတဲ့မိန်းကလေးကတထေးကြောင်ရဲ့လူလားလို့မေးကသွားကြသုံးလို့ပြောပါတယ်။တစ်ဖက်မှာအာယုံလွှဲဖို့ပြင်ဆင်ထားတဲ့ဝီချောင်းကလည်းဂျောင်ဝီချောနဲ့အတူဖះเจ้าမှာတွေ့နေပါတယ်။ဂျုံမူတယောက်ကိုရီးယားကိုတရုတ်ဘက်ကဧည့်သည်လာရင်အသက်50ကျော်အရွယ်တွေသာခွင့်ပြုထားပေမဲ့ငယ်ရွယ်တဲ့မျိုးသမီးတယောက်ရောက်လာတာကိုနားမလည်ကြောင်းမေးတဲ့အခါကိုရီးယား passport ကိုထုတ်ပြပါတယ်။မိကုန်းတွေအများကြီးကိုပြန်မဖြေတာကြောင့်ဟိုတစ်ခေါက်ကဂိတ်သားရှိလို့မလာဖြစ်ကြောင်းတောင်းပန်တဲ့အခါကိုစားတောင်းပန်တာနင်တို့အဖွဲ့အစည်းရဲ့ထုံးစံလားလို့ပြန်မေးကသပင်တုကိုချွတ်လိုက်ပါတယ်။ဟိုတယ်ကိုရောက်တော့စိုးရဲ့နာမည်ကိုမေးပြီးဝင်သွားတဲ့အတွက်နောက်ကလိုက်နေတဲ့ဒုံရောင်းထန်သွားကတရုတ်ကိုရီးယားကပြားတွေဖြစ်ပြီး passport တွေကလည်းအတူမို့နောက်ကျောင်းစုံစမ်းရခတ်မယ်ထင်ကြောင်းအသိပေးလိုက်ပါတယ်။ပြီးတော့ဒီတစ်ခေါက်လာတာဆေးတွေပါလာပုံမရတာကြောင့်အခြားအကြောင်းရင်းတစ်ခုရှိမယ်လို့ယူဆကဒုံရောင်းကဘာကြောင့်ဂျောင်ကြီးချောကိုစောင့်ကြည့်မနေတာလဲမေးတော့ဝီချောင်းရှိနေကြောင်းဖြေပါတယ်။ဟိုတစ်ခေါက်ဇာပနာမှာတော့ဖတ်သွားတဲ့ဂီချောနဲ့အခုလိုသူ့မိမကိုနှစ်ယောက်တည်းလွတ်ထားတဲ့ကိစ္စပေါ်ဂျုံမိုနားမလည်နိုင်ဖြစ်နေပါတယ်။အခြေအနေတွေရှုပ်ထွေးနေပြီးမတော်တဆမှုတုန်းကဂျုံမိုကိုဆက်သွယ်မရခဲ့တာကြောင့်ယခုလိုဝီချောင်းကိုယ်တိုင်ပါဝင်လာတဲ့အကြောင်းရှင်းပြလိုက်ပေမဲ့ဆဲပြီးထွက်လာခဲ့လိုက်ပါတယ်။ဒီအချိန်လူတယောက်နဲ့တိုက်မိပြီးတတိထားကြည့်လိုက်တဲ့အခါဟိုတယ်ကိုတိုက်ဆိုင်သွားရောက်လာတဲ့ဂျပန်နေဖြစ်နေပါတယ်။ယူဝီချောင်းနဲ့စားသောက်ဆိုင်မှာဒိတ်နေသူဂျောင်ဝီချောထံကိုရီးယားကိုရောက်လာတဲ့ဟယ်ရောကဖုန်းဆက်ပြီးပင်ပင်မမကိုရီးယားထိရောက်လာသူကိုမျက်နှာချင်းဆိုင်တွေ့ဖို့အစီအစဉ်မရှိဘူးလားလို့မေးတဲ့အတွက်ခဏနေဟိုတယ်ရဲ့ပထမတက်ကဘာမှလာတွေ့မယ်လို့အကြောင်းပြန်လိုက်ပါတယ်ပြီးတော့ဝီချောင်းထံပြန်သွားကငငယ်တုန်းကတရက်ကွက်လုံးလူသက်သမားအဖြစ်ကြီးညာခံခဲ့ရတာကြောင့်နှုတ်မဆက်ပဲထွက်ပြေးမိခဲ့လို့တောင်းပန်လိုက်ပါတယ်သူငငယ်ကအိမ်မအတိုင်းစီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်လာခဲ့ပြီးညာလုံးနဲ့စီးပွားရေးတွေမှုမရေမတွက်နိုင်အောင်ဖြစ်ရတယ်ဆိုတာကြောင့်ဘာလုပ်ငန်းတွေလဲဟိုတနေ့ကအတူတွေ့ရတဲ့လူတွေကဝန်ထမ်းတွေလားလို့မေးတဲ့အခါမိကုန်းတွေအရမ်းများတာပဲလို့ဆိုပါတယ်သူဖြစ်တဲ့နာကိုဖြစ်လာတဲ့အချိန်မှာပေးထားတဲ့ကတိကိုတည်ရမယ်လို့ပြောပြီးဝေချောင်းရဲ့ပုံတူခဲရေးလေးကိုပြပါတယ်ငယ်စဉ်ကဂျောင်ကီချောရဲ့အိမ်မက်နိုင်ကလတ်နဲ့ပတ်ပတ်လည်မှာစားသောက်ဆိုင်ကော်ဖီဆိုင်နဲ့ရုပ်ရှင်ရုံစားသဖြင့်အတိအကျကိုရည်မှန်းချက်ရှိခဲ့ပါတယ်
အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်တဲ့နေ့မှာဝီချောင်းကသူ့ကိုလက်ထပ်ရမယ်လို့လည်းကတိတောင်းခဲ့ပူပါတယ်တရုတ်တွေရှိတဲ့ဟိုတယ်ထံဂျောင်ဝီချောရောက်လာတော့အသင်းဆောင်နေသူဂွန်ဆွန်းဦးကဘသူနဲ့တော်တွေ့ခဲ့တာလဲလို့တမင်မေးပါတယ်ပရမထက်ကဘာထန်ဟယ်ရောဆင်းလာတော့သူတို့နှစ်ဦးတည်းသာစကားပြောသေးပြီးဟယ်ရောရဲ့တက်တော်သောက်ကစိုးဦးကိုထားပါတယ်ပေးစရာရှိတာကိုတော့တိုက်ရိုက်ပေးခွင့်မရှိပဲဂျားမှာတဆင့်ခံနေတဲ့ထိုတရုတ်ကိုဂျုံမိုတယောက်ကတိကောက်ဖြစ်နေပါတယ်ဟယ်ရောကသူမကိုဂျောင်ဝီချောပေးတဲ့နိုင်နဲ့ငွေချိုးပါတဲ့အိတ်ဟာဂျမ်းမြစ်ပေါ်ပစ်ချလိုက်ပြီးအရင်တစ်ခေါက်ပြက်ကွက်ခဲ့တဲ့ကိစ္စကြောင့်လေတွေသင်းမောတွေပါဆုံးရှုံးထားတဲ့သူအတွက်ပေါ်မခယွန်းနဲ့စင်တူနာရီမျိုးမလို့ခြင်းပဲရွှေနာရီတစ်လုံးလောက်တော့ဖြစ်တဲ့အကြောင်းခနဲ့ပါတယ်အရေးကြီးတဲ့တရုတ်ဘက်ကခေါင်းဆောင်ရဲ့သမီးမို့ပြောသမျှကိုညှိခံခဲ့ပြီးနောက်ဒီလိုမဖြစ်ရလျောင်ယုံကြည်မှုပြန်လည်တည်ဆောက်ပါမယ်လို့ကတိပေးလိုက်ပါတယ်ဖုန်းနဲ့တွေအလုံးလုံးနေကြဂျပန်အဆက်အသွယ်တွေဟာကိုရီးယားမှာသုံးဦးဆိုင်လူချင်းတွေ့ကျင်တဲ့ဆိုတာကြောင့်သူမကိုဆင်လွတ်ခဲ့တာဖြစ်ကြောင်းလမ်းကြောင်းပေးလာတဲ့အတွက်ကုန်သွယ်မှုကို2ကီလိုတိုးမြင့်ယူမှာဖြစ်ပြီးအပိုကြီးကိုဂျပန်တွေထပ်ပူပေးပါမယ်လို့တောင်းဆိုလိုက်ပါတယ်ဟယ်ရောထွက်သွားပြီးချိန်သူ့မွေသားအဖေလိုဖြစ်နေတဲ့ဂျပန်ရဲ့ခေါင်းဆောင်မှာကိုရီးယားကိုရောက်နေကြောင်းသိတာမှုမေးပေမဲ့လိမ့်စာကိုမနှက်ပြန်ပြောမယ်လာတွေ့လို့မှာပါတယ်ဒီတော့ဂျွန်မိုရိုဘက်ကဂျပန်ရောတရုတ်တွေပါရောက်နေပြီးကုန်သွယ်ရေးကိစ္စအကြီးကျယ်ဆွေးနွေးမဲ့ဟိုတယ်မှာတည်င်းရယူဖို့စဉ်းစားကြပါတယ်အတန်ဖန်းသက်တွေကိုလူလစ်တာနဲ့တက်ဆင်ထားမှာဖြစ်ပေမဲ့ဂျောင်ဂီချောနဲ့အနီးကနေခွင့်ရမဲ့ဂျုံမိုကိုလည်း1ကီလိုမီတာအတွင်းအတန်ဖန်းယူနိုင်မဲ့ကရိယာတစ်ခုပေးထားပါတယ်အစီအစဉ်တွေတတ်မှတ်ပြီးချိန်မှာတော့စိတ်ထဲအခဲမကြည်ဖြစ်နေသူဂျုံမိုတယောက်သူ့ဇနီးကဘယ်အချိန်ထိဂျောင်ဂီချောနဲ့တွေ့နေရမှာလဲလို့ညွှန်ချုပ်ကိုမေးပါတယ်မသိတော်မှသိပေမဲ့ရုတ်တရက်ကြီးပျောက်ခိုင်းသွားလို့မရဘူးဆိုတာကြောင့်ဒီတစ်ခေါက်တက်တဲ့တွေနဲ့လက်ပူလက်ချက်ဖမ်းပြီးမြန်အဆုံးသတ်ကြတာပေါ့လို့ပြန်ပြောခဲ့လိုက်ပါတယ်ဂျောင်ဂီချောတို့လက်စားဖြောက်ခဲ့တဲ့စုံတော့ကျူရဲ့တပည့်တွေကရဲစခန်းမှာလူပြောင်းမှုလာဖွင့်နေကြပါတယ်တကယ်တော့ထိုလူတွေကစုံတော့တွေမဟုတ်ပဲမူရဲဖြန့်ဖြူးနေသူတွေကိုအယောင်ဆောင်ချောက်လန့်ပြီးအခမဲ့စေးသုံးကျင်ကြသူတွေဖြစ်ပါတယ်တပတ်လောက်လူပြောက်သွားတာကိုအခုမှရဲစခန်းမှာအမှုလာဖွင့်နေတဲ့စေးသမားနှစ်ကောင်ထံကနေစုံတော့မင်းကူတယောက်ရအချက်တွေဆွဲထုတ်အဖြစ်ရှာနေရပါတယ်ကဏ္ဍအဖွဲ့အစည်းအတွင်းမှာတော့အားလုံးကအကြတမကြောင်တိတ်ဆိတ်နေကြပြီးတစုံတစ်ခုကိုစောင့်နေကြဖုန်းမိသားတဲ့အတူကဏ္ဍရဲ့ဟိုတယ်တစ်ခုထဲတရုတ်တွေနဲ့အတူလာခဲ့ဖို့ဆက်သွယ်လာပါတယ်အဖွဲ့လိုက်ခေါ်လာခွင့်မရှိပဲလူတယောက်သာခွင့်ပြုမယ်ဆိုတာကြောင့်ကွမ်ဆုံကိုအတူလိုက်ခဲ့ဖို့ခေါ်ကကျန်လူတွေကဟိုတယ်အပြင်မှာဟန်မပြတ်စောင့်နေဖို့မှာသွားပါတယ်အပြင်ထွက်လာတဲ့သူတို့ကားရှိကိုစုံတောင်းမင်ကူတို့ရောက်လာပြီးကားမောင်းနဲ့သုံးကိုအပြင်ထွက်လာရန်ပြောကကားတော့ဖြုတ်ယူသွားပါတယ်ရခင်ကတည်းကဂျောင်ဂီချောတို့နဲ့ထိတွေ့နေလေးရှိသူစုံတောင်းမင်ကူဟာသူတို့နဲ့တကြောင်နဲ့တက်ခဲ့ဘူးသူလက်ထောက်ကျူပြောက်ဆုံးနေတဲ့အမှုကိုလာရောက်စစ်ဆေးနေတာဖြစ်ပါတယ်ဘူးကညင်ရဲ့အလုပ်ရှိသေးလို့သွားဖို့ပြင်နေသူဂီချောကိုပါတားလိုက်ပြီးမင်းတို့ကျူးလွန်နေတာမွေးဆေးမှုအပြင်အကြမ်းဖက်လူတက်မှုမို့သူနဲ့မကြာခဏတွေ့ရတော့မယ်လို့တတိပေးပါတယ်ဒါအပြင်သူတို့ကိုမထီမဲ့နေပြုတ်နေသူသုံးကိုလည်းချင်းချောက်ပြီးထွက်သွားကြပါတယ်ဘာအစီအစဉ်မှမရှိပဲလိုက်လံနှောက်ယှက်ချင်သိမ်းများနေတဲ့မင်ကူတို့ဟာဂျောင်ဂီချောရဲ့ကားနောက်ကိုလိုက်နေကြပြီးဂန်နန်းဟိုတယ်အတွင်းမှာတော့စုံတော့အများပြားကအသင့်နေရယူကအားလုံးကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်ဒိုရောင်းဟာဂျုံမိုကိုသူပေးထားတဲ့အတန်ဖန်ကရိယာတက်ဆင်ခိုင်းတာမို့စောင့်ကြည့်ဖို့ပြင်လိုက်ပါတယ်တရုတ်ကပြားတွေနဲ့ဂျောင်ဂီချောတို့ဓာတ်လက်ကားတွင်းဝင်နေချိန်မှာလုံးချင်ရလုံးမဲ့မင်ကူတို့နှစ်ယောက်လည်းဟိုတယ်အထိလိုက်လာကြပါတယ်ဂျပန်ရဲ့အခန်းရှိမှာတော့တတ်တော်ဆောင်တွေရဲ့ခန္ဓာကိုယ်အနှံ့ကိုရှာဖွေနေပါတယ်ဒါအတန်ဖန်စားတက်ထားတဲ့ဂျုံမိုတို့ပြဿနာရှိလာနိုင်တာမို့စိုးရိမ်နေချိန်12လွာကိုရောက်လာပြီးဖြစ်တဲ့ဂျောင်ဂီချောတို့ကိုစတင်စစ်ဆေးပါတော့တယ်ဂျုံမိုရဲ့လက်မှာတော့ဆေးလိပ်ဘူးတွေမိကျစ်တွေအထိစေးစအောင်ရှာဖွေခံရပြီဖြစ်တဲ့အတွက်အကြံရသွားတဲ့ဒိုရောင်းကမိချက်ပေးတဲ့ခလုတ်ကိုနှိပ်ခိုင်းလိုက်ပါတယ်အခွင့်အရေးရသွားတဲ့ဂျုံမိုလည်းသွားစိတ်ကြည့်အောင်မယ်လို့ပြောရင်ချေးတွင်ကအတန်ဖန်ဆက်ကိုဂျပန်နေရှာဖွေနေရမှုပြင်းမရတော့မယ်လို့သတင်းပို့လိုက်ပါတယ်ဒါပေမဲ့ဆေးလိပ်ဘူးကိုစစ်ပြီးမှတတိယသွားတာကြောင့်ထိုအတန်ဖန်ဆက်ကိုအထဲမှာတေချာနေရချပြီးပြန်လာအစ်စ်ခံလိုက်ပါတယ်ဒို့ပေမဲ့သုံးဆိုင်ဆွေးနွေးပွဲမှာတတ်တော်ဆောင်တွေသိစရာမလိုတာမို့ဂွမ်ဆိုးနဲ့တရုတ်တတ်တော်ဆောင်ကိုအိတ်ခမ်းထဲမှာစောင့်ခိုင်းပါတယ်1ကီလိုမီတာအကွာဝေးထိဖမ်းရှိတဲ့အတန်ဖန်ဆက်မှုအနည်းငယ်ကြားနိုင်တော့လဲဂျပန်တတ်တော်ဆောင်ကတချင်းကျဲကြီးထားဖွင့်ပြီးနှောက်ယှက်လိုက်ပါတော့တယ်နိုင်ငံတကာမူရစ်စေအဆင့်ထိရောက်နေပြီဖြစ်တဲ့သူတို့ကိုရဲတွေအထက်ထက်စောင့်ကြည့်နေမှသိတာမို့တတိထားရမှာဖြစ်ပြီးအရင်တစ်ခါလောက်ကြံခံရမှုမှာတစ္ဆာဖောက်ကိုရောဖော်ထုတ်ပြီးပြီလားလို့မေးပါတယ်အရာရာတန်တရားဝင်နေတတ်တဲ့ဂျပန်တို့ဟာရည်ရွယ်ချက်ရှိသူ့ကိုဆွဆွဲနေရကြောင်းတကယ်တမ်းရဲတွေလိုက်တာခံရရင်ဂျပန်ထိလိုက်သွားတဲ့ဘူဆန်ခေါင်းဆောင်ကြောင့်ဖြစ်မယ်လို့သာပြန်ပြောခဲ့ပါတယ်ပြီးတော့ဘူဆန်ရဲ့ဥက္ကဋ္ဌကိုပြန်လမ်းမရှိအောင်ပို့လိုက်တဲ့လုပ်ရကြောင့်ပဲရဲတွေတတိထားမိသွားတာမို့သူ့ဘက်ကအပြစ်မဟုတ်ဘူးလို့ပြောတဲ့အခါဂျောင်ဂီချောကို24နာရီစောင့်ကြည့်နေသူရှိနိုင်တာပဲလို့ယူဆပါတယ်နောက်ကရှင်းတယ်လို့ကြုံကြည့်ရင်ယူလာတဲ့အိတ်ကိုကန်ပြီးအောက်မှာ9မိနစ်တော့ရက်ပြမဟုတ်ရင်ညှိနှိုင်းမှုပိတ်ပြက်ပြီလို့ဆိုတာကြောင့်စိုးကိုခေါ်ပြီးပြန်ထွက်လာပါတယ်ဂျောင်ဂီချောကိုအောက်မှာစောင့်နေကြတဲ့ဂျောင်ဘဲတို့အဖွဲ့ဟာစိတ်နှောက်ယှက်ပေးနေသူမင်ကူတို့အပြင်ခက်လန့်လန့်ကဒိုရောင်းကိုပါတတိထားမိသွားပါတယ်ဒီအချိန်လက်ဆွဲယူပြီးအောက်မှာလိုက်ရက်နေကြတဲ့ဂျောင်ဂီချောတို့နှစ်ယောက်ကြောင့်ရဲရီရောသူတို့ဘက်ကလူတွေပါနားမလည်နိုင်ဖြစ်ကုန်
ကုန်ကြပါတယ်။ဒါဂျပန်တို့ဘက်ကတရုတ်နဲ့နှစ်ဦးတည်းဆွေးနွေးကြလို့တမင်ဆင်းခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အောက်မှာတော့ဘာအကြောင်းနဲ့မှမသိရက်နေသူဂျောင်ကီချောတို့ကြောင့်ဂန်နန်းဖွဲ့သားတွေရောရဲတွေပါလှုပ်လှုပ်ရှားရှားဖြစ်နေကြပေမဲ့ဒိုရောင်းကဟန်မပြတ်နေဘူးမှားလိုက်ပါတယ်။တကယ်တမ်းတော့ဂျပန်ရဲ့ဂိုင်းကောင်းဆောင်ဟာတရုတ်နဲ့မူရေးကုန်တယ်ဖို့အတွက်ဂျောင်ကီချောကိုလက်သက်မွေးပြီးသူ့နာမည်ကိုထိုလောကမှာကွယ်ဝှက်ထားခဲ့တာဖြစ်ပါတယ်။အရင်တစ်ခေါက်ပြောက်ကွက်ခဲ့တဲ့ကိစ္စနဲ့ဂျောင်ကီချောပေါ်အယုံကြည်မရှိတော့တာကြောင့်အခြားကိုရီးယားလူမျိုးကိုအသုံးချပြီးရခိုင်အတိုင်းရေသွင်းမြင့်ပစ္စည်းတွေဖလှယ်ဖို့ဟဲရောထံတောင်းဆိုခဲ့ပါတယ်။အချိန်9မိနစ်ပြည့်သွားတဲ့ဂီချောတို့အထဲပြန်ဝင်လာချိန်မှာမင်ကူတို့ပါလိုက်ဝင်သွားတာကြောင့်ဟီဆောင်တို့ကလိုက်တာပါတယ်။ဂျောင်ကီချောပြန်ရောက်လာတော့ဆွေးနွေးပွဲဟာဂျပန်ဘက်က15ရာခိုင်နှုန်းအမျက်ဆုံးပို့ပေးမယ်ဆိုပြီးညှိနှိုင်းထားပြီးပြီမို့ဟဲရောရဲ့သဘောထားအတိုင်းပဲလို့ဆိုပါတယ်။အပြင်မှာစောင့်နေတဲ့ဂျုံမူဟာတရုတ်တပ်တော်ဆောင်ကိုကိုရီးယားလိုမပြောတတ်ဘူးလားလို့သွားမင်းနေပြီးအမြဲမိချင်းလုံနေတဲ့ဘဲကိုသူ့မိချင်းလက်ဆောင်ယူထားလိုက်လို့ဆိုပါတယ်။ဒီအချိန်12လအထိရောက်လာတဲ့မင်းကူကြောင့်အထက်ကလူတွေကိုရဲတွေလာပြီးလို့အသိပေးကတရုတ်တပ်တော်ဆောင်ကိုလည်းရဲဆိုတဲ့စကားကိုဘာသာပေါင်းစုံနဲ့ရှင်းပြရင်ကိုလူကိုခေါ်ပြေးရမှာနေပါတယ်။ပြီးတော့အထဲမှာဂျောင်ကီချောဘာလုပ်နေတာလဲဆိုတဲ့မိကူကိုရင်ဆိုင်ကဂျောင်ကီချောကိုအော်ကြီးကျဲအနောက်ရှက်ပေးနေတာမို့တားဆီးလိုက်ပါတယ်။တိုးလို့စုံနောက်တယောက်ကိုတားဆီးရလားဆိုတဲ့မိကူနဲ့အပြင်းထန်တိုက်ခိုက်နေချိန်ထွက်ပေါက်ကိုရောက်နေပြီဖြစ်တဲ့ဂီချောဟာစိုးဖို့အတွက်စိတ်ပူနေတော့လဲဆွေးနွေးပွဲကိုအဆုံးသတ်လိုက်တော့မလို့လားဆိုတဲ့ဟဲရောကဂျောင်ကီချောစိတ်ပူနေမှသိတာကြောင့်သူမတက်တော်ဆောင်ဟာဂျုံမိုကိုကူညီပေးဖို့မှာလိုက်ပါတယ်။ဘူမသိကိုမသိဇက်တိုက်နှောက်ရှက်နေတဲ့မိကူကိုတားဆီးရန်ဒိုယောင်းကလည်းရဲနှစ်ယောက်ကိုလွှတ်လိုက်ပြီးလူကောင်ကြီးတဲ့ကောင်ကိုဖမ်းထားလိုက်လို့ဆိုပါတယ်။လွန်မြောက်လာတဲ့စိုးကိုတရုတ်တပ်တော်ဆောင်ကစောင့်ခေါ်ကဂျောင်ကီချောထံလိုက်ပို့ပေးခဲ့ပါတယ်။တတိလက်လို့ညွှန်ကြားနေတဲ့ဒိုယောင်းထံဂျောင်းဘဲကအနာတိချင်းကပ်ပြီးလာကြည့်သွားပါတယ်။အခန်းထဲကဆင်းလာတဲ့ဟေယောတယောက်ကြောကုန်းကဒဏ်ရာဟောင်းမှာသွေးဆုပ်နေတဲ့စိုးကိုတွေ့တာနဲ့စကားပြောရုံပဲပြောမှကိုရဲကဘာလို့နိုင်မှာလဲလို့မေးပါတယ်။ထိုဆောင်တော့ဟာအပြစ်မရှိအပြစ်ရှာတတ်သူမို့ဟေယောရဲ့ passport အတုကိုသာမြင်သွားရင်ပုံမှုရှုပ်ထွေးနိုင်ကြောင်းရှင်းပြတဲ့အခါသဘောကျသွားပေမဲ့ပြဿနာတွေပိုကြီးမလာနိုင်ဘူးလားလို့မေးပါတယ်။သွေးထွက်သည့်အထိပြင်းထန်စွာရန်ဖြစ်လာတဲ့ဂျောင်ကီချောရဲ့စီးပွားရေးကြောင့်အလုတ်တောင်တွဲမလို့ရတော့ဘူးလို့ရေရွံ့နေတဲ့အခါထိုတန်ရာဟာမကြသေးမီကရထားတာမို့စိတ်ပူစရာမရှိပဲအရင်ကဒီလိုကတောင်းကနေနိုင်တဲ့ကိစ္စမျိုးလည်းမရှိဘူးလို့အာမခံလိုက်ပါတယ်။ဒါကြောင့်သူမရဲ့တတော်ဆောင်ကိုအနာခေါ်ကအသက်နဲ့ရင်းခဲ့တဲ့သုံးဝရဲ့တန်ရာကိုဆေးထည့်ပေးဖို့မှာလိုက်ပါတယ်။ဂျောင်ကီချောတို့ကိုမျက်ခြေပြတ်သွားတဲ့စုံနောက်မင်ကူဟာအခန်း1နဲ့3ည3မှာဘိုကင်ယူထားတဲ့လူမရှိဘူးဆိုတဲ့ reception ကမိန်းကလေးကိုပြဿနာရှာနေပြီးသူ့လက်ထောက်ကပါဟိုတယ်မှာဘယ်သူမှမတွေ့ရတော့ဘူးဆိုတော့မှထားထွက်သွားပါတယ်။သူမကြောင့်နဲ့သွေးထွက်တန်ယိုကာကွယ်ပေးခဲ့သူသုံးဝရဲ့လုပ်ရကြောင်းဂျပန်တွေဘက်ကအခြားကိုရီးယားလူမျိုးတယောက်ကိုကုံသွေးရေးဖြစ်ခန့်အပ်ဖို့တောင်းဆိုထားကြောင်းထုတ်ပြောလာပါတယ်။15ရာခိုင်နှုန်းပို့ပေးမယ်ဆိုတဲ့ဂျပန်တွေထက်ကီလိုလိုက်ရမယ်အချိုးမြတ်နှစ်ဆပေးမယ်လို့ဂီချောကညှိနှိုင်းတဲ့အခါပတ်စံကအရေးမကြီးပဲသူမတို့လည်းလူသစ်တယောက်နဲ့အလုပ်တွဲလုပ်ဖို့ကအဆင်မပြေတာမို့ယုံကြည်မှုပြန်လဲတိစောက်ဖို့သာမှာပါတယ်။ဂျောင်ကီချောစီမှာအသက်တောင်ရင်းမဲ့လက်အောင်ငယ်သားတယောက်ရထားတာကံကောင်းတာဖြစ်ပြီးယနေ့လိုရဲရိနဲ့ရှုပ်ထွေးတဲ့ပြဿနာကိုအရင်ပြရှင်းပြလို့မှာကအသက်နဲ့ရင်းပြီးကာကွယ်နေတဲ့သုံးဝရဲ့အကြောင်းရင်းကိုစိတ်ဝင်စားမေးနေပါတယ်။အခွင့်အရေးရလာပြီးမို့သူဟာသူ့တထေးပေါ်ယုံကြည်ကိုးစားသူဖြစ်ကြောင်းနဲ့ဒီလောကမှာယုံကြည်မှုကအရေးကြီးတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဟဲယောဟာတတ်တော်ဆောင်ဘက်လှည့်ပြီးဘလို့ထင်တယ်လဲမေးတဲ့အခါသစ္စာရှိတဲ့လူကောင်းလို့ဖြေပါတယ်။အဲဒီနောက်ဂျပန်နေစီဖုန်းခေါ်လိုက်တဲ့ဟဲယောဟာဂျောင်ကီချောကိုကြော်ပြီးဂွမ်သုံးဝရဲ့မျက်နှာနဲ့တောင်းဆိုမှုကိုရက်ရွှေ့တယ်လို့အကြောင်းကြားလိုက်ပါတော့တယ်။စိတ်ပြောင်းသွားတဲ့ဟဲယောဟာတရုတ်ကိုချက်ချင်းမပြန်လို့သေးပဲကိုရီးယားရဲ့အိမ်ချမ်းမြေဈေးကွက်ကိုလေ့လာချင်တာကြောင့်လမ်းပြတယောက်လိုတယ်လို့သုံးကိုကြည့်ရင်ပြောပါတယ်။ဂျောင်ကီချောနဲ့တင်တိုင်ပတ်ပြီးလူမိုက်လောကကပြန်ထွက်မရသေးတဲ့ဂျုံမိုတယောက်နောက်ထပ်မူရရတာအတွက်အလုပ်လုပ်ပေးဖို့ဖြစ်လာပြန်ပါတယ်။ဒီအချိန်ဂျောင်ကီချောရဲ့ဖုန်းထံဂျပန်တို့ဘက်ကဖုန်းဆက်လာပြီးဟဲယောနဲ့စကားပြောချင်တယ်လို့ဆိုပါတယ်။သူတို့တထေးဟာတရုတ်ဘက်ကအလိုရှိတဲ့အတိုင်းလိုက်ရောမှဖြစ်ပေမဲ့အစည်းအဝေးလုံးနေတော့ရောက်လာတဲ့ရဲတွေကြောင့်ကုန်သွယ်မှုကိုခက်တိုက်ရက်ဆိုင်ထားခြင်းတဲ့အကြောင်းပြောလာပါတယ်။ဝယ်သူမရှိရင်ပစ္စည်းထုတ်လုပ်နေရတာအပူပဲမို့ဒီကိစ္စမှာတာဝန်ရှိတဲ့ဂျောင်ကီချောကပဲပြန်လည်ပြုပြင်မှုတတိပေးရင်ရဲကိုပြန်ထိုးခဲ့တဲ့သုံးဦးကတော့ဝိတ္တရားနှောက်ယှက်မှုနဲ့သပင်ဖြူတော့မယ်လို့ဆိုပါတယ်။ဒါဆိုလဲထောင်ကထွက်မှလာတွေ့မယ်လို့ပြန်ပြောတဲ့အခါသဘောကျသွားနဲ့သူမကိုအဲ့လန်းညွန့်လုပ်ပေးဖို့မှာသွားပါတယ်။တစ်ဖက်မှာမပြီးနိုင်မစည်းနိုင်ဖြစ်နေကြတဲ့မင်ကိုတို့စုံတောင်းတယောက်ဟာတူကြီးကင်ပြီးဂန်နန်းဖွဲ့စည်းရဲ့ရုံကန်ထိလိုက်လာပါတယ်။ဝရမ်းမပါပဲအဆောင်တွေကိုတိုက်ခိုက်ပြီးကြောဖြတ်လာပြီးမို့တကားတွေကိုလောချထားတဲ့အခါပါလာတဲ့တူကြီးနဲ့ရိုက်ဖွင့်နေပါတော့တယ်။အဲ့ဒီနောက်အထဲကိုဝင်ရောက်လာပြီးဂျောင်ကီချောကိုဖုန်းဆက်မခေါ်ပြီးတဲ့ဂိုင်းသားတွေကလုံလုံကျူးကျူးရိုက်နှက်ခဲ့ပါတယ်။ဒါအပြင်ရုံကန်ကပစ္စည်းအလုံးကိုပါဖျက်ဆီးသွားတဲ့အတွက်လောလောဆယ်ဆိုင်ဒီအလုံးကိုပိတ်ခိုင်းထားဖို့မှာလိုက်ပါတယ်။အားလုံးအချက်ရိုက်နေတဲ့ကိစ္စဖြစ်နေပြီးမို့သူစားခဲ့တဲ့ဇက်လန်အတွက်သူကိုယ်တိုင်အပြစ်ဝင်ခံပြီးဖြေရှင်းပေးမယ်ဆိုတဲ့သုံးကိုဂျောင်ကီချောကလိုက်တာပြီးထောင်ထဲအဝင်မခံဘူးလို့ဆိုပါတယ်။အကြံရှိနေပြီးသားသုံးကတော့အဖွဲ့အစည်းနဲ့တထေးကိုကာကွယ်ဖို့ကသူ့တာဝန်ပဲဖြစ်ပြီးအကယ်၍ထောင်ကပြန်ထွက်လာပါကသုံးဦးဆက်ကုံသွေးကြီးမှာပါဝင်ခွင့်ပေးရန်တောင်းဆိုကဖြေရှင်းပြီးရင်ပြန်လာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်။ဗဇက်ကနေလည်းသူများစကားပြောရင်ပြန်ပြောရမှမသိတဲ့
ကောင်လိုတီတိုးရီရွရဲ့လှမ်းထွက်လာနေလိုက်ပါတယ်ပြီးခဲ့တဲ့အပိုင်းတုန်းကရဲစခန်းမှာအပြစ်ဝင်ခံမှုထွက်သွားတဲ့ကွမ်ဆိုးကိုနောက်ကိုခေါင်းဆောင်စောကစောင့်ကြည့်ပြီးပြန်လည်အတည်ပြုခဲ့ပါတယ်စုံတော့ကိုတိုက်ခိုက်မှုဝိတ္တရားနောက်ရှက်မှုတို့ဖြစ်နေတဲ့အတွက်စောစောပြန်ထွက်လာဖို့တော့လွယ်ကူမှာမဟုတ်ကြောင်းပြောပါတယ်ကြောင်ဝီချောကတော့စိုးအုပ်ကိုဘလူနီးနဲ့ပြန်ထုတ်လို့ရမလဲဆိုတာနဲ့စုံတော့မင်းကိုဘာကိစ္စသူ့ကိုတဲကြီးမဲကြီးလိုက်နေရတယ်ဆိုတာစုံစမ်းမှုမှားလိုက်ပါတယ်အဖမ်းခံရတဲ့ဂျုံမိုကိုစုံတော့မင်းကမှလူရန်ကားအစိမ့်နဲ့ကောင်ကစုံတော့ကိုပြန်တိုက်ခိုက်ရဲတယ်လို့ပြောနေပေမဲ့ရီပဲရီနေရကြောင်းမင်းကိုဒေါသထွက်လာပါတယ်သူဟာကိုယ်အစိမ့်ကိုမေးပြီးကိုရီးယားအစိုးရဝန်ထမ်းတယောက်ကိုပြန်လည်တိုက်ခိုက်မိခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ခနဲ့ပါတယ်စုံတော့ချင်းအတူတူသူ့ကိုရိုင်းဆိုင်စွာစစ်မေးနေတဲ့မင်းကိုဒေါသထွက်တော်လဲသူဟာလူမိုက်ဖွဲ့တဲ့အခုမှဝင်လာသူမို့ကြောင်ကြီးချောနဲ့အတူရှိခဲ့သူတွေဟာရင်းနှီးမြှုပ်နှံမဲ့သူတွေလို့သာသိထားကြောင်းပြောလိုက်ပါတယ်တာမန်လုံးလုံးနေသူတွေဆိုရင်သူ့ကိုမြင်ပြီးဘာကြောင့်ထွက်ပြေးသွားကြလဲမေးတော့အယူလိုအော်ဝင်လာတဲ့စုံတော့ကြီးကြောင့်မပြေးပဲနေမလားလို့ပြန်မေးလိုက်ပါတယ်သူ့ကိုဒေါသထွက်လာတဲ့မင်းကူဟာအနာဂတ်ခါဘာကောင်မှမဟုတ်တာမို့အဆက်ရှိစမ်းပါလို့ပြောလိုက်တဲ့အတွက်မင်းကူရဲ့ဒေါသတွေဟာဆွဲမရတားမရအောင်ပုံကျလာပါတော့တယ်စုပ်ပြတ်တဲ့နေအောင်အထိုးခံထားရတဲ့ဂျုံမိုကိုနောက်တစ်ချိန်ပြန်စားကြမလားလို့မေးပြီးကြောင်ကြီးချောနဲ့အတူရှိခဲ့သူတွေကဘသူလဲလို့ထပ်မိပြန်ပါတယ်ထိုးတဲ့လူကပါမောစိတ်ဆော့နေတဲ့ဂျုံမိုကြောင့်နောက်တစ်ချိန်ထိုးဖို့ပြင်နေတဲ့ညှို့ကျုံနဲ့စကန်မှုလို့ရောက်လာပါတယ်ဌာနကွဲမှုထံလူတက်မှုတဲ့အချက်လက်ပေးဖို့လာခဲ့တာဖြစ်ပြီးဂန်နန်ရဲစကန်မှာဒီလိုတွေဖြစ်နေကြလားလို့မေးပါတယ်ဒေါသကြီးတဲ့သူမင်းကူရဲ့လို့ရကြောင်းဂျုံမိုကနင့်နာသူအဖြစ်ပြန်ရောက်သွားပြီးအရိုက်ခံရတာကိုတရားမဆွဲပါဘူးဆိုတဲ့ခံဝင်ကတိနဲ့ပြန်လွတ်ပေးလိုက်ပါတယ်သူ့ကိုလာကြိုတဲ့ခေါင်းဆောင်စောကိုလည်းထိုအတိုင်းရှင်းပြလိုက်တဲ့အခါတထင်းနဲ့လိုက်သွားတော့ကဘာတွေလုပ်နေလဲသိခဲ့ပြီလားလို့မေးပါတယ်သူလည်းတမ်းမသိပေမဲ့မူရေးစင်းနဲ့ပတ်သက်တာသိကြနေရကြောင်းအဲ့ဒီခေါင်းဆောင်ပိုင်း၃ယောက်အစားနေရာဝင်ယူမယ်လို့တိုင်ပင်ကြပါတယ်အဲ့လိုတိုးဝင်နိုင်မှုကလည်းတယောက်ယောက်ကိုတွန်းချဖို့လိုနေကြောင်းအသိပေးရင်နှဲအကြာကြီးပင်ပင်မမတ်လုပ်နေရတဲ့ခေါင်းဆောင်စောဘက်ကကြည့်ရင်မတရားဘူးလို့ပြောပါတယ်လက်လုံးတော်မပွင့်တဲ့ကွမ်ဆွန်းဟိုကိုဂျောင်ကြီးချောကဝမ်းသာအားရကြိုးသူပေမဲ့တန်တရားဝင်နေတဲ့ဂျောင်ဘဲကတော့အချိန်ကိုက်ကြီးလွတ်လာတဲ့ကိစ္စနဲ့အသိကြိုလာသူခေါင်းဆောင်စောကိုရောဘယ်ရဲကဆက်သွယ်တာလဲလို့မေးပါတယ်ဟိုတယ်မှာတော့ကလည်းရဲလို့ထင်ရတဲ့လူတွေစောင့်ကြည့်တာမြင်ခဲ့ရတာမို့စိုးကိုသွားတဲ့နေရာတိုင်းရဲတွေရှိနေရလို့ပြောနေပါတယ်အရက်ခွက်ကိုစောင့်ချလိုက်တဲ့ကြောင်ကြီးချောကဘာတွေအဲ့လောက်တန်တရားဝင်နေရလဲမေးတော့ရဲကိုရိုက်ထားတဲ့အမှုကရဲကပြန်ရိုက်ယုံနဲ့ဒီလိုလွယ်လွယ်လေးပြန်လွတ်လာတာမြင်ဘူးလို့လားလို့မေးပါတယ်အစားစားအရာရာအပင်ပန်းခံခဲ့တဲ့စိုးကိုကောင်းမွန်စွာကြိုးဆိုရအောင်လို့စကားဖြတ်လိုက်ပြီးစရင်စာအုပ်ထဲမှာလွတ်နေတဲ့ကွက်လက်တွေသွားဖြည့်ဖို့မှာလိုက်ပါတယ်ကွမ်စိုးကတော့တရုတ်တွေနဲ့ကိစ္စကရောဘလို့ဖြစ်သွားပြီလဲမေးတဲ့အခါစိုးကိုတရုတ်မျိုးသမီးကသဘောကျနေရကြောင်းတော့တွေးကြည့်မလားလို့မေးပါတယ်ဒီကိစ္စမျိုးကြစိုးကအတွေ့အကြုံနှုတ်သေးတာကြောင့်တထေးကိုယ်တိုင်ပဲလုံးတင်ကြောင်းအကြံပေးတဲ့အခါတရုတ်တွေဂျပန်တွေကငွေရှာပေးနေတဲ့သူ့ကိုကြုံလို့သာသဘောထားတယ်လို့ပြောတဲ့အတွက်ခေါင်းဆောင်စောကအထင်သေးနေတဲ့ကောင်တွေအားလုံးကိုရှင်းလင်းပေးမယ်လို့ဆိုပါတယ်တခုခုဆိုအပေးယူဖြတ်သိမ်းလိုက်မယ်လို့ချင်းချောက်နေတဲ့တရုတ်တွေဂျပန်တွေအကြောင်းတွေးနေစဉ်ဦးကျောင်းထံကဖုန်းဝင်လာပါတယ်ရဲဌာနဘက်မှာတော့ဟယ်ယောနဲ့သူမကိုရန်တော်ရဲ့ passport တို့တွေကိုတရုတ်ဘက်အကြောင်းကြားထားပြီးဖြစ်ပြီးမကြခင်ဖမ်းဆီးနိုင်တော့မယ်လို့သိရပါတယ်အလုံးမှာစိတ်ကုန်နေပြီဖြစ်တဲ့ဂျုံမိုကတော့အားလုံးကိုတခါတည်းဖမ်းလိုက်လို့မရဘူးလားလို့မေးပါတယ်တရုတ်နှစ်ဦးကိုဖမ်းလိုက်တာနဲ့ဂျောင်ကြီးချောဟာတက်တည်ဖြောက်ဖြက်မှာဖြစ်တာကြောင့်နိုင်ရီတို့ရောင်းဝယ်မှုနဲ့သာတရားစွဲနိုင်မှာဖြစ်ကြောင်းရှင်းပြပါတယ်နောက်ဆုံးအဆင့်အနေနဲ့ရောင်းဝယ်ဖြစ်အောင်လုပ်ပြီးတက်တည်တွေနဲ့အတူဖမ်းဆီးဖို့လိုတယ်ဆိုတာကြောင့်သူတရုတ်မျိုးသမီးနဲ့သွားတွေ့ပြီးစီစဉ်လိုက်မယ်ညွန်ကျုပ်တို့ကသူ့ကိုတန်တရားဝင်နေသူဂျောင်းဘဲကိုနည်းနည်းကျူးဆိုင်ပေးဖို့မှားလိုက်ပါတယ်အရောင်းဝယ်ကိစ္စတွေနဲ့စိတ်နဲ့ကိုမကတ်သူဂျောင်ကြီးချောဟာဝီချောင်းကိုပြန်ပို့ခဲ့ပြီးစိတ်ပြေလက်ပြောက်မိခင်ထံမှာညစာသွားစားခဲ့ပါတယ်လူစီကားနေပြီဖြစ်တဲ့ထဲဦးဘားထံရောက်လာတဲ့တရုတ်ကိုရန်တော်ဟာဘဲတပွေကိုငွေချိုးပြကတီးလို့ပြောလိုက်တဲ့နောက်သူနဲ့လိုက်ခဲ့ရန်ခေါ်သွားပါတယ်တန်းသင်္ကန်းအတွင်းရောက်လာတော့ပါလာတဲ့ငွေကိုပေးလိုက်ပြီးထိုလူထားခဲ့တဲ့ဂန်နာခရစ်စတက်ဆေးကိုယူလိုက်ပါတယ်ကွမ်ဆွန်းကိုတယောက်တရုတ်မျိုးသမီးဟယ်ယောကူကြီးတောင်းထားတဲ့အဲလန်ညိုအလုပ်လုပ်ပေးရန်ဆက်သွယ်လိုက်ပါတယ်ဟယ်ယောရဲ့ကိုရန်တော်ဟာကွမ်ဆွန်းကိုရဲ့ကားအတွင်းမှာသူ့တထေးဘေးကင်းစေဖို့စိတ်ဆောက်အောင်ရှာဖွေနေပါတယ်အဲ့ဒီနောက်ဟယ်ယောကအနားကပ်လာပြီးမျက်နှာကဒဏ်ရာတွေကိုကြည့်ကအရိုက်ခံပြီးထွက်ခဲ့တာလားလို့မေးပါတယ်တခြားလုံးစကားတခုမှမပြောတဲ့တတ်တော်ဆောင်ဟာဂျုံမူပေးထားတဲ့မိချစ်ကိုပြန်ပေးရင်မမလေးကိုတေချာကယူဆိုင်လိုက်ဆိုတဲ့ကိုရီးယားစကားကိုဘီဘီတတကြီးပြောသွားတာကြောင့်ဆဲလိုက်ပါတယ်ဂျောင်ကြီးချောရဲ့တထင်းပေးထံဂျောင်းဘဲရောက်လာပြီးငွေချို့ပြီးကသူ့တထေးစုံသန်းခိုင်းထားတဲ့မိန်းကလေးနဲ့သူတို့ဘွဲ့တဲကကွမ်ဆွန်းဟူတို့ကျောင်းတူတက်ခဲ့ရလားဆိုတာနဲ့အိမ်ကြီးချင်းနေဆိုတာရောမှန်ရဲ့လားစစ်ပေးဖို့ငွေတစ်ထုပ်ထပ်ပြီးကအတီးပြုတ်နိုင်ရင်ဝန်ဆောင်ကသုံးသာပေးမယ်လို့ဆိုပါတယ်အဲ့ဒီအတွက်တည်င်းပေးရဂျောင်ကြီးချောထဆက်သွယ်ပြီးဝီချောင်းရဲ့အကြောင်းစုံစမ်းဖို့ဂျောင်းပဲလာသွားကြောင်းနဲ့သူဟာတထေးဂျောင်ကြီးချောအတွက်သာလုံးလုံးမဲ့လူတို့အတိပေးလိုက်ပါတယ်ဟယ်ယောကအဲလန်းညိုအနေနဲ့သူ့နောက်စိတ်မပါလက်မပါပါလာသူကွမ်ဆွန်းဟူကိုစားနှောင်းနေပါတယ်
ဒီအလုပ်ကိုစိတ်ကုန်နေပြီမို့အမြန်လက်စားတက်ချင်နေတော့လဲစားကောင်းတဲ့ဆိုင်တစ်ဆိုင်သွားရအောင်ဆိုကခေါ်သွားပြန်ပါတယ်ရှက်နေတဲ့သုံးဦးကိုအသေးချာထိုင်ကြည့်ပြီးလူမိုက်လို့မထင်ရပဲစစ်သားနဲ့တူတယ်ဆိုတာကြောင့်သူဟာအလုပ်ကြိုးစားနေတဲ့စီးပွားရေးသမားပေါက်စတူသာဖြစ်ပြီးလူမိုက်မဟုတ်ကြောင်းပြန်ရှင်းပြပါတယ်ငကိုကတဲ့ကဂွမ်သုံးဦးကိုသဘောကျနေသူမို့သူမကိုပေါ့ပေါ့ပါဟဲရောလို့ခေါ်ခွင့်ပေးလိုက်တဲ့နောက်တစ်ချိန်စိတ်နှောက်ယှက်ဖြစ်စရာတွေမကြုံရဘူးသူအာမခံပြီးသူ့တထင်းနဲ့ကုံသွယ်မှုဆက်လုပ်ပြီးရန်တောင်းဆိုလိုက်ပါတယ်ရုတ်တရက်တကားပြင်ကလူကိုခေါ်လိုက်တဲ့အခါသူမရဲ့ကိုရံတော်ဝင်လာပြီးကလကဝယ်လာတဲ့ဆေးလာပို့တာမို့ဟဲရောကတေချာဖြော်ဆက်ကဒီလိုအမြုပ်ထားလိုက်ရင်အရေးသွေးကောင်းတဲ့မီတန်ဖြစ်ကြောင်းရှင်းပြပါတယ်အဲ့လိုအရေးသွေးမျိုးပေးနိုင်တာလေသူမတို့ထံကားလို့ပြောရင်စိုးအုပ်ကိုတောက်လိုက်လို့ညွှန်ပြပါတယ်ဒါပေမဲ့မျက်စိမိတ်မောဖို့ပြင်နေသူစိုးအုပ်ထံကားယူကဂျပန်ကိုပို့မဲ့သူမတို့ပစ္စည်းတွေကိုလှည့်ထုတ်ပြီးကိုရီးယားမှာဖြန်ချရောင်းစားနေတဲ့ဂျောင်ကီချောလူလူနဲ့ဘာကြောင့်ဆက်လက်ကုန်သွယ်ရမှာလဲလို့မေးပါတယ်မဖြစ်မနေကုန်သွယ်မှုလုပ်ခိုင်းမှုလိုနေသူစိုးအုပ်တယောက်ဂျောင်ကီချောကိုမယုံရင်ဂျပန်နေစီပစ္စည်းပို့မဲ့ကိစ္စသူတာဝန်ယူမယ်လို့ပြောလိုက်ပါတယ်ဘလို့မှလက်မခံတဲ့ဟဲရောကိုအကယ်၍အလုပ်တူတွဲလို့ရင်သူနဲ့လည်းအတူရှိနေနိုင်မယ်လို့လှည့်ပြောခဲ့ပေမဲ့ငွေကားသာအရေးကြီးဆုံးအရာဖြစ်ကြောင်းပြောသွားပါတယ်ဒီတော့ကိုရီးယားလမ်းကြောင်းကိုသာရှင်းလင်းရမယ့်အဖြစ်ပဲရှိတော့တာမို့ထဲဝန်နာမည်နဲ့ကလပ်ကိုပြစ်မှတ်ထားဖို့မှာလိုက်ပါတယ်ဦးစွာစိုးအုပ်ကိုအနောက်ရှက်ပြီးမဲ့ဂျောင်းဘဲကိုအရင်ဖမ်းလာတော့လဲဘာမှစစ်မေးမနေပဲအခန်းထဲမှာထားလိုက်ပါတယ်အဲ့ဒီနောက်ဂန်နန်ရဲ့လက်အောက်ကထဲဦးကလပ်မှာကလပ်ထဲဆေးပြတ်နေသူတွေအပြင်အမှုပညာရှင်အချို့ကိုပါဖမ်းဆီးကစကမ်းမှာထိန်းသိမ်းထားတဲ့ဂျောင်းဘဲမြင်အောင်ပြလိုက်ပါတယ်ဖမ်းခေါ်လာတဲ့ကောင်တွေဟာမင်းတို့ကိုလက်ထောက်ချတာဟိုဘက်ခန်းကတထေးဂျောင်းဘဲလို့တွေးထိုးကအိတ်နေတဲ့ဂျောင်းဘဲကိုတော့ပြန်လို့ရပြီလို့လွှတ်လိုက်ပါတယ်ဒီလိုအလွယ်လေးပြန်လွတ်လာတဲ့ကိစ္စကြောင့်ပဲဂျောင်းဘဲကိုတစ်ဖွဲ့လုံးကတန်တရားများစွာနဲ့မေးခွန်းဝိုင်းထုတ်နေကြပါတယ်သူဘာမှထုတ်မပြောခဲ့ပါဘူးလို့ရှင်းပြနေပေမဲ့ဂျောင်းဘဲကိုဖမ်းပြီးမကြခင်မှာထဲအိုကလပ်ကိုဝင်စည်းသွားကြတယ်လို့ပြောနေတဲ့အဖမ်းခံရကပြန်လွတ်လာတဲ့လူဟာတကြောင်နဲ့အတူတူတက်လာသူချင်းသူ့ကိုကြောက်ချခဲ့တာလားဆိုကလာရောက်တောင်းတခဲ့တာကြောင့်အခြေအနေပိုဆိုးသွားပါတယ်အာယုံနောက်လာတဲ့ဂျောင်ကြီးချောဟာဂျောင်းဘဲတယောက်ပဲနေခဲ့ပြီးအားလုံးထွက်သွားကြလို့မောင်းထုတ်ပါတယ်အဲ့ဒီနောက်အချိန်ကြာမြင့်စွာပေါင်းသိမ်းလာတဲ့ညီကိုချင်းသူ့ကိုပွင့်လင်းစွာရှင်းပြခိုင်းတော့ကွမ်ဆွန်ကိုလွတ်လာတော့ကတော့တခုံးမှမမေးပဲသူ့ကိုကြအယုံကြည်မရှိဘူးလားလို့ပြန်မေးပါတယ်သူဟာဂျောင်ကြီးချောပေါ်ဘယ်တော့မှမလိမ်ခဲ့ဘူးလို့ပြတ်သားသောအာမခံလိုက်ပေမဲ့အန်ဆွဲတွင်းကဖိုင်ကိုထုတ်ပြကငါးပစ္စည်းတွေကိုလှည့်ထုတ်သွားပြီးအခြားငွေဝင်ပေါက်ရှာနေခဲ့တာသူသိကြောင်ပြောရင်ဂျောင်းဘဲရဲ့စကားတွေကိုအယုံကြည်မရှိတော့ပဲအခြေအနေတင်းမာလာပါတယ်ဒါကြောင့်ပိုင်ဆိုင်မှုပစ္စည်းအလုံးအကုန်ရှင်းပြီးရင်အဝေးကိုမြန်မြန်လေးထွက်သွားဖို့နှင်လိုက်တာကြောင့်20လောက်အတူတကွကြိုးစားလာတဲ့သူတို့ရဲ့တပ်ပုံကိုကြည့်ကတကယ်တမ်းကန်ထုတ်တင်တာကယူဝီချောင်းနဲ့ဂွမ်ဆိုးကိုပဲလို့နာကြီးစွာပြောရင်ထွက်သွားပါတယ်တယောက်ယောက်ကိုဆွဲချဖို့လိုနေသေးတဲ့ဆိုတဲ့ခေါင်းဆောင်ဖော်ကတထေးကိုဂီးဆိုင်ရန်စိုးဟွာမှာခဲ့ပါတယ်။ကျောင်းမဲရဲ့ကိစ္စနဲ့စိတ်မကောင်းဖြစ်နေလို့မရပဲကုံသွယ်မှုအတွက်ကြိုးစားရမယ်လို့ပြောနေတဲ့ဟဲရောထံကဖုန်းဝင်လာပြီးဂျောင်ဂီချောနဲ့ပြောချင်တယ်လို့ဆိုပါတယ်။ဂျောင်ဂီချောကပြဿနာလောက်ထားတဲ့အဖွဲ့သားကိုရှင်းလင်းပြီးပြီမို့အရင်လိုအလုပ်တိချပြန်လုပ်ပါမယ်လို့တောင်းပန်တော့လဲဂွမ်ဆိုးကိုသာလှုပ်ပေးလိုက်လို့ဆိုပါတယ်။အဖွဲ့စီကထွက်သွားတဲ့ဂျောင်းမဲနောက်ကိုခေါင်းဆောင်ဖော်ကလိုက်ဝင်သွားပြီးငွေတွေဖောဖောတီတီတုံးကတောက်ပြောင်နေတဲ့ဝမ်းမသားဆိုတဲ့အတုံးလုံးနဲ့တူထေကားကဖိရန်ပြောပါတယ်။ဒေါသထွက်နေသူဂျောင်းမဲဟာဓာတ်လီကအရေးပေါ်ခလုတ်ကိုနှိပ်လိုက်ပြီးခေါင်းဆောင်ဖော်ရဲ့ခြေထောက်ကိုနင်းကစတင်တိုက်ခိုက်ကြပါတယ်။မချင်တဲ့ချက်တွေနဲ့အောက်ဆွဲပေါ်မှာနေခဲ့ရသူခေါင်းဆောင်ဖော်ဟာဂျောင်းမဲရဲ့လက်ကိုရိုက်ချိုးပစ်ပြီးမျက်နှာကိုမှန်ကွဲသားနဲ့ဖြတ်စီးကဒီရက်ကွက်ကိုခြေဦးတော်လှည့်မလာဖို့တတိပေးသွားခဲ့ပါတယ်။စိတ်ရှုပ်ထွေးစရာကိစ္စများပြားထံကလွန်မြောက်ချင်သူကြီးချောဟာဝီချောင်းကိုဖျားချောင်းမှာတွေ့ဖို့ချိန်ဆိုလိုက်ပါတယ်။အထဲမှာပြင်ဆင်ထားတာတစ်ခုရှိတာမို့ဝင်သွားကြည့်ဖို့မှာတဲ့အခါသူမမေရဲ့လွန်မြောက်ခြင်းအတွက်စုပ်ပွဲတောင်းဆိုမှုတစ်ခုဖန်တီးပေးထားတာဖြစ်ပါတယ်။ဝီချောင်းနဲ့မျိုးသမီးကြီးတွေရဲ့စကားဝိုင်းကိုအပြင်ကမတိမတာနားထောင်နေခဲ့သူကြီးချောဟာမူလတန်းကလေးကအတူရှိနေခဲ့တဲ့ချမ်းတယ်လီယောနေကောင်းစွာရှိနေရလားဆိုတဲ့စကားကြောင့်သူ့ရဲ့သတင်းပေးတံဖုန်းခေါ်ပြီးဂျောင်းဘဲရောက်လာစဉ်ကဘာအကြောင်းစုံစမ်းခိုင်းတာလဲလို့မေးပါတယ်။ယူဝီချောင်းဝမ်ကျူမြို့မှာနေခဲ့လားဆိုတာနဲ့ဂွမ်ဆိုးနဲ့ရောတကြောင်းနဲ့အတူတက်ခဲ့ရလားဆိုတာဖြစ်ကြောင်းပြောတော့ဝီချောင်းဟာစိုးမှာပဲနေခဲ့ရန်ပေါ်တာကြောင့်ထိုကိစ္စအမြန်စုံစမ်းပေးရန်မှားလိုက်ပါတယ်။ပြီးတော့သူ့ကိုကျေးဇူးတင်ကြောင်းပြောတဲ့ဝီချောင်းနဲ့အတူစံတဆိုင်ထိုင်ရင်ဒီမှာဘာစကားမှမပြောဘဲတနအီလောက်ထိုင်နေကြရအောင်လို့ဆိုပါတယ်။စကားမှုဟာညွန့်ကျုပ်တံဖုန်းဆက်ပြီးဂျောင်ကြီးချောရဲ့သတင်းပေးရာယူဝီချောင်းဝမ်ကျူမြို့မှာအမှန်တကယ်နေထိုင်ခဲ့လားလို့အတင်းကျပ်လာစုံစမ်းနေကြောင်းသတင်းပို့လာတာမို့ကော်ဖီဆိုင်မှာဝီချောင်းကိုတစားကန်ဖြစ်ဖမ်းနာမှသိလိုက်ရပါတယ်။သတင်းပေးချောဆိုသူဟာဝီချောင်းရဲ့ဖခင်ရဲမှုချုပ်ဟာဝမ်ကျူမှာနေထိုင်ခဲ့လားလို့အချက်လက်စုံလင်စွာထောက်လှမ်းခဲ့ပြီးထိုမျိုးရဲ့အနီးကိုတော့မရောက်ခဲ့ဘူးမှသိလိုက်ရပါတယ်။ထိုသတင်းကိုဂျောင်ကြီးချောထဆက်သွယ်တော့မဲ့အချိန်အပြေးလွှားရောက်လာသူစိုးဦးကခဏလောက်စကားပြောကြရအောင်လို့ဆိုပါတယ်။သတင်းရထားတဲ့စာရွက်စာတမ်းတွေပြဖို့တောင်းဆိုခဲ့ပေမဲ့တထေးကြောင်ကိုအရင်ပြောရမယ်လို့ခေါင်းမစွာထွက်ပြေးသွားပါ
ပါတယ်။ကြောင်ပိမိနေတဲ့သတင်းပေးဟာရဲမှုချုပ်ဟောင်းရဲ့တမန်အကြီးတန်းရဲရရှိဘဲကြုံမှုဆိုတဲ့အကြောင်းထုတ်ပြောလာပြီးမှသူနဲ့အန်ရတော်တဲ့ရောက်နေပြီဖြစ်တဲ့သူ့ဇနီးရဲ့တီးဥမှန်အတွက်လိုက်လံတားဆီးဖို့ကြိုးစားခဲ့ပေမဲ့အကြောက်ကန်ထွက်ပြေးခဲ့တဲ့သတင်းပေးဟာသူ့စရိတ်နဲ့သူကိစ္စလျှော်သွားခဲ့ပါတယ်။အတန်းငွေကြံနေသေးတဲ့သတင်းပေးရဲ့ဖိုင်ထဲမှာတော့သူ့ရဲ့ကိုရေးချက်လက်တွေနဲ့ဒုက္ခတွင်နဲ့ရောက်သွားစေနိုင်တဲ့အထောက်အထားတွေကိုရှာတွေ့ခဲ့ပါတယ်။ကော်ဖီဆိုင်ကဝေချောင်းလည်းအချိန်တနာကြီးကြာသွားပြီမို့ထားပြန်သွားတဲ့အခါဂျောင်ကြီးချောတယောက်သူ့သတင်းပေးထဖုန်းဆက်ခဲ့ပေမဲ့ဘဲကြုံမှုကယူဆောင်သွားပြီဖြစ်ပါတယ်။တရုတ်ပြည်မှာရှိနေတဲ့ဟဲရောရဲ့ဖခင်ဟာသူ့သမီးကိုပြန်ခေါ်နေပေမဲ့ကိုရီးယားကစိတ်ဝင်စားစရာဂိုင်းနှစ်ခုကိုစောင့်ကြည့်အကဲဖြတ်အောင်မှမို့နည်းနည်းထက်နေခွင့်တောင်းပါတယ်။ပေါ်မခယုံဝမ်ကီဟာကိုရီးယားပစ္စည်းပို့သမားကိုရွေးချယ်ပြီးပြီလားလို့မေးတဲ့အခါစီစဉ်နေသေးဖြစ်ပြီးယုံကြည်မှုကိုအာမခံခဲ့တာကြောင့်ငွေရှာခွင့်ရနေတဲ့ဂျောင်ကီချောကတော့အယောင်းဝဲကိုဖျက်ဆီးလိုက်တဲ့အတွက်တန်ရာတန်ကြီးပြန်ပေးရမယ်လို့ဆိုပါတယ်။ကလေးတွေကိုလက်ဖေးတိုက်လိုက်ပါဆိုတဲ့ခေါင်းဆောင်ရဲ့အမိန့်နဲ့အားလုံးကိုအပြင်ခေါ်ထုတ်လိုက်ပါတယ်။အဲဒီနောက်သွေးနဲ့ရင်းထားတဲ့မိသားစုအဖွဲ့ဝင်တွေထဲမှာမိသားစုကိုတစ္ဆာဖောက်သူဟာတန်ကြီးပေးရလိမ့်မယ်လို့ကြွေးကြော်ရင်အရက်ခွက်တွေကိုပြန်လူမောလိုက်ပါတယ်။ဟဲရောဟာဂျောင်ဝီချောမဟုတ်တဲ့နောက်ထပ်ကုန်ပစ္စည်းလက်ခံမဲ့စိုးဖွဲ့စည်းကောင်းဆောင်နဲ့တွေ့ဆုံနေပါတယ်။1ကီလိုကိုတန်း30နဲ့တစ်ချိန်ပစ္စည်းလက်ခံတိုင်း10ကီလိုယူရမယ်ဆိုတဲ့စကားကိုသူကမူရစေးရောက်မဲ့လူမဟုတ်တဲ့အတွက်1ကီလိုတန်း20သာပေးမယ်လို့ဈေးစစ်နေပါတယ်။သူမကိုဘာမဟုတ်တဲ့မူရရသာကလေးမအဖြစ်ဝိုင်းလောင်ပြောင်နေကြတဲ့လူမိုက်တွေကိုသဘောကျစွာရေးလိုက်ပြီးစိတ်လိုက်ကိုခဲကကိုယ်အဆင့်ကိုမသိတဲ့ယောဂါကကိုယ်စရာစီးမရှိကြောင်းပြောလိုက်ပါတယ်။ဒီတော့မှ1ကီလိုတန်း30နဲ့သဘောတူမှဖြစ်ပေမဲ့သူ့ငွေရပေါက်ပါသွားတာကိုဒီတိုင်းငြိမ်ခံနေမှာမဟုတ်တဲ့ဂျောင်ကီချောကိုရှင်းပေးဖို့ပြောတဲ့အခါဒီလိုစီးမရှိကမ်းမရှိကလေးတမယူရဆန်မှုနဲ့ဆိုတရုတ်ပြည်မှာတိမ်မိတ်ကြနိုင်ကြောင်းသာပြောလိုက်ပါတယ်။ဂျုံမိုတယောက်သူ့ကိုကယ်ပေးပါလို့အတန်းငွေနဲ့အကူအညီတောင်းနေသူကိုအန်ရကလွတ်မြောက်ချင်သောနဲ့ပြစ်ထားခဲ့မိတဲ့အတွက်နောင်တရနေပါတယ်။ဂျောင်ကီချောကလည်းသူသိကျင်တဲ့သတင်းအတွက်ဖုန်းနဲ့ဇက်တိုက်ခေါ်ကပြန်ဆက်သွယ်တာကိုစောင့်နေမယ်လို့အတန် message ပို့လိုက်ပါတယ်။ဝီချောင်းနဲ့သူ့ရဲ့ကိုကြီးအချက်လက်ကိုတရုတ်မှန်တိုင်းဂီချောသိသွားတော့ပြီလို့စိုးရိမ်နေတော့လဲတိတ်ဆုံးသူသတင်းပေးရဲ့ဖုန်းခေါ်မှတ်တမ်းမှာဂျောင်ကီချောနဲ့ပြောထားခြင်းမရှိသေးတာကြောင့်စုံစမ်းရေးမှာပြဿနာမရှိနိုင်သေးဘူးလို့ညွှန်ချုပ်ကရှင်းပြပါတယ်။သူတို့လင်မယားရဲ့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့အထိနောက်ခံအကြောင်းအရာကိုထိချုပ်မထားနိုင်သူတွေကိုဒေါသတကြီးအပြစ်တင်နေရကြောင်းဒိုယောင်းကဂျောင်ကီချောအဲ့လောက်စုံစမ်းမယ်မထင်လို့သူ့အမားလို့တောင်းပန်ပါတယ်။ညွှန်ချုပ်ဆိုတဲ့လူကဂျောင်ကီချောသာတည်သွားရင်အကုန်အဆုံးသတ်ပြီမို့သတင်းပေးတည်သွားတာကပဲပိုကောင်းတဲ့အောင်ပြောနေတဲ့အတွက်စိတ်ပြတ်စွာထွက်သွားပါတယ်။တစ်ဖက်မှာဂျောင်ကီချောတယောက်သူ့သတင်းပေးနေတဲ့နေရာထိလိုက်သွားတဲ့အခါမှာတိုက်ဖို့ကပြုတ်ကျသိဆုံးသွားကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်တရုတ်တွေဂျပန်တွေနဲ့မူရစ်စေးကုန်သွယ်မဲ့ကိစ္စရဲ့တရုတ်တွေဘက်ကကိုရီးယားတယောက်ကိုအစားထိုးခတ်မဲ့အကြောင်းတွေပြောနေသူဖုန်းကိုတေချာထိုင်ကြည့်ရင်မင်းကငါထက်တောင်အလုတ်ချောင်းကိုပိုစိတ်ဝင်စားနေရပဲလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလူတက်လာမိတဲ့ကိစ္စနဲ့ဂျုံမိုတယောက်တုံလုံးနေမှာမို့ဝီချောင်းကိုဆက်သွယ်နှစ်သိမ့်ခိုင်းနေတဲ့အတွက်ဒါကဖုန်းပြောပြီးဖြေရှင်းလို့မရပဲဖိအားတွေနဲ့မွန်းချက်နေတဲ့အမှုတန်းတယောက်ကိုဒီတိုင်းလွတ်မထားဘူးနဲ့လိုအပ်တဲ့စစ်ကူပို့ပေးရန်တောင်းဆိုတော့လဲဘာမှမလုပ်ပေးနိုင်သေးကြောင်းသာပြောပါတယ်။ဒီတော့သူမကိုယ်တိုင်ဝင်ပါဖို့စိတ်ကူးနဲ့ညနာတကောင်ဂျောင်ကီချောထံဖုန်းခေါ်ကမနှက်ပြန်ပေးရမှုတွေးကြမလားလို့ခေါ်ပါတယ်။ဂျောင်ကီချောတယောက်ဂိုင်းထဲမှာထူးဆန်းတာတွေဇက်တိုက်ဖြစ်နေပေမဲ့သူ့ကိုယ်သာတန်တရားဝင်ခဲ့တဲ့ဆိုတဲ့ဂျောင်းဘဲရဲ့စကားတွေကိုပြန်ကြားရောက်ရင်မနှက်ပြန်မနှက်သူ့ရုံးခန်းကိုဘယ်သူမှမသိအောင်လာခဲ့ဖို့ဘဲရောင်းတဲ့ကိုခေါ်လိုက်ပါတယ်။နောက်တနေ့တပြက်စီလဲတန်ကြားတာနဲ့ထွက်ကြည့်တော့ဂျောင်ကီချောကိုယ်တိုင်ဖြစ်နေပြီးဧည့်သည်လာမှလို့ဆိုပါတယ်။စိုးကိုလည်းဟဲရောနဲ့ပြဿနာမဖြစ်အောင်တော်တွေးလိုက်လို့ဆိုကဝစ်စုံအစ်တစ်ခုပြင်ဆင်ပေးထားပြီးကွမ်ဖုန်းကိုဂတိပေးထားတဲ့အတိုင်းသူစိတ်ပြအောင်မလုပ်ဖို့မှာသွားပါတယ်။တက်ဆီနဲ့ရောက်လာတဲ့ဟဲရောဟာဝစ်စုံအစ်နဲ့ကွမ်ဖုန်းကိုတန်းတော်ချီးကျူးနေပြီးသွားဖို့ပြင်နေတဲ့ဝီချောင်းတယောက်ဂီချောကိုနှုတ်ဆက်ရင်ရောက်လာပါတယ်။ဒီတော့မှရုံးခန်းကိုလာမဲ့ဧည့်သည်ကသူ့ဇနီးမို့ကြောင်အားဖြစ်နေတဲ့ဆုံးကိုသူမတို့ပထမဆုံးဒိတ်မှမို့တကားဖွင့်ပေးဖို့ပြောရင်ဝီချောင်းကိုစိုက်ကြည့်နေပါတယ်။အသွင်ယူရကနေဘာတွေဖြစ်ကုန်မှမသိတဲ့ဇနီးမောင်နှံနှစ်ယောက်တယောက်ကိုတယောက်စိုက်ကြည့်နေရကိုဟဲရောကအသေးချာလေးလာနေပြီးတတိကြောင်ရဲ့ကောင်မလေးလာလို့မေးပေမဲ့ဘဲကိုသွားမလဲလို့သာပြောလိုက်ပါတယ်။ဝီချောင်းကလည်းကွမ်ဖုန်းနဲ့ထွက်သွားတဲ့မိန်းကလေးကဘသူလဲလို့မေးတော့စိုးကိုသဘောကျနေတဲ့ရက်ဆိုင်ပန်းရှင်မိန်းကလေးလို့ဆိုပါတယ်။ရုံးခန်းထဲဝင်လာတော့အသွင်ယူနေရတဲ့သူမခင်မွန်စိုးကိုအိပ်ရတဲ့နေရာကြောင့်စိတ်မကောင်းဖြစ်သွားပေမဲ့ဘာမှမဖြစ်သလိုဟန်ဆောင်ရင်ဂီချောရဲ့ရုံးခန်းကိုလိုက်သွားပါတယ်။ဒီအချိန်ဘဲရောင်းတဲ့ရောက်လာတဲ့အတွက်သူခိုင်းမဲ့ကိစ္စကိုတာဝန်ကြီးအောင်ဆောင်ရွက်ပြီးရန်လိုအပ်တာတွေမှာပြီးပြန်လှုပ်လိုက်ပါတယ်။တိကျသေးချာသလောက်ရှိနေတဲ့တပ်သူတွေကြောင့်ဂျောင်ကီချောရဲ့လက်အတွင်းမှာဆွဲကြိုးလေးကတစ်ဖက်တနက်တစ်ဖက်ကိုလည်းယူကြည့်နေပြီးကြိုတင်ပြင်ဆင်လာတဲ့ဝီချောင်းကလည်းသူမအိတ်ထဲကတနက်ကိုစစ်ဆေးနေပါတယ်။ဒါပေမဲ့တောက်ဆရာယူလာတဲ့ဂီချောကရှာရှာပါပါနားရရထားတဲ့
တဲ့ဦးကျောင်းကိုတနေရာလိုက်ဖို့ပေးပြစီလို့တောင်းဆိုလိုက်ပါတယ်ပထမဆုံးဒိတ်နေတဲ့ဆိုတဲ့သုံးဦးတို့နှစ်ယောက်ဟာစိုးကစင်ကြီးဘုံချက်ကွက်တစ်ခုတန်ရောက်လာပြီးပြန်လည်တိစောက်မယ်ဆိုတဲ့နေရာမှာသူမရင်းနှီးမြုပ်နှံနေတာကြောင့်လာကြည့်တာလို့ဆိုပါတယ်အဲ့ဒီနောက်ရက်ကွက်ထဲကတကြားမှုရောင်းတဲ့ဆိုင်မှာပုံစံတစ်ခုကိုအနဲ့ကောင်းမွန်စွာခွဲထုတ်နိုင်မှာကနောက်တစ်ခုအပူရမယ်ဆိုတာကြောင့်စမ်းကြည့်နေပါတယ်တစ်ဖက်မှာဂီချောခိုင်းလိုက်တဲ့ဘဲရောင်းတဲ့ကတော့တည်င်းပေးသိဆုံးခဲ့တဲ့နေရာထံလာရောက်စစ်ဆေးနေပါတယ်ဂန်နန်းနဲ့တင်ရောက်ရဲမတင်းတိမ်နိုင်မှုဆိုတဲ့ကြောင်ကြီးချောကတော့သူအများကြီးစူးစမ်းခဲ့တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းဟိုတယ်ရီစားသောက်ဆိုင်တွေအပြင်ဝီချောင်းမှာသူနဲ့အတူရှိရင်သူ့အိမ်မက်ကပြည့်စုံပြီလို့ပြောပြနေပါတယ်သူ့ဘက်ကရိုးသားစွာဖတ်တွယ်နေမိတဲ့အတွက်ဝီချောင်းဘက်ကလည်းရိုးသားဖို့လိုကြောင်းပြောနေစဉ်သုံးဝရဲ့ဖုန်းဝင်လာပါတယ်တကြားမုံနဲ့ကစားနေတဲ့ဟဲ့ရောဘေးမှာရက်ကြည့်နေတဲ့ကြောင်ကြီးချောတို့ကသူတို့နှစ်ဦးချင်းချင်းရဲ့စိုးရိမ်ပူပန်မှုကိုအဟန့်တားဖြစ်ရှိနေပါတယ်ကြောင်ကြီးချောရဲ့တည်င်းပေးတော့ခဲ့မှုတဲ့နေရာအထိလိုက်ဆောင်ဆန်းခဲ့တဲ့ရောင်းတဲ့တယောက်သူ့တတိကိုဖုန်းဆက်လိုက်ပါတယ်တေဆုံးသူတည်င်းပေးချုံးမှာတိုက်ပေါ်ကမတော်တဆပြုတ်ကျခဲ့တဲ့ဆိုတာနဲ့သူ့ရဲ့ဖုန်းကိုတော့ရဲတွေလည်းရှာမတွေ့ကြောင်းတည်င်းပို့ပါတယ်ပြီးတော့အငိမ့်သားရဲအသင်းဝင်အဖွဲ့အစည်းဆိုတာကိုတွေ့တယ်ဆိုတဲ့အတွက်တေချာနားထောင်ပြီးသူခိုင်းတဲ့အတိုင်းလုပ်ရမှားလိုက်တာကြောင့်ရဲအဖြစ်ဟန်ဆောင်ကဝင်သွားပါတယ်ကမ်းခြေမှာလမ်းလျှောက်နေတဲ့ဝီချောင်းကသူမမေရဲ့စာပနာမှာဂီချောကူညီပေးခဲ့တာကျေးဇူးတင်တဲ့အကြောင်းပြောနေပါတယ်ရုတ်တရက်ကြီးလက်ကိုစောင့်ဆွဲလိုက်တဲ့ဂီချောဟာဝီချောင်းကိုဝမ်ကျူမှာမနေခဲ့ဘူးမဟုတ်လားလို့မေးလာပါတယ်တည်င်းချက်လက်တွေကိုဂျုံမိုသိမ်းယူနိုင်လိုက်ကြောင်းကြိုသိထားပြီးသားမို့သူမဝမ်ကျူမှာမနေခဲ့ပေမဲ့ဖခင်တာဝန်ကျတဲ့နေရာဖြစ်လို့စိုးကနေအိမ်ဦးနဲ့ကျမ်းပြင်သွားလာခဲ့ဘူးကြောင်းခက်တီတီနဲ့ဖြေကဘလို့သိတယ်လို့မေးပါတယ်အလဲတန်းလောက်မှစိုးကိုပြောင်းသွားတယ်လို့ပြောဘူးတဲ့ခွန်စိုးရဲ့စကားကြောင့်ပါလို့ပြောပြကဖះเจ้าကလူတွေကအမကိုမူလတန်းကလေးကတည်နေတာမို့ထိုးစမ်းတယ်လို့ခံစားရတယ်ဆိုတဲ့အတွက်ခွန်စိုးကိုအမှတ်မှားခဲ့တာလို့သာဖြေလိုက်ပါတယ်ဒီလိုမယုံသင်္ကာဖြစ်နေရင်နှစ်ယောက်ကြားဆက်ဆံရေးအဆင်ပြေမှာမဟုတ်ဘူးလို့ပြောနေတော့စူးစားပန်းသားသတင်းရယူလာသူရောင်းတဲ့ကတည်င်းပေးချွန်းယူသွားတဲ့အချက်လက်တွေသိလာရပြီလို့ဆိုပါတယ်မိတူကူးလာတဲ့အချက်လက်တွေကိုကြောင်ကြီးချောတံဖတ်ပြနေပြီမို့ဝီချောင်းဟာအိတ်ထဲကတနက်ကိုကင်လိုက်သလိုကြောင်ကြီးချောကလည်းအိတ်ထောင်ထဲကတနက်ကိုလက်လှမ်းလိုက်ပါတယ်ပြီးတော့ဝီချောင်းထံသွားကနောက်လှည့်ပေးပါလို့ပြောတာကြောင့်ထိတ်လန့်သွားနဲ့လှည့်ပေးလိုက်ပါတယ်လေဘင်းပေါ်ရောက်လာတဲ့ကြောင်ကြီးချောရဲ့လက်ကြောင့်အသက်မရှူနိုင်တော့တဲ့အထိကြောက်လန့်လာပြီးတနက်ကိုကင်ထားလိုက်ပြီးမဲ့လေဘင်းပေါ်ရောက်လာတာကစွမ်းချိုးလေးတကုံဖြစ်နေပါတယ်ဒီတော့မှအထင်လွဲခဲ့တဲ့အပြုတ်မှုအတွက်တောင်းပန်ကအထက်တန်းကျောင်းတုန်းကသူကတိပေးထားတဲ့အတိုင်းပိုကောင်းပိုဖိုးတန်တဲ့စွမ်းချိုးလေးပေးတာဖြစ်ကြောင်းအသိပေးနေစဉ်ဆက်လက်ဟန်ဆောင်နိုင်သောမရှိတော့တဲ့ဝီချောင်းတယောက်ပြန်ကြရအောင်လို့ပြောလိုက်ပါတယ်တောင်းယူလာတဲ့သတင်းချက်လက်ထဲမှာတခုခုကိုမှတ်မိသွားတဲ့အောင်နဲ့ကောင်မလေးကိုဖွင့်ကြောင်းရင်ဖုန်းနံပါတ်မတောင်းလာမိတဲ့ရောင်းတဲ့တယောက်သူ့ကိုယ်သူအပြစ်တင်နေပါတယ်ထိုလိမ့်စာနဲ့အချက်လက်တွေအားလုံးကိုဒိုရောင်းကစီမံထားပြီးနောက်တစ်ခါအဲ့လိုစုံစမ်းသူပေါ်လာရင်သူ့ကိုဆက်သွယ်ရန်မှားနေတဲ့ပန်းစည်းကြီးကင်ထားတဲ့ရောင်းတဲ့ရောက်လာပါတယ်ဒိုရောင်းကိုတနေရာမှာမြင်ဖို့နေတဲ့ရောင်းတဲ့တယောက်စဉ်းစားလို့မရတာနဲ့ကောင်မလေးစီပဲဥတီလိုက်ပါတယ်စုံတော့မင်ကူထံသူ့လက်ထောက်ရောက်လာပြီးရခင်သူတို့ဌာနခွဲမှာလက်စားမှုကြောင့်အလုပ်ထုတ်ခံလိုက်ရသူချွဲကျင်ဖြောင်းဟာကြောင်ကြီးချောအတွက်အလုပ်လုပ်ပေးနေသူဖြစ်ပြီးယခုသေသွားပြီလို့အသိပေးလာပါတယ်ကိုရီးယားထိကိုရန်တော်လိုက်လုပ်နေတဲ့လူဟာသူမငယ်စဉ်ကတည်းကတတ်တော်ဆောင်လုပ်ပေးခဲ့သူမို့တငယ်ချင်းတဦးတလီတော်မထားခဲ့ဘူးတဲ့ဟဲယောကစိုးုံနဲ့အတူဂိမ်းဆောင်ရင်ပြောနေတာမို့သူနဲ့လှုပ်တွဲမလုပ်ချင်ဘူးလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့စိတ်လို့ကိုလို့ပြောချင်နေတဲ့ဟဲယောထံကဘာအဖြေမှမရပဲတနေရာကိုလိုက်ပို့ပေးဖို့သာပြောပါတယ်။အခင်းပြနေရာကိုလာရောက်ဆောင်သန်းနေတဲ့စုံတော်မင်ကူတယောက်အမိုက်ပုံးတွေကြားကနေရွှေရောင်မီးချစ်လေးကိုရှာတွေ့သွားပါတယ်။ကွမ်ဆိုးအစားစားနေရာကိုထိုင်ကြည့်နေတဲ့ဟဲယောဟာမနက်ကတွေ့ခဲ့တဲ့ဂျောင်ကြီးချောရဲ့ကောင်မလေးကဘသူလဲလို့မေးပါတယ်။စကားလမ်းကြောင်းကိုလွှဲလိုက်ပြီးရခင်ဟဲယောမေးဘူးတလို့အလုံးမှာစိတ်ခံစားချက်ကအရေးကြီးလားငွေကအရေးကြီးလားဆိုတဲ့အခါသူမတတ်တော်ဆောင်ကိုလှမ်းခေါ်လိုက်ပါတယ်။အဲဒီနောက်ကမ်းလှမ်းချက်အသစ်အနေနဲ့ဂျောင်ကြီးချောကတိပေးထားတဲ့အတိုင်းဈေးနှစတိုးလိုက်ပြီး1ကီလိုကိုမီလီယံ30နဲ့တခါပို့ရင်16ကီလိုထိသတ်မှတ်လိုက်ပါတယ်။ဒီလိုအနေများတဲ့တိုးမြင့်မှုနဲ့ဆိုရင်နှစ်ဖက်စလုံးအတွက်အခက်အခဲများနိုင်ကြောင်းထောက်ပြပေမဲ့သူမအဖေစိတ်ကြည်နက်မှုရအောင်ဒီလောက်ပမာဏမှာတင့်တော်မယ်လို့ဆိုပါတယ်။ထို့တတိနဲ့ပြန်အတီးပြုတ်အောင်မဲ့ဆိုတဲ့ဆုံးအုပ်ကိုသူမကအလုပ်တူတွဲလုပ်ချင်တာမို့ကိုယ်တိုင်ကိုကြတထိုင်နဲ့ဆုံးဖြတ်ရမှာပါတယ်။တစ်ဖက်မှာတန်တရားမျိုးမျိုးကြောင့်ခွာပြဲနေပြီဖြစ်တဲ့လူမိုင်းနဲ့ရဲမေတို့ကြားမှာဂျောင်ကြီးချောကဂွမ်ဆိုးနဲ့ယင်းနေပြီးသူ့ဘဝရဲ့တိုက်ဆိုင်စွာပြန်ရောက်လာလို့ဆွဆွဲနေပြီမို့ထဲဟိုအသက်ခံရတဲ့ကိစ္စပြီးလူသက်သမားဂျန်ကယောင်ချူပြတ်ဆောင်နေမှုကိုစုံစမ်းနေကြောင်းလှည့်ပြောလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ဂျောင်ကြီးချောကိုလည်းသူမကိုယ်တိုင်အပြစ်မရှိဘူးလို့ယုံကြည်နေပြီးတကယ်တက်ခဲ့တယ်ဆိုရင်လည်းသူမကယူမဆိုင်ပဲယုံကြည်နေမယ်လို့ပြောလိုက်ပါတယ်။ဂျောင်ကြီးချောယုံကြည်လောက်ဟန်ဆောင်နေရမှာဇလန်းတွေရှုပ်လာပြီးသူမကိုယုံကြည်တဲ့အကြောင်းရင်းကဂီချောကိုချစ်နေလို့ပဲလို့ပြောကလက်ထက်လက်ဆုပ်ကိုကျင့်နေအောင်ဆုပ်လျက်သားဂျောင်ကြီးချောရဲ့အနမ်းတွေကိုလက်ခံလိုက်ပါတယ်။ဂျပန်တို့နောက်ကိုနောက်ရောက်ခံလိုက်နေကြတဲ့ဟီဆောင်တို့ဟာဂျေကွန်အဖွဲ့အစည်းနဲ့ရင်းနှီးစွာနှုတ်ဆက်နေရကြောင်းဂျောင်ကြီးချောထံဆက်သွယ်လိုက်ပါတယ်။ကြည်နူးစိတ်ဝင်နေတဲ့ဂျောင်ကြီးချောကတော့ရုံးခန်းကိုရောက်မှအကိစ္စဆွေးနွေးမယ်လို့ပြန်ပြောလိုက်ပါတယ်။တနေ့လုံးထိုင်ဆွေးနွေးနေကြတဲ့စိုးုံနဲ့ဟဲယောတို့ဟာစိုးုံကိုယ်တိုင်သဘောတူတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ဂျောင်ကြီးချောနဲ့သာလှုပ်ဆက်လုပ်မယ်။ဒါပေမဲ့ထိုအဖွဲ့အစည်းတွေကအခြားယောက်ျားတစ်ယောက်နဲ့ဆိုတဲ့အကြောင်းသူမဖခင်ထံဆက်သွယ်ခိုင်းလိုက်ပါတယ်။တယောက်တစ်ထေးက
ကတော့ကွဲရပြီးသားခွက်ဟာအသုံးပြုဖို့မသိတော့တာကြောင့်သူ့သမီးစိတ်ကျဉ်တဲ့သည့်အထိလွတ်ထားပြီးရင်ဂျောင်ကီချောနဲ့ဝေးဝေးဆွဲခေါ်ဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာဂျောင်ကီချောကတော့ဝေချောင်းကိုသူ့ရုံငန်းအထိခေါ်ကမင်းတို့ရဲ့မကြီးဖြစ်လာမဲ့လူလို့ပေါ်တင်ကြီးမိတ်ဆက်ပေးလိုက်ပါတယ်။ထိုသတင်းစကားကြောင့်ရဲနဲ့တတ်မတည့်ဘူးဆိုတဲ့ဟီဆောင်တယောက်ကတုံကရင်ဖြစ်နေတာမို့တီးတန်းခေါ်ထုတ်ပြီးအဲ့ဒီရဲမိန်နဲ့မိတ်ဆက်ပေးဖို့ရုံးမှာလူစုခိုင်းထားတာလားလို့မေးပါတယ်။အစီပြေတော်မို့စိတ်မပူရမှာကဂျေကွန်းဖွဲ့နဲ့တွေ့နေတဲ့ဂျပန်လေကိစ္စကိုတော့တရုတ်တွေနဲ့ဆွေးနွေးနေသူစိုးကိုစောင့်ကြည့်ရမှာဖြစ်ပြီးလောလောဆယ်ပစ္စည်းမရှိတဲ့ဂျပန်တွေကဘာမှလုံးနိုင်အောင်မဟုတ်ဘူးလို့ဆိုပါတယ်။အလုပ်ကိစ္စပြီးသွားပြီဖြစ်တဲ့ဟဲရောဟာပြန်ထိမ့်မဲ့အစီအစဉ်စမယ်ဆိုပြီးဂွမ်စိုးကိုတခုချင်းထိုင်ချီကျူးကသူမနဲ့အိမ်မလားလို့မေးပါတယ်။ရုပ်ပြတ်သွားတဲ့စိုးကိုကြည့်ရင်ဒါဆိုစာချုပ်ကိစ္စပြန်ဖြတ်မှာလို့စနောက်လိုက်ပါတယ်။ဟဲရောရဲ့နန်းတွေကြားမှာသူ့ဇနီးပုံရိပ်တွေကိုမြင်အောင်နေပြီးညင်းမှုကြိုးစားနေစဉ်ကံကောင်းစွာနဲ့တကားဖွင့်ဝင်လာတဲ့ကိုရန်တော်ကြောင့်တခန်းရက်သွားပါတယ်။ဟဲရောရဲ့ဖေဟာကုံသွေးရေးကိစ္စကိုဂျေကွန်းအဖွဲ့စည်းနဲ့သဘောတူလိုက်ပြီဖြစ်ပြီးဒီနေ့ညဂျောင်ကီချောကိုရှင်းလင်းတော့မှာဖြစ်ကြောင်းအသိပေးလာပါတယ်။တယောက်လိုတခွန်းမှနားမလဲသူဆုံးကိုတယောက်မျက်နှာပြတ်နေတဲ့ဟဲရောရဲ့အပြုတ်မှုကြောင့်ဘာတွေဖြစ်နေရလဲလို့မေးပါတယ်။တထဲကြောင်မရှိဘဲနဲ့တယောက်တည်းအလုံးလုံးနိုင်လားဆိုတဲ့ထူးဆန်းတဲ့စကားတွေကြောင့်ပုံမှုထိတ်လန့်သွားပါတယ်။တစ်ဖက်မှာအရက်တန်ဆေးတွေရောတော့ပြီးဂန်နန်းကိုင်းကိုရှင်းလင်းမဲ့ဂျေကွန်းဖွဲ့သားတွေဟာလူသေးစေတဲ့လက်နက်ဆောင်တွေနဲ့အတူအဆောက်အဦထဲဝင်လာနေကြပါပြီ။ဝေချောင်းရဲ့ဖုန်းကိုခေါ်ခဲ့တော့လဲဆိုင်းလန့်လောက်ခါဂျောင်ကီချောနဲ့တောက်စားနေတဲ့အတွက်ဆက်သွယ်မရဖြစ်နေပါတယ်။ဒါကြောင့်ခေါင်းဆောင်ဆောရဲ့ဖုန်းထက်ဆက်သွယ်လို့မပြီးခင်မှာဂျေကွန်းဖွဲ့သားတွေကရုံးမန်းရှိရာအထိအိုးတီလာနေပြီဖြစ်ပါတယ်။အလင်ကဆူဆူညံ့ညံ့အတန်တွေကြောင့်ထွက်ကြည့်တော့ဟီဆောင်ကအပြင်မှာစစ်ပွဲဖြစ်နေပြီလို့ဆိုပါတယ်။ဒါကြောင့်ဝေချောင်းကိုအခန်းထဲခေါ်ကသူ့ကိုနားလည်ပေးမယ်လို့ပြောထားတဲ့အတိုင်းဒီညမြင်တွေ့ရတော့မယ့်အဖြစ်အပျက်တွေကိုယုံကြည်နားလည်ပေးရန်တောင်းဆိုလိုက်ပါတယ်။အဲဒီနောက်အလုံးရင်းနဲ့ဖောက်ဝင်လာပြီဖြစ်တဲ့တစ်ဖက်ကိုင်းသားတွေကြောင့်သူ့တနက်ကိုဆွဲယူရင်ဒီကနေလုံးဝထွက်မလာဘူးမှာကလက်နက်ပေါင်းစုံကိုင်းထားတဲ့လူအုပ်ကြီးကြားထဲတုံးဝင်သွားပါတော့တယ်။တတို့သားဘဲချုံမူနဲ့တတို့သမီးယိုဤချောင်းတို့ရဲ့မင်္ဂလာပွဲအထားမြောက်ပြီဖြစ်ကြောင်းလူအများရှိမှကြေညာနေစဉ်အပြင်ကဆုညံတန်တွေကြောင့်ဂျုံမူထွက်ကြည့်လိုက်ပါတယ်။ရုံးရင်းဆန်ကအော်ကြီးဟဲ့ကျဲနဲ့မင်္ဂလာလက်ဖွဲ့ငွေတွေကိုလာယူနေသူတယောက်ဟာဂျုံမူရဲ့ဖခင်ပဲဖြစ်ပါတယ်။အားလုံးရဲ့အကြည့်တွေအောက်မှာသူ့ကိုပတ်စံလေးတော့ပေးတဲ့နဲ့ဆိုတဲ့ဖခင်ရဲ့လက်ကိုဆွဲယူကြည့်လိုက်တော့အဲ့ရတွေမြင်တာနဲ့လက်ဖွဲ့ပုံတွေကစာရွက်တွေကိုပြီးကထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်။ဇနီးတဲ့ဘက်ကမျက်နှာကြီးအရာရှိတိုင်းဝိုင်းရဲ့အကြည့်တွေအောက်မှာဂုံတိတ်ခါကျဆင်းခဲ့ရပြီးထိုစဉ်ကတည်းကအနှိမ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ကွမ်ဆွန်ကိုတယောက်ဒုတ်တွေဓာတ်တွေနဲ့ခုတ်ပိုင်းရနေရထက်အချိန်မီပြန်လာနေပါတယ်။ဂန်နန်းကိုင်းသားတွေကကျူးကျော်ဝင်လာသူဂျေကွန်းအဖွဲ့သားတွေကိုရှားသလောက်ခုခံနေပေမဲ့တစ်ဖက်ကိုင်းကလူဝင်အားဟာပူပူတိုးလာနေပါတယ်။ဒီအချိန်ဆွန်ကိုပြန်ရောက်လာပြီးထိတ်လန့်နေတဲ့သူ့ဇနီးကိုလှမ်းကြည့်ကမထင်မှတ်တာတစ်ခုကိုပြုတ်မှုလိုက်ပါတယ်။ဓာတ်တစ်ချောင်းနဲ့မြင်မြင်သမျှကိုခုတ်ပိုင်းနေရင်ဝီချောင်းအဖမ်းခံလိုက်ရတာမြင်တာနဲ့ထိုနေရာကိုတဖြည်းဖြည်းရောက်အောင်သွားနေပါတယ်။သူ့ကိုယ်သူအထက်တန်းရဲရရှိဆိုတာကိုတတိမရတော့ပဲရုံငန်းထဲရောက်သည့်အထိမကောင်းဆိုးဝါးတကောင်လိုရဲရဲဆက်ဆက်တက်ဖြတ်နေသူဂျုံမိုကိုကြည့်ရင်ဝီချောင်းဟာသူ့လက်ကဒဏ်ရာကိုတော့အလေးမထားနိုင်တော့ပါဘူး။လူတယောက်ကိုမျက်တောင်မခတ်စတန်သူ့အေးစွာတက်ဖြတ်နေတဲ့သူမခင်မွန်ဟာဘလို့အကြောင်းအရာတွေကြောင့်ဒီလောက်ပြောင်းလဲသွားလဲဆိုတာတွေးမရဖြစ်နေပါတယ်။အသက်မပါတဲ့မျက်လုံးတွေနဲ့ဂျုံမိုကတော့အခန်းထဲမှာရက်နေကြတဲ့ဂျောင်ကီချောနဲ့ဦးချောင်းကိုကြည့်ရင်အပြင်ကအတန်တွေကြောင့်ထွက်မလာရန်တားလိုက်ပါတယ်။ဒီအချိန်ယောက်ျားတစ်ယောက်နဲ့မိန်းကလေးခြေထောက်တစ်စုံကိုမြင်လိုက်ရပြီးဟဲရောဟာသွေးလိမ့်လိမ့်ဖြစ်နေတဲ့သုံးကိုကြည့်ပြီးတန့်ချီရေးလုပ်ဖို့တော့ခတ်တော့မှာပဲလို့ရေကျွတ်လိုက်ပါတယ်။အနာထိတိုးလာကဒီလောက်ကြီးအထိသွေးဆိုးလိုက်ရခြင်းရည်ရွယ်ချက်ကိုမေးတော့ဦးချောင်းနဲ့ဂျောင်ကီချောဘက်ကိုလှည့်ပြီးသူကာကွယ်ရမယ့်လူရှိနေလို့ဖြစ်ကြောင်းသာဖြေလိုက်ပါတယ်။အဲဒီနောက်တသက်လုံးလိုက်နာခဲ့တဲ့သူမဖေရဲ့စကားကိုတူဖယ်ရခြင်းရဲ့အကျိုးဆက်နဲ့ထိုက်တန်အောင်တတိချောင်ကပဲတသိပြလို့ဆိုပါတယ်။အသွင်ယူရဲလင်မယားနှစ်ယောက်နဲ့မူရရသားနှစ်ဦးတို့အနေအားလုံးကိုရှင်းလင်းပြီးချိန်မှာတစ်ဖက်ကဂျပန်နဲ့ဂျေကွန်းကောင်းဆောင်တို့ကတော့တည်င်းကောင်းကိုစောင့်နေပါတယ်။တို့ပေမဲ့လိုအပ်တာထက်ပိုချနေတဲ့နောက်မှာတော့ဂျောင်ကီချောနဲ့စိုးဦးတို့အဖွဲ့ဟာဂျေကွန်းကိုင်းထိရောက်လာပြီးစိုးဦးကဂိုင်းကောင်းဆောင်ကိုဆွဲဖမ်းလိုက်ပါတယ်။ပြီးတော့ဓမြောင်တစ်ချောင်းတောင်းယူကသူတို့ကိုအကောက်ကြံခဲ့တဲ့ယာကူသာကောင်းဆောင်ရှေ့တင်ဖနှောက်ကျောကိုလှီးပြလိုက်ပါတယ်။ဂျောင်ကီချောဟာသူ့ကိုမွေးသားသားတစ်ဖွဲ့တတ်မှတ်ထားတဲ့ခါနဲမှုတို့ဟာကိုရီးယားထိလာပြီးတေးသေးချာချာမတောင်းမှန်ရင်ဘာပစ္စည်းမှရတော့မယ်မထင်နဲ့လို့ပြောခိုင်းလိုက်ပါတယ်။ဝီချောင်းဟာပြောင်းလဲသွားတဲ့ဂျုံမိုကိုမြင်အောင်ရင်အခြေအနေဆိုးတွေကိုထိမ့်သိမ်းဖို့စိတ်ကိုလွတ်ပေးမယ်ဆိုတဲ့ဒိုရောင်းကိုနာကြီးစွာစိုက်ကြည့်ပြီးထွက်သွားပါတယ်။အိမ်ပြန်ရောက်လာတော့သူမတို့နှစ်ဦးဓာတ်ပုံကိုကြည့်ကတစ်ချိန်ကသူမဆိုးကိုပြောင်းကန်ပြီးမရဲတရဲနဲ့ချစ်ခွန်းပန်ခဲ့တဲ့ကောင်လေးကိုပြန်တတိရသွားပါတယ်။သူမကိုမျက်လုံးချင်းစစ်စစ်မကြည့်ပဲအဆက်ကြီးတတ်တဲ့ခင်ဝန်းဖြစ်သူဟာစစ်စစ်ရေးတစ်ခုကြောင့်ပြောင်းလဲသွားခဲ့ပြီးအသက်မဲ့နေတဲ့မျက်လုံးတွေနဲ့အခြားလူတစ်ယောက်လိုဖြစ်သွားခဲ့ပါပြီ။အခုထိတုံလုံးနေသေးဦးချောင်းထံအတန်သာဝင်ထားလို့ဖွင့်ကြည့်တော့နောက်ဒီလိုကိစ္စတွေထပ်ရှိလာတော့မှမဟုတ်ပဲအေးချမ်းချမ်းဖြစ်စေရမယ်လို့ဂျောင်ကီချောကပို့ထားပါတယ်။ဂျုံမူထံကတော့ဒီနေ့အရန်လန့်သွားစေမယ့်အဖြစ်အပျက်တွေအတွက်သူကိုယ်တိုင်မတက်နိုင်ခဲ့ပဲဒီစစ်စင်ကြီးကဒီလောက်အနေများတဲ့အမှုမှုဝင်မပါတော့ဘူးနဲ့ဦးချောင်းထံဆက်သွယ်လို့မရတဲ့စိုးရိမ်စိတ်ကအဲ့လိုကြမ်းတမ်းတဲ့အပြုတ်မှုတွေဖြစ်လာစေပြီးဘလုံးမရမရတာကြောင့်ဝေးဝေးမှနေပေးပါသူအများဆုံးအဆုံးသတ်ပြီးပြန်လာခဲ့ပါမယ်လို့အသိပေးလိုက်ပါတယ်။
။ကြောင်ကြီးချောကသူနဲ့အတူထမင်းစားရန်စိုးအုပ်ကိုသူ့မိခင်ရှိရာထံခေါ်သွားပါတယ်။ပြီးတော့ဝီချောင်းရဲ့ငယ်ဘွားတပ်ပုံအပြည့်နဲ့အခန်းမှာညတူအိတ်ကြရင်ဘာကြောင့်တရုတ်ဘက်ကကျင်းပြင်းသတ်မှတ်လိုက်တဲ့ဈေးကိုလက်ခံလိုက်တာလဲလို့မေးပါတယ်။အရင်တစ်ခါအပေးယူပြက်ပြက်သွားတဲ့ကိစ္စနဲ့တရုတ်တွေထံမှာကုန်ပစ္စည်းများစွာပိုင်မိနေပြီမို့ဒီလောက်ပမာဏကိုလက်ခံနိုင်မှယုံကြည်မှုပြန်ရမှာလို့ရှင်းပြပါတယ်။ပြီးတော့ယာကူဇာရဲ့ခေါင်းဆောင်ခါနိုင်မို့တို့ကိုပြန်တောင်းမှခိုင်းတဲ့ကိစ္စကအရန်ပြင်းထန်လို့မနေဘူးလားလို့မေးတော့ထိုဖြစ်ပျက်တွေကိုဝီချောင်းမြင်သွားစေတာကြောင့်လို့ဆိုပါတယ်။ရဲတယောက်ဖြစ်နေတဲ့အမဝီချောင်းကိုဒီနေ့ကိစ္စနဲ့ပတ်သက်ပြီးမစိုးရိမ်ဘူးလားလို့မေးတဲ့အခါသူ့လိုဖြစ်သွားပြီလို့သာပြန်ဖြေပါတယ်။အိမ်မပြောလို့အခန်းပြင်ထွက်ထိုင်နေစဉ်တကားဖွင့်ပြီးအခန်းထဲမှာထွက်လာတဲ့ကောင်မလေးတယောက်ကလန့်သွားတာမို့သူကတထင်းရဲ့လောက်ဝန်ထမ်းဖြစ်ကြောင်းနှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့သူ့ကိုရဲ့အလုပ်ထဲမှာဒီလောက်ချောတဲ့လူမျိုးမတွေ့ဘူးကြောင်းတအံ့တော်လာမင်းနေတဲ့မိန်းကလေးကထဲဟိုကလွယ်ပြီးဝန်ထမ်းတွေအိမ်ခေါ်မလာဘူးတာကြောင့်ပိုထူးဆန်းနေရလို့ဆိုရင်သူ့ကိုဓာတ်တို့မခံရအောင်စောက်ရှောက်ပေးရမှာသွားပါတယ်။လူမိုက်ကိုင်းနှစ်ခုမျိုးလေကောင်မှာခုတ်ပိုင်းတက်ဖြတ်မှုဖြစ်သွားတဲ့ကိစ္စကိုမသိသလိုနေပေးရန်ညွန့်ချုပ်ကဂန်နန်းရဲချုပ်ကိုနှုတ်ပိတ်ခိုင်းနေပါတယ်။ယာကူဇာနဲ့တင်းမာသွားပြီဖြစ်တဲ့အခြေအနေကြောင့်တရုတ်ဘက်ကကုန်ပစ္စည်း16ကီလိုကိုယူပြီးရင်လက်ခံမဲ့လူမရှိတော့တာကြောင့်ဂန်နန်းမှာပဲရောင်းရတော့မလားလို့စဉ်းစားနေပါတယ်။ထဲဟိုကလပ်မှာအနေချင်းရောင်းမှုတာတော့ဝင်စည်းခံခဲ့ရတာမို့16ကီလိုဆိုမဖြစ်နိုင်ကြောင်းညှိကုန်နေကြပေမဲ့ဂျောင်ကီချောကတော့လောလောဆယ်အသက်ရှင်လာတဲ့အတွက်ပေါ်ပါသွားနေဖို့နဲ့သူ့ကိုယာကူဇာခေါင်းဆောင်ခါနိုင်မှုတို့တောင်းပန်တဲ့စကားကိုဆက်ဆက်ကြားရမှဖြစ်မယ်လို့ပြောနေပါတယ်။ကျွတ်ကိုမောင်းထုတ်ချင်မှာကပြေးပေါတစ်ခုချန်ပေးတဲ့ဆိုတဲ့အတိုင်းလောလောဆယ်ပစ္စည်းလက်ခံနိုင်မဲ့ယာကူဇာတို့ကိုအနေနဲ့ဖြေလျှော့ဖို့သုံးဖို့ကအကြံပေးပါတယ်။တတိယမာနာကိုရင်းနှီးရတယ်ဆိုတဲ့ခေါင်းဆောင်စောကိုလည်းမာနာကထမင်းမကျွေးတာမို့တရက်ထဲတမနက်ထဲနဲ့ဂန်နန်းကိုသိမ့်ပိုက်နိုင်လိုက်တဲ့သူတို့ကိုလေးပတ်လေးလံကစောင့်ကြည့်နေမှသိကြတဲ့အတွက်ကုန်ပစ္စည်းကိုပိုက်မထားပဲအမြန်ရှင်းထုတ်နိုင်ဖို့ကယာကူဇာတွေအပြင်မရှိကြောင်းရှင်းပြပါတယ်။တခုကိုဖြေရှင်းလို့မပြီးခင်ပြဿနာရှာနေကြစုံတော့မင်ကူရောက်လာတဲ့အတွက်ဂျောင်ကီချောကတွေးဖို့လက်ခံခဲ့ပါတယ်။တမျိုးလုံးသိနေတဲ့စစ်ပွဲကြီးကိုဘယ်သူမှအရေးမယူအောင်ဘလို့ထိမ့်သိမ့်ခဲ့လိုက်လဲဆိုတာနဲ့သတင်းပေးချုံးသိဆုံးတဲ့ကနောက်ဆုံးဖုန်းပြောခဲ့တာဟာဂျောင်ကီချောပဲဖြစ်နေပြီးသူကောက်ရခဲ့တဲ့မိချစ်ကိုပါထုတ်ပြလာပါတယ်။ဒါပေမဲ့သူမိချစ်မဟုတ်ကြောင်းပြန်ထောင်ပြခဲ့တဲ့အတွက်သိဆုံးသူရဲ့ဖုန်းကိုရှာမတွေ့တာကဂီချောလက်တူလက်တောင်ခိုင်းတဲ့ကောင်လက်ချက်လာပြီးတော့မိချစ်ပန်ရှင်ကိုသာစုံစမ်းခိုင်းလိုက်ပါတယ်။ပြန်ထွက်လာတဲ့လမ်းမှာအားလုံးကိုလိုက်ဆဲရင်ဂွမ်ဖုန်းကိုတွေ့တဲ့အခါအကြံရသွားတာနဲ့ရဲစခန်းမှာမိချစ်ကြံခဲ့တယ်လို့ပြစ်ပေးလိုက်ပါတယ်။တတိကြီးတဲ့ဆုံးကမိချစ်ပြန်ပေးတာကျေးဇူးတင်ပေမဲ့ဒါသူ့ဟာမဟုတ်ကြောင်းပြန်ဖြေလိုက်ပါတယ်။အနှဲငယ်အလင်းငိုင်းမိသွားတဲ့အမူအရာကြောင့်ဘာလို့သတင်းပေးချွဲကိုတိုက်ပေါ်ကပစ်ချခဲ့လဲဆိုတာနဲ့မင်းတို့အကောင်သေးသေးလေးတွေကိုမဖမ်းချင်ပဲဂျောင်ကီချောလို့ငါအကြီးကြီးကိုသာဖမ်းချင်တာမို့တသိခံမဲ့ကောင်တစ်ကောင်တော့လှုပ်ပေးလိုက်လို့ဆိုပါတယ်။ဂွမ်ဖုန်းကတော့ဝိထုကြီးနေတဲ့ဆိုရင်လေရုပ်ထိတန်တာလေးတွေထည့်ရေးဖို့မှရင်ပြန်ခိုင်းလိုက်ပါတယ်။ဝီချောင်းကသူမမျက်စိရှိတဲ့အညိုတကြီးတက်ဖြတ်နေကြတဲ့ရံပွဲဟာဘာအကြောင်းကြောင့်လဲလို့မေးနေပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်ရစီးပွားရေးဆောင်အတွက်လူရက်ချင်မှုရသူတွေကသူတို့နီလန်နဲ့ဖြည့်ရှင်းလာတာဖြစ်ပြီးတကယ်အေးအေးချမ်းချမ်းနေချင်နေပြီမို့နောက်မဖြစ်စေရဘူးလို့ကတိပေးလိုက်ပါတယ်။ဂွမ်ဖုန်းကလေစိတ်တော်တော့မဲ့ယာကူဇာတွေကိုတီးတန့်ပြောစရာလေးရှိလို့လိုက်ဖို့ကျင်တဲ့အကြောင်းခွင့်တောင်းလိုက်ပါတယ်။လက်မခံကျင်တော့လဲသူ့တထေးကိုသာသူကပဲတောင်းပန်ပါတယ်လို့ဆိုတဲ့အတွက်ခွင့်ပြုပေးခဲ့ပါတယ်။ဂျဲကွန်းလိုအင်အားကြီးကိုင်းတစ်ခုကိုသူတို့ဘလို့ကန်တယ်ခဲ့လဲဆိုတာမြင်ခဲ့ပြီးတော့ပြီမို့ဂန်နန်းမှာအလုပ်တစ်ခုကိုသူတို့လိုတည်တည်တက်တက်လုပ်နိုင်သူမရှိကြောင်းကိုလည်းညှို့ဆိုလိုက်ပါတယ်။အပြစ်ပြတ်နေငယ်ကြောင့်သုံးမွေးဆိုင်အဆုံးရှုံးများလာချိန်မှာသူတို့ဘက်ကတရုတ်ထံကနေကုန်နစဒိုးယူတော့မှဖြစ်ပြီးဂျပန်တို့ဘက်ကရင်စည်းအတိုင်းပုံမှန်ပြန်လက်ခံရင်စီးပွားရေးလေပတ်နိုင်ပြီဆိုတဲ့အခါဂျောင်ကီချောကရောမင်းလိုပဲတွေးဘူးလားလို့မေးပါတယ်။ဂျောင်ကီချောထံကဘာမှမသိရတဲ့စုံတော့မိကူတယောက်စိုးကိုဝီချဲပေါ်တင်ပေးလိုက်တဲ့ဂျေကွန်းကိုင်းကောင်းဆောင်စီရောက်လာပါတယ်။ဂွမ်ဖုန်းအကြောင်းတွေးပြနေတဲ့ဂိုင်းကောင်းဆောင်ကိုဒီတိုင်းငြိမ်မနေရမြောက်ပေးခဲ့ပြီးဂန်နန်းခရစ်စတယ်အကြောင်းတီးခေါက်ကြည့်ပါတယ်။ဒီတော့ထဲဟိုကလပ်မှာအဖမ်းခံရတဲ့ဒေါဂျာဆိုသူနဲ့တွေ့ပြီးသူ့နာမည်ပြကစုံတော့ကိုလူကိုဂွမ်မိကူလို့ခေါ်လဲလို့စမေးပါတယ်။ပြီးတော့မင်းလိုအကောင်ငယ်လေးတွေကိုစိတ်ဝင်စားတာမို့အပြင်ထုတ်ပြီးမယ်ဘဲကောင်ဖြန့်လာလဲဆိုကခေါ်ထုတ်သွားပါတယ်။ဂွမ်ဆုံရဲ့အပြောကောင်းမှုကြောင့်ဂျောင်ကီချောနဲ့ဂျပန်ကောင်းဆောင်တို့တိတိဆန်ဆန်ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။မိကူကထောင်ထဲကခေါ်ထုတ်လာတဲ့ဒေါဂျာကိုဘေ့စ်ဘောပေါ်လုံးနဲ့စိတ်ပြင်းနေပြည့်ရင်စစ်မင်းနေရကြောင်းဖန်ပြူးသူရှိရထန်လိုက်ပြခဲ့ပေမဲ့ထွက်ပြေးသွားပြီဖြစ်ပါတယ်။ဂျောင်ကီချောရဲ့မွေးစားဖေဆိုသူယာကူဇာခေါင်းဆောင်ခါနဲမို့တို့ဟာကိုရီးယားထိရောက်လာပြီးသူ့ကိုထွက်တောင်မကြိုတဲ့ဂျောင်ကီချောကိုအဖြစ်တင်နေပါတယ်။ဂွမ်ဆုံကိုညှိနှိုင်းပေးမှုကြောင့်မျက်နှာချင်းဆိုင်နေကြပေမဲ့ဂျောင်ကီချောဟာသူ့ဘောလုံးကြံခဲ့တဲ့ကိစ္စနဲ့မကြည်မလည်ဖြစ်နေတာမို့နှစ်ဖက်ဓာတ်တွေဆွဲထုတ်ပြီးအခြေအနေတင်းမာလာပါတယ်။ရံပွဲကိုစူရိုရှီကပဲတားလိုက်တဲ့အတွက်ခါနဲမို့တို့ကနောက်ဆုံးအနေနဲ့သဘောကောင်းပြီးလိုက်မှာမို့သွင်းကုန်ကိုအရင်စိတ်တိုင်းနှစ်ဖက်ပို့ပေးဖို့ခွင့်ပြုလိုက်တော့လဲဂျောင်ကီချောတယောက်သူ့ကိုတောင်းပန်မှုပြောလိုက်တဲ့အပြင်စာတစောင်မှာရေးပေးလိုက်တဲ့အခါစိတ်ဆိုးပြီးထပြန်သွားပါတယ်။စိုးရောအခြားလူတွေကပါယာကူဇာတွေကိုမစင်မကျင်စော်ကားလွတ်လိုက်တဲ့ဂျောင်ကီချောကိုနားမလည်ကြပေမဲ့ဘာတခုမှမပြောဘဲနေရာကထွက်သွားပါတယ်။ဂျောင်ကီချောရဲ့စာကိုယူဖတ်ကြည့်တော့ဈေးကို30ရာခိုင်နှုန်းတိုးလိုက်တကီလိုကို73သန်းလူကျင်တယ်လို့ရေးထားတာကြောင့်စိုးကိုဒေါသထွက်သွားပါတယ်။စိတ်ဆိုးသွားတဲ့ယာကူဇာခေါင်းဆောင်ဟာသူတို့ရှိထံကတစ်စိတ်ကိုဖြုတ်ယူပြီးပစ်ထားခဲ့ပါတယ်။လုံးသမျှလွဲကုန်ပြီဖြစ်လို့တယောက်တည်းရုပ်ရှင်ုံငါကြည့်နေတဲ့ဟဲရောထန်သွားကအကူညီလိုနေတဲ့ကြောင်ပြောလိုက်ပါတယ်။သူမဖေကိုယ်တိုင်ကကိုရီးယားသားတွေကိုစိတ်
ပြက်လာပြီးမို့ယာကူဇာတွေနဲ့ဓာတ်ရိုက်ရောင်းဝယ်လုပ်ချင်နေပြီဖြစ်ကြောင်းအသိပေးတဲ့အခါအယောင်းဝယ်ကိုဂျောင်ကီချောနဲ့ဟဲရောဖေကိုဖဲကသူတို့နှစ်ယောက်ထဲလောက်ကြမလားလို့မေးလိုက်ပါတယ်ဒီလိုနဲ့သူ့တထေဂျောင်ကီချောမပါပဲယာကူဇာတို့ထံရောက်သွားတော့မြင်သမျှကိုရန်လုံးနေတဲ့ဟဲရောကြောင့်တပ်ပြင်းချလိုက်ပါတယ်ဂျောင်ကီချောရဲ့အစားသူ့ကိုလက်တောင်းပန်နေသူကဘသူလဲလို့မေးတော့ဆူရိုရှီကညံပြေးတဲ့သူမို့သူပြောတာနားထောင်ကြည့်ရန်ရှင်းပြပါတယ်စီးပွားရေးလောကမှာမသိမြတ်သူကိုမျက်နှာလွှဲထားပြီးရခိုင်စေးတိုင်းကုန်သွယ်ဖို့သူတာဝန်ယူပေးမယ်လို့တောင်းဆိုလိုက်ပါတယ်ဟဲရောရဲ့ဖခင်နဲ့ဓာတ်ရိုက်ဆွေးနွေးပြီးပြီဖြစ်တော့လေတရုတ်ကနေဂျပန်ထိပစ္စည်းပို့ဖို့ကဂျားကန်ကိုရီးယားတယောက်ရှိနေမှအဆင်ပြေမှာမို့လုံးချင်းတယ်လို့လုံးလို့မရနိုင်တဲ့အခြေအနေအတွက်သိုးကိုကမ်းလှမ်းတာကိုလက်ခံလိုက်လို့ဟဲရောကဆိုပါတယ်ပြီးတော့ပစ္စည်းကိုကင်တွယ်သူကသူမဖခင်ဆိုပေမဲ့ပို့ဆောင်ပေးမှာကသူမဖြစ်လို့အပေးယူပြီးပြတ်ပြီးမထင်ထားနဲ့လို့အသိပေးလိုက်ပါတယ်ဟဲရောပြောသလိုလုံးမရတော့မဲ့ယာကူဇာခေါင်းဆောင်ဟာသူ့ရဲ့မွေးစားသားဖြစ်ချင်းမလောက်တာကြပြီဖြစ်တဲ့လက်ချောင်းဖြတ်တလေးကိုပြန်စားဖို့လိုကြောင်းဓာတ်တစ်ချောင်းချခိုင်းလိုက်ပါတယ်ခိုင်မာတဲ့ဆုံးဖြတ်ချက်မရှိရင်အပေးယူလည်းမဖြစ်ဘူးဆိုတာကြောင့်လက်တန်းပေါ်ဓာတ်တင်လိုက်ပြီးမဲ့ခက်ခဲနေတဲ့အတွက်ဘေးကယာကူဇာတွေကဝိုင်းချုပ်ပြီးလှိချလိုက်ပါတယ်။တို့ပေမဲ့အားလုံးထင်နေသလိုစိုးဝေရဲ့လက်ချောင်းကိုမဟုတ်ပဲဆူရိုရှီဖျားယောင်းခဲ့တဲ့ယာကူဇာတတ်တော်ဆောင်ဟာခေါင်းဆောင်ခါနဲမိုတူရဲ့ရင်ဘတ်ကိုထိုးဆိုင်ပစ်ခဲ့တာဖြစ်ပါတယ်။တခုခုဆိုသူ့ကိုထိုးကျွေးဖို့စီစဉ်ခဲ့တဲ့ခါနဲမိုတူဟာဆက်လက်မယုံကြည်တော့တာမို့ဆူရိုရှီကိုယ်တိုင်အဆုံးသတ်ပစ်ပြီးခေါင်းဆောင်အလွဲပြောင်းလုပ်ယူလိုက်ပါတယ်။ဒီလောက်ထိလုပ်ဖို့လိုလို့လားဆိုတဲ့ဟဲရောရဲ့စကားကိုအခုကုန်တော်မဲ့ကိစ္စအားသူနဲ့ညှိနှိုင်းလို့ရပြီလို့ပြောလိုက်ပါတယ်။တကယ်တမ်းဆူရိုရှီနဲ့ဂျောင်ကီချောတို့ဟာနှစ်ယောက်တည်းတီးတို့လောက်ဝရပြီးသူတို့နှစ်ဦးတည်းသာကြီးစိုးရန်ကြိုတင်စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီအချိန်အခန်းထဲဝင်လာတဲ့ဂျောင်ကီချောဟာခါနဲမိုတိုရဲ့အလောင်းကိုကြည့်ရင်တိုက်ရက်သားပဲဆိုကစီးပွားရေးပြန်စမယ်လို့ပြောလိုက်ပါတယ်။တွေးပြီးညံပြေးလို့နဲ့ဂျောင်ကီချောကိုဟဲရောကိုယ်တိုင်တအံ့တော်ဖြစ်နေရသလိုဂွမ်ဆုံကိုလည်းထိတ်လန့်သွားပါတယ်။ရှင်းတဲ့နာရီရှင်းခဲ့ပြီးစီးပွားရေးပြန်စားတော့မဲ့ဂျောင်ကီချောဟာသူ့ကိုမေကွန်းထုတ်ဖို့ပြင်နေသူစုံအုပ်ကိုစိုးကျူးတောက်ကြမယ်လို့ပြောသွားပါတယ်။တရုတ်ချီနေကိုကင်တွယ်နေတဲ့စုံအုပ်အတွက်ဖိအားဖြစ်နေမှာဆိုလို့ဂျပန်ဘက်ကိုသူစီစဉ်ခဲ့တာဖြစ်ကြောင်းရှင်းပြရင်ကြိုအသိမပေးခဲ့မိတဲ့အတွက်တောင်းပန်လိုက်ပါတယ်။အရာအလုံးအဆင်ပြေသွားပြီးတဲ့နောက်ပိုင်းဒီတစ်ခေါက်ကိစ္စပြီးရင်ရှေ့လျှောက်ဂွမ်စုံအုပ်ကိုလက်လွဲကသူ့ရဲ့ပန်းနိုင်ဖြစ်တဲ့တာမန်ဘွားနဲ့နေတော့မှာဖြစ်ပြီးဒါရီအလုံးကဝီချောင်းအတွက်ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။ဒေါသထွက်လွယ်သူခေါင်းဆောင်စောခလေးမွေးပြီးကတည်းကအာယုံလွှဲနေတဲ့ဟီဆောင်တို့ထက်ဂွမ်စုံအုပ်ကသာသူ့နေရာစက်ခံဖို့တင့်တော်သူဖြစ်လို့လက်ခံပြီးဖို့တောင်းဆိုလိုက်ပါတယ်။အကြရာရင်းနှီးခဲ့ပြီးတေလူမျောပါဖြစ်တဲ့အထိစစ်စင်ရေးအတွက်ရင်းနှီးလာပြီးမှသူဖမ်းမဲ့တရားခံကတရားရပြီးလူကောင်းဖြစ်အောင်နေတော့မယ်ဆိုတဲ့အတွက်ပြန်ဆွဲခေါ်နေရပါတယ်။သူ့လိုအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ်လို့တောင်းဆိုမှုတဲ့ဂွမ်ဆုံရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးပြီးပြီမို့ယခုသူ့ရှိရေးအတွက်ဆက်လုပ်ရမယ်လို့ဆိုပါတယ်။ဂျောင်ကီချောတခန်းတနာလာဆောင်နေသူဟာသူ့ဇနီးဦးချောင်းဖြစ်နေပြီးဂျောင်ကီချောကသူတီထောင်မဲ့အနာဂတ်စီမံကိန်းကြီးကိုဝယ်ယူရန်ဦးချောင်းကိုပြနေပါတယ်။ဒီအချိန်တိတ်တိတ်လေးရောက်လာပြန်တဲ့စုံတော့မင်းကဘာစီးပွားရေးတွေလုပ်ပြီးချမ်းသာနေလို့ဒီလို project တွေတော့ဝင်နိုင်တာလဲလို့လာမေးနေပါတယ်။ဂန်နာခရစ်စတယ်ပန်ရှင်မန်သူသိပြီးသားမို့စိတ်မှုနဲ့ဝင်ခံရင်လူသက်မှုတွေလျှော်ပေးမှာဖြစ်ပြီးသူပြောတဲ့အတိုင်းလုပ်ရင်တည်င်းပေးချွန်းကိုဘယ်သူတက်ခဲ့လဲဆိုတာဖော်ပေးမယ်လို့ပြောသွားပါတယ်။စိတ်ထဲမှာတန်တရားဝင်နေတဲ့အတိုင်းအတီးပြိုးစရာတစ်ခုရသွားတဲ့ဂျောင်ကီချောဟာစင်ပေါ်တက်ပြောရမယ့်ကိစ္စကိုစိတ်မပါလက်မပါနဲ့ပြောဆိုနေပါတယ်။မွေချင်တိုင်းမွေသွားတဲ့စုံတော့မင်ကူကတော့ဝိုင်းထဲကရှမ်ပိန်ပလင်းကိုယူလာပြီးပျော်ရွှင်သွားထွက်သွားတဲ့အတွက်ဂွမ်ဖုန်းကိုလည်းထွက်သွားပါတယ်။ကွမ်မင်ကူဆိုတဲ့ကောင်ကိုနေရာနဲ့လှုပ်ချင်တိုင်းလှုပ်ခွင့်ပေးနေတဲ့ကိစ္စကြောင့်သူနဲ့ဝီချောင်းအတွက်အန်နယ်ရှိသွားတဲ့အပြင်အကောင်သာအရင်ဖမ်းနိုင်သွားရင်အားလုံးပျက်စီးကုန်တော့မှလို့ဒူရောင်းတို့ထံပြောဆိုလိုက်ပါတယ်။ဒါကြောင့်ဂန်နတ်စကားမှုထံဖုန်းခေါ်ကကိုလူကိုထိန်ပြီးတအားကြီးလှုပ်ကြိုးစားမနေဖို့ညွှန်ချုပ်ကတားလိုက်ပါတယ်။ညစာစားပွဲမှာသူတို့၃ယောက်ပြင်ဟဲရောပါရောက်လာတဲ့အခါစိုးဦးရဲ့ကောင်မလေးလိုမိတ်ဆက်ပေးလိုက်တဲ့အတွက်ဝီချောင်းတယောက်ရုပ်ပြက်ဆင်းပြက်မိသေးသွားပါတယ်။အမြဲတတိထားနေပြီးရိမ့်မိမလို့ဖြစ်နေတဲ့ဟဲရောကဒီဝိုင်းထဲမှာအတူထိုင်နေပုံရရင်လက်စားတဲ့ရဲပဲဖြစ်ရမယ်လို့စားနောက်တိုက်ခိုက်နေတဲ့အတွက်စိုးဦးစိတ်ညစ်လာပါတယ်။တယောက်နဲ့တယောက်ခိုးတဝင်တူနေရတဲ့လင်မယားနှစ်ယောက်ကြားမှာလေဂျောင်ကီချောကိုကာကွယ်ဖို့တနက်နဲ့တောင်ပြစ်ခဲ့တာတော်တော်ချစ်ပုံရကြောင်းတွေးချိုးနေပြန်ပါတယ်။ဟဲရောကဘာလို့တယ်လဲလို့မေးတဲ့ဦးချောင်းကိုလည်းသူကမူရစေးရောင်းသူဖြစ်ကြောင်းဒဲကြီးပြောလိုက်တဲ့အတွက်ဟိုနှကောင်ဆုံးရကုန်ပါတယ်။ဒါကြောင့်ဂျောင်ကီချောကပဲဟဲရောဟာတရုတ်ကိုရီးယားကပြတယောက်ဖြစ်ပြီးသူမဖခင်ကစိုးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံသူတယောက်လိုဝယ်ဖာပြီးနေရပါတယ်။တခုံးပြောတိုင်းဓာတ်နဲ့ထိုးသလိုစကားတွေထွက်နေတဲ့ဟဲရောကိုဝိုင်းနဲ့ပေးပြီးရက်ခိုင်လို့လည်းမရတဲ့အတွက်ဝီချောင်းနဲ့စကားစစ်ထိုးပွဲတွေဖြစ်လာပါတော့တယ်။သမီးရေးသားတွေလိုဟန်ဆောင်ထားတာမို့တယောက်ပေါ်တယောက်ဘလောက်ချစ်ကြောင်းတွေကိုစိုးဦးကပြောမထွက်တော့လေဝီချောင်းကတော့ဂျောင်ကီချောဘာလုပ်တွေပဲလုပ်ခဲ့သူမနားလဲပြီးပြင်ဆင်တဲ့ထိစောင့်နေမယ်လို့လက်ကိုပါကန်ပြောလိုက်တာကြောင့်စိုးဦးဒေါသထွက်သွားပါတယ်ဒီတော့မှထိန်းပြောနေရတဲ့စကားဝိုင်းကသူမနဲ့မကိုက်တာမို့ဂွမ်စိုးဦးကိုခေါ်ထုတ်သွားပါတော့တယ်ဟဲရောဟာဒီလိုလူမိုက်တွေနဲ့ပတ်သက်တဲ့အလုပ်မျိုးမဟုတ်ပဲတာမန်ဘဝနဲ့ချင်းတွေပြောပါတာမျိုးသာလိုချင်တဲ့အကြောင်းရှင်ဖွင့်ရင်တရုတ်မှာပန်းသေးလက်ဆောင်ပေးတာမျိုးကငင်းငင်းရေးအထိပ္ပယ်ဆိုတာနဲ့သူမကိုရီးယားရောက်ချင်းနိုင်လက်ဆောင်ပေးတဲ့ဂျောင်ကီချောကိုအသေးဒေါသထွက်မိကြောင်းပြောပြနေပါတယ်တရုတ်မှာနိုင်လက်ဆောင်ပေးတာမျိုးကထိုနိုင်ရက်သွားတာနဲ့နမိတ်မကောင်းမှုဆိုတဲ့အယူဆဖြစ်ကြောင်းရှင်းပြကစိုးကိုကျွေးတဲ့ပန်းသီးကိုသဘောကျ
စွာစားနေပါတယ်။စိတ်ပြက်လာရှိတဲ့ဝီချောင်းကိုဟန်ရောချောင်းထင်နေတဲ့ဂျောင်ကီချောကတောင်းပန်ပြီးအဲ့လိုရိုင်းတဲ့ကောင်မလေးနဲ့နောက်ထပ်တွေးစရာမလိုတော့ဘူးလို့ဆိုပါတယ်။အကြောင်းကတော့ရင်းနှီးမြှုပ်နှံမှုနဲ့သူ့ဘဝကိုပိုကောင်းအောင်လုပ်ငန်းပြောင်းတော့မှကြောင်းလို့ရှင်းပြလိုက်ပါတယ်။ဘဲချုံမိုးကသူ့ကိုနမ်းမှုကြိုးစားနေသူဟဲရောကိုအကြာကြီးတူရှိနေမှာမို့အကွာဝေးတစ်ခုမှဆင်ကျင်နေထိုင်ရန်ဘိုင်းကောင်းချောက်ဖြစ်ယောက်ျားတစ်ယောက်လိုတတိပေးလိုက်ပါတယ်။ 이만큼? 이만큼? ကွမ်ဆွန်ဆိုတဲ့ယောက်ျားကြောင့်ပဲသူမအဖေထံကခွင့်ပြုချက်ယူကကိုရီးယားလူမျိုးအီဆန်ယုံအဖြစ်ဒီမှာနေထိုင်တော့မှာလို့ပြောပြပါတယ်။လူကဲခဲတော်သူပြီးသူမနဲ့အတူရှိနေအခြားတစ်ယောက်ထံစိတ်ရောက်နေရမျိုးကိုသဘောမကျပဲသူမပေါ်သာအာယုံစိုက်ပေးဖို့မှာပါတယ်။စုံတော့မင်ကူကလက်ထောက်ဂျိုရဲ့တပည့်ဦးကြောင်ချမ်းနှစ်ကောင်ကိုစကန်ခေါ်ပြီးမွေးဆေးနဲ့ပတ်သက်သမျှနာမည်အားလုံးကိုချရေးခိုင်းနေစဉ်တော့ဂျာကနာမည်ကြီးတစ်ယောက်ကိုမှတ်မိတာကြောင့်ဆက်သွယ်ခိုင်းလိုက်ပါတယ်။တရုတ်တွေဂျပန်တွေကိစ္စအားလုံးပြည်လည်သွားတဲ့အချိန်မှာဟီဆောင်ကပစ္စည်းတည်ယူပို့ဆောင်မဲ့လုပ်ငန်းသင်ကိုရှင်းပြရင်ထိုအကျိုးမြတ်တွေကဂျောင်ဝီချောနဲ့ဟီဆောင်က30%စီယူကကွမ်ဆိုးနဲ့ခေါင်းဆောင်စောကတော့20%စီရမယ်လို့ဆိုပါတယ်။ဂျောင်ဝီချောကသူတို့ကိုလိုက်နောက်ရှက်နေတဲ့စုံတော့မင်ကူဟာရှင်းတဲ့ရှင်းရတော့မှာဖြစ်ကြောင်းခေါင်းဆောင်စောကိုတတိပေးထားလိုက်ပါတယ်။မင်ကူတို့များကဖမ်းဆီးမဲ့ဘိန်းသားဘဲဆိုသူကဘဲကြုံမူရဲ့ဖခင်စေးသမားဖြစ်နေပါတယ်။စကမ်းမှာခေါ်စစ်တဲ့အခါသူဟာစေးသမားမှုလူမိုက်တွေနဲ့မပေါင်းဘူးလို့ညင်းလိုက်ပေမဲ့ရှေ့လျှောက်အဆင်ပြေနေနိုင်မဲ့စီးပွားရေးတစ်ခုလောက်လုပ်ရအောင်လို့ညှိနှိုင်းလာပါတယ်။ဒီကိစ္စတည်ရသွားတဲ့ဒိုရောင်းဟာအရက်ကိုရေတောက်သလိုတောက်နေတဲ့ဂျုံမူရဲ့ဖခင်နဲ့တော့တွေ့ခဲ့ပြီးကွမ်မင်ကိုဆိုတဲ့စုံတောင်းနဲ့မပတ်သက်ဖို့အကယ်၍အတင်းကျပ်လာပတ်သက်ခဲ့သည်ရှိတော့ဂျုံမိုတို့လင်မယားရဲ့အကြောင်းကိုရောင်လို့တော့မဟာမိတ်စီရန်ကြိုပိတ်ခဲ့ပါတယ်။အဲဒီနောက်စေးစားနေတဲ့အမျိုးသမီးတစ်ယောက်ထံကနေရန်ကီးဆိုတဲ့ကောင်ကြောင့်စုံစမ်းရင်ဂျားမှဆေးပေါရောင်းနေသူထံသွားစစ်ဆေးခဲ့ပါတယ်။အဲဒီဘတ်ကြီးတဲ့ဝင်ဒီဆိုတဲ့အမျိုးသမီးကိုထောင်နှစ်ရှည်မကြောက်သူဆောင်ရွက်ပေးမယ်လို့ကတိပေးရင်ဂျုံမိုတို့ကိုတောက်လျှောက်ဖိအားပေးနေတဲ့မင်ကူထံထွက်ဆိုဝန်ခံခိုင်းလိုက်ပြီးအာယုံလွှဲလိုက်ပါတယ်။ရဲကိုကြောက်လန့်ခြင်းမရှိတဲ့ဝင်ဒီကလက်ထောက်ကျူဖမ်းဆီးရိုက်နှက်ခဲ့တဲ့ဆိုင်ငယ်နဲ့ဆေးပြန့်သူရန်ကီးဆိုတဲ့ကောင်ရဲ့ဂျက်ကတ်ကိုပြရင်လက်ထောက်ကျူကိုခေါင်းဆောင်စောတက်ခဲ့တာဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။ဒါကြောင့်ဂန်နန်းကိုင်းကိုသွားကခေါင်းဆောင်စောကိုလူတက်မှုနဲ့ဖမ်းခဲ့လိုက်ပြီးနောက်တစ်ချိန်ဆိုဂျောင်ကီချောနဲ့ကွမ်ဖုန်းကိုလှည့်ပဲလို့ချိန်ချောက်သွားပါတယ်။စုံစမ်းကြည့်လိုက်တော့ဆေးရောင်းတဲ့ကောင်မလေးတယောက်ကအဖမ်းခံလိုက်ရပြီးသူ့ဤသားရန်ကီးဆိုသူထံကကြားထားတာတွေကိုဖော်ထုတ်လိုက်တာကြောင့်လို့သိသွားပါတယ်။ဒါပေမဲ့အားလုံးရှိနေတဲ့အထက်ခေါင်းဆောင်စောတက်ခဲ့တဲ့ဆိုပြီးသူတို့ကိုကြားလွှတ်ထားပြီးတဲ့အတွက်ဒီနေရာမှာမရှိသူဂျောင်းပဲရောက်နေတယ်လို့ထပ်ဆောင်သန်းခိုင်းလိုက်ပါတယ်။အခြေအနေစိုးရိမ်လာရပြီးမို့ဟီဆောင်ကစိုးရဲကောင်မလေးထံမှာရှိတဲ့ဆေးကိုရသလောက်ကုန်သွယ်ပြီးခေါင်းဆောင်စောမဖော်ခင်ကိစ္စဖြတ်ဖို့တွေးနေပါတယ်။ဂျုံမိုကိုရန်ဂျောင်ကီချောမိတ်ပေးထားတဲ့ခေါင်းဆောင်စောကိုဖမ်းခိုင်းကစုံတော့မင်ကူကိုပါစုံစမ်းမှုရက်သွားအောင်ပြင်ဆင်ခဲ့တာဖြစ်ပြီးဒီတစ်ခေါက်ရောင်းဝယ်ကြီးကသူတို့အတွက်နောက်ဆုံးစစ်စင်ရေးဖြစ်နိုင်ပြီလို့တက်ကြွစွာပြောနေပါတယ်။ဒီလောက်ကထွက်ချင်လို့အပြင်းထန်ကြိုးစားနေမှသိတဲ့ဒိုရောင်းကတော်ယုံမဲလုပ်ဖို့တတိပေးရင်ဂျောင်ကီချောနဲ့ပတ်သက်မိပြီးအဆုံးသတ်မလှသူအများပြားရှိခဲ့တာမို့အရင်ချင်းတွေကိုပြန်သွားနိုင်ဖို့စင်ကြင်ရန်တတိပေးလိုက်ပါတယ်။အချုပ်ထဲရောက်နေတဲ့ခေါင်းဆောင်စောထံဖမ်းသွားတဲ့အမှုကသူတို့အပြင်ဘာသက်သေမှရှိမနေတာမို့တိတ်တိတ်နေရင်ထောင်ထဲကလွတ်အောင်ကြိုးစားပေးမယ်လို့ဂျောင်ကီချောကမှားလိုက်ပါတယ်။စစ်ကြောရေးခန်းမှာတော့ဘာမေးမေးအတန်တိတ်နေမယ်လို့ဖြေနေသူခေါင်းဆောင်စောဟာမင်ကူတယောက်ဒေါသတကြီးရိုက်ဖို့ပြင်နေပါတယ်။သက်သေဖြစ်တဲ့ဝင်ဒီကိုကြစိုးမှုစစ်ယုံကခေါ်သွားတယ်ဆိုတဲ့အတွက်ပုံမပေါက်ကွဲသွားပါတယ်။ကွမ်ဆိုးတယောက်ကုံသွယ်မဲ့ကိစ္စအမြန်ဖြစ်စေရန်ဟန်ရောနဲ့တွေ့နေပြီးနောက်ထပ်ပမာဏတိုးယူလို့မရဘူးလားလို့မေးပါတယ်။ဘာဖြစ်လို့လဲလို့မေးနေတဲ့အတွက်လိုင်းနောက်ရှက်နေတဲ့စုံတော့အချို့ကြောင့်အရင်လိုနှောက်နေမှုတစ်ခုဖြစ်သွားရင်အယောင်းဝယ်ရက်မသွားအောင်ကြိုးဝယ်ထားဖို့ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။သူမကပါအမှုပတ်လာမှကြောက်နေတဲ့ဟဲရောကိုလည်းတခုခုဆိုရှောင်ထွက်လို့ရအောင်သူတည်ပေးပါမယ်လို့ပြောလိုက်ပါတယ်။လက်လေးကန်လိုက်ရုံနဲ့16ကီလိုအစားအရေးပေါ်ဖယ်ထားတဲ့ကီလို30ကိုအကုန်ရအောင်ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်။ဒါကြောင့်ဒိုရောင်းတို့ဟာ2ရက်နေစိတ်ကန်းဝင်လာတော့မဲ့အကြီးဆုံးမူရေးကုန်တယ်မှုကြီးကိုတက်သိလက်ဝယ်သိမ်းယူနိုင်ရန်ပြင်ဆင်လိုက်ကြပါတယ်။ကြောင်ကီချောနဲ့သုံးဦးတို့ငါးဖန်းဆက်လီနဲ့ထွက်သွားနေချိန်သူတို့ရုံငန်းကိုလူတယောက်ဝင်လာပါတယ်။အခန်းစိတ်နေရာနဲ့ရှောက်ကြည့်နေတဲ့ထိုလူကတော့ကြောင်ကီချောကန်ထုတ်ထားတဲ့ဂျောင်းပဲဖြစ်ပြီးအဲ့ဒီရဲကြောင်နဲ့ဘဝပြတ်မယ်လို့သူမပြောခဲ့ဘူးလားလို့ရေရွတ်ခါခုံမကြကြနနဝင်ထိုင်နေလိုက်ပါတယ်။ကြောင်ကီချောတို့နှစ်ယောက်ဟာလည်းသူတို့တက်တန်းတစ်လျှောက်အကြီးဆုံးကုန်သွယ်မှုကြီးလုပ်ရန်ပင်လယ်ပြင်ကိုစတင်ထွက်ခွာလာပြီဖြစ်ပါတယ်။ဂျောင်ကီချောနဲ့ကွမ်ဖုန်းတို့ဟာတရုတ်ကကုန်ပစ္စည်းတွေကိုတည်ဖို့ပင်လယ်ထဲထွက်လာကြပါတယ်။လွန်ခဲ့သော2ရက်ကစုံတောင်းမင်ကူဟာဂျဲကွန်လက်ထောက်ထန်သွားကဂျောင်ကီချောဘေးမှာသူတွေ့ခဲ့မှုတဲ့မိန်းကလေးအကြောင်းနဲ့ထိုမိန်းကလေးကိုမင်းတို့ရံပွဲမှာလည်းမြင်ခဲ့တယ်မှလားလို့မေးနေပါတယ်။ဘူနန်ကတော့သူမဟာသုံးမျိုးတော်ရဲတပ်ဖွဲ့ကအမှုစစ်ဖြစ်ကြောင်းလက်အောက်ကကလေးတွေထံကပြန်ကြားခဲ့ကြောင်းပြောပါတယ်။ဒါကြောင့်ယူဝီကျောင်းရဲ့တပ်ပုံကိုပြကသုံးမျိုးတော်ရဲဌာနမှာဒီမိန်းကလေးရှိလားလို့သွားမေးပါတယ်။ရဲတိုင်းဝိုင်းထဲမှာနာမည်ကြီးတဲ့အငိမ့်သားရဲမှုချုပ်ရဲ့သမီးဖြစ်ပြီးတမိသားစုလုံးကအ
အရာရှိတွေဆိုတဲ့အပြင်ယူထားတဲ့ယောက်ျားကလည်းအထက်တန်းရဲအရာရှိလို့ပြောပြလိုက်ပါတယ်။ကြောင်ကြီးချောဟာအိမ်သစ်ကြီးတစ်လုံးထံဝေချောင်းကိုခေါ်လာခဲ့ပြီးဒါအနာဂတ်မှာသူတို့နှစ်ယောက်အတူနေရမယ့်အိမ်လို့လိုက်ပြပါတယ်။ဒီတစ်ခေါက်ပြီးအေးချမ်းစွာဘဝကိုဖျက်ဆီးတော့မယ်ဆိုတဲ့စကားကြောင့်ဘာတိတ်ပဲလဲလို့မေးတဲ့အခါနောက်ဆုံးအနေနဲ့လက်စားတက်ရမယ့်အလုပ်ဆိုတာကြောင့်တွေးတန်တရဲရဲနဲ့ဂျုံမိုကိုမြင်အောင်လာပြီးဘာမှစဖြစ်မလာဘူးဒီစစ်စင်ရေးကိုနှစ်ယောက်စလုံးရဲကြမယ်လို့ဖြောင်းပြခဲ့ပါတယ်။သူတို့ဘဝလုံးရဲ့လောက်ခလာတာနဲ့တောင်ဝယ်မပေးနိုင်တော့မဲ့ဆွဲကြိုးနဲ့ဝီချောင်းကြောင့်သူ့ကိုစိုးရိမ်လာလားဂျောင်ကြီးချောအတွက်လာလို့ပြန်ပြီးကသူလျှောက်လာတဲ့ခီးရှည်ကြီးအတွက်လမ်းခုလက်မှာရက်လိုက်ဖို့မဖြစ်နိုင်ကြောင်းသာပြန်ပြောခဲ့ပါတယ်။ဒါကြောင့်ပဲနောက်2ရက်ကြာမှသူ့စစ်စင်ရေးရဲ့အကြီးမားဆုံးမူရဲကုံသွယ်မှုကြီးကိုစတင်ခဲ့ပါတယ်။ကုန်ချမ်းတွေတည်ယူလို့ပြီးမှတင်မောရဲ့နာမည်အလံတို့ကိုမှတ်သားခဲ့ပြီးဆေးတွေကိုအဲ့ထဲစနစ်တကျပြောင်းထက်ကအရေးအတွက်မှန်တယ်လို့အတည်ပြုလိုက်ပါတယ်။လက်ဆက်သက်ရှင်းလင်းပြီးတဲ့အခါအခန်းထဲဝင်သွားတဲ့ဂျောင်ကြီးချောအလစ်မှာအဲ့ခုံတစ်လုံးကိုအိမ်ထဲခောက်သိမ်းလိုက်ပါတယ်။စုံနောက်မင်ကူကလူမိုက်ခေါင်းဆောင်တယောက်နဲ့ကိုမိမဖောက်ပြန်နေရတော့မသိဘူးလို့ထင်နေရကြောင်းအထက်တန်းရဲရရှိဘဲကြုံမှုဆိုသူအကြောင်းမရမကစုံစမ်းနေပါတယ်။စိတ်ကန်းကိုအန်ရကင်းစွာပြန်ရောက်လာတဲ့ဂျောင်ကြီးချောတို့ကိုညွန်ကျုံလွတ်ထားတဲ့ရဲတွေကစောင့်ကြည့်နေပြီးစိုးကတန်းသင်္ကန်းသွားအောင်မဲ့ဆိုတာထွက်လာပါတယ်။တန်းစင်ခန်းထဲရောက်တော့တကားကိုလော့ချကဖွင့်ယူလာတဲ့အိတ်ပေါ်စာရေးပြီးဘူထိုင်ရေဖုံးအတွင်းထက်ကပြန်ထွက်လာခဲ့လိုက်ပါတယ်။သူတို့ထွက်သွားတာနဲ့စိုးရဲတပ်ဖွဲ့ကရဲတယောက်ဟာတန်းစင်ခန်းအတွင်းဝင်လာပြီးအိတ်ကွန်ပေါ်ကတင်မောနာမည်ကိုတည်င်းတိကျရယူနိုင်သွားပါတယ်။ထိုရဲကပဲစိတ်ကန်းအတွင်းမှာအချိန်တော်ကြာရပ်ထားတဲ့ကားကြောင့်ဒိုရောင်းထန်တည်င်းပို့တဲ့အခါအလင်းစလိုကောက်ချက်မချပဲပစ္စည်းတွေလှီပေါ်ရောက်မှဝင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ကွမ်ဆိုးကဘာကြောင့်ဒီလိုအန်နယ်များတဲ့အလုပ်ကိုလက်အောင်ငယ်သားတွေတဲကယုံကြည်သူကိုမခိုင်းပဲကိုယ်တိုင်လုပ်နေရတာလည်းမေးတော့သူ့လူတွေကိုစံတဆိုင်စီစီးပွားရှာခွင့်ပေးထားတဲ့ငွေဟာငွေစေးရောင်းထားတဲ့ငွေနဲ့လို့အတိမပေးချင်တာကြောင့်လို့ဆိုပါတယ်။ပြီးတော့ရွယ်ချက်ကြီးကြီးနဲ့တောက်လျှောက်ကြိုးစားနေတဲ့သုံးကိုမြင်တိုင်းသူ့ကိုယ်သူပြန်မြင်နေရသလိုခံစားရတယ်လို့ဆိုတဲ့အခါဂျုံမိုတယောက်မဲ့ပြုံလိုက်ပါတယ်။သူ့အလုပ်တွေသူ့စီးပွားတွေကိုသုံးကိုထန်လွှဲလိုက်တော့မှဖြစ်ပေမဲ့တစ်ချိန်ချိန်အန်ရကြလာတော့မယ်လို့ထင်ရင်ချက်ချင်းရက်လိုက်ဖို့ကိုလည်းသုံးရင်ကြီးစွာမှာနေပါတယ်။တိုင်လာတဲ့ကုန်ပစ္စည်းတွေကိုဘယ်ကိုပို့ရမလဲမေးတော့စိတ်ကန်းဝင်မောက်ခုနှစ်မှာအသက်ဆောင်နေတဲ့ကိုရီးယားဂျပန်ကဗျာတင်မောကပရင်တယောက်ကိုကြိုဆောက်ခိုင်းတာကြောင့်ပြောနေစဉ်သူတို့တက်တဲ့ကိုဝင်လာတဲ့ကားကြီးကိုရှောင်ရင်လမ်းပြီးထိုးကျသွားပါတော့တယ်။ကားဘောက်ကဓာတ်ချောင်းနဲ့ဆင်းလာသူကတော့သူတို့ကိုတစ္ဆာဖောက်ကဂျဲကုန်းကိုင်းထံရောက်စားခဲ့မှုတဲ့ကြောင်ချင်းဖြစ်ပြီးလူတွေကိုတေချာကြည့်ပြီးနောက်ပစ္စည်းတွေယူကပြန်ထွက်သွားပါတယ်။စိတ်ကန်းကဒိုရောင်းတို့ရဲဖွဲ့ဟာတတ်သိပစ္စည်းနဲ့အတူဖမ်းဖို့စောင့်နေပေမဲ့ဘာကားတစ်စီးတစ်လီတောင်မတွေ့တာမို့တိုင်ပတ်နေကြပါတယ်။အရင်ဆုံးတတိပြန်လည်လာတဲ့ဂျောင်ကြီးချောဟာဘေးမှာတတိလက်နေတဲ့သုံးအုပ်ကိုခေါ်နေစဉ်စီတွေတစ်ဆက်ဆက်ချနေတဲ့ကားပောက်ကွဲသွားပါတော့တယ်။ထို့ပေမဲ့ဂျောင်ကြီးချောဟာသုံးအုပ်ကိုအရတဲ့ထုတ်လာခဲ့ပြီးအခုမှစိတ်နဲ့လူနဲ့ပြန်ကပ်လာသူသုံးအုပ်ကသူတို့ပစ္စည်းတွေရောပြီးတော့ပျောက်သွားပြီလို့ဆိုပါတယ်။ဒီချိန်အတူထွက်လာရင်နောက်မှပါမလာတဲ့ဂျောင်ကြီးချောတို့ကိုဟီဆောင်ကပြန်လာရှာပြီးခေါ်ထုတ်သွားပါတယ်။ဒီလမ်းကြောင်းချင်းတွေကိုသူ့ရဲ့ဟီဆောင်ရဲ့ဂျောင်းဘဲရဲ့သာတိထားတာမို့ကြောင်ချင်းလောက်ကျန်မှုစီစဉ်ပေးသူကဂျောင်းဘဲပဲဖြစ်ရမယ်လို့မှတ်ယူလိုက်ပါတယ်။တသိပစ္စည်းကီလို30တောင်ပါသွားတဲ့ကိစ္စဆေးရုံကိုတော့မသွားတော့ပဲသိုးကိုပြန်သွားမှရမယ်ဆိုတဲ့သုံးကိုရဲ့အကြံကြောင့်လူအားလုံးစုခိုင်းလိုက်ပါတယ်။စိတ်ကမ်းမှာစောင့်နေကြတဲ့ရဲတွေကပောက်ကွဲသွားတဲ့ကားကသူတို့လိုက်နေတဲ့ကားမှန်ပေမဲ့အထဲမှာလူမရှိတော့ကြောင်းသတင်းပို့တာကြောင့်ဒိုရောင်းတပ်ပြင်းချနိုင်ခဲ့ပါတယ်။ရုံငန်းကိုတွေးတန်တရေရဲနဲ့ပြန်ရောက်လာတဲ့ဂျောင်ကြီးချောကသူတို့ကိုတစ္ဆာဖို့သွားတဲ့ဂျောင်းဘဲနဲ့ကြောင်ချင်းကိုရှာရန်လူလွတ်လိုက်ပါတယ်။ပြီးတော့စတင်ကလေးကသူဆေးရောင်းမှုတဲ့လူစင်းကိုစိုးထံပေးကအဲ့လူတွေထဲမှာဂျောင်းဘဲနဲ့ဆက်သွယ်သူရှိနေသေးလားလို့စုံစမ်းခိုင်းပါတယ်။အဲ့ဒီနောက်စပွဲပေါ်လဲနေတဲ့ဓာတ်ပုံကိုမြင်တဲ့အခါတတိယသွားတာနဲ့မိကန်တတကိုစစ်ကြည့်တော့အခုထိလက်စားဖို့လွယ်နေတော့မဲဆိုတာတက်သိပြမယ်ဆိုတဲ့ဂျောင်းဘဲရဲ့စကားနဲ့တူနိုင်လေးတစ်လုံးသာထားခဲ့ပြီးအားလုံးကိုယူဆောင်သွားပြီဖြစ်ပါတယ်။ဂျုံမိုတယောက်မထင်မှတ်ပဲဒီချောစီကရလာတဲ့မူရစ်စေးဝယ်ယူသူစင်းကိုညှို့ချုပ်ထုတ်ထံပြကဂျောင်းဘဲနဲ့ကြောင်ချင်းဟာဂန်နန်းတစ်ခွင်မှာလူလုံးရင်းနဲ့ရှာခိုင်းနေတာမို့သူတို့နှစ်ယောက်သုံးတဲ့ဖုန်းနံပါတ်တွေကိုစစ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်တစ်ချိန်ကုန်သွယ်မှုမှာနောက်ထပ်တစ်ချိန်အနောက်ရှက်ဖြစ်ခဲ့ရပြန်တဲ့ဂျောင်ကြီးချောဟာယာကူဇာတို့ဘက်ကိုတောင်းပန်နေရပြီးပစ္စည်းပို့ဖို့တပတ်အချိန်ထပ်ပေးမယ်လို့ပြောသွားပါတယ်။အသားအငယ်နဲ့ပါနီးလာတဲ့ကိစ္စမို့တပတ်တွင်မဖြစ်မနေရှာခိုင်းလိုက်ပေမဲ့ပြောညံ့တဲ့ဟီဆောင်ကသူတို့ဂန်နန်းမှာအားလုံးရနိုင်နေတဲ့သားနဲ့ဘာကြောင့်ဒီအန်ရများတဲ့ကိစ္စကိုလုပ်နေအောင်မလဲလို့မေးပါတယ်။လက်အောင်ငယ်သားတွေလည်းကြောက်လန့်နေပြီမို့ဘေးကင်းတဲ့လှုပ်သာဆက်လုပ်ဖို့တိုက်တွန်းပေမဲ့ဒေါသထွက်နေသူဂျောင်ကြီးချောကမောင်းထုတ်လိုက်ပါတယ်။ထူးထူးခြားခြားကြိုးစားလုံးနေတဲ့မင်ကူကတော့နယ်မျိုးကဘဲချုံမူရဲ့ရဲစကန်တိလိုက်သွားကထိုအကြီးတန်းရဲရရှိနဲ့တွေ့ကျင်ကြောင်းပြောတော့ကျမ်းမာရေးနဲ့ခွင့်ယူထားတယ်လို့ဆိုပါတယ်။ကွမ်ဆိုးကသူ့ရဲ့ပထမဆုံးကုန်သွယ်မှုမှာကြာဆုံးသွားတဲ့ကိစ္စဟဲရောကိုတောင်းပန်ခဲ့ပေမဲ့ဖြစ်စီကပြန်ထုတ်လို့ရပြီးဒီလိုထွက်မပြီးပဲလောင်ဝင်ခံတဲ့ယုံကြည်ရတဲ့သူမျိုးထပ်ရှာဖို့မလွယ်ဘူးဆိုက
ခွင့်လွှတ်ပေးလိုက်ပါတယ်။ပစ္စည်းတွေရအောင်ပြန်ရှာပြီးအယောင်းဝယ်ဖြစ်အောင်ကြိုးစားပါမယ်လို့ကတိပေးတာကြောင့်ကိစ္စဝဝဟာသုံးကိုဖြည့်ရှင်းနိုင်မယ်ဆိုတာသူမယုံကြည်ကြောင်းအထက်ထပ်ပြောနေတာကိုကိုရန်တော်ကစောင့်ကြည့်နေပါတယ်။ပြီးတော့ဒီနေရာထက်အေဂျင့်ပြီးတိတ်ဆိတ်တဲ့ခြံကျူးဆိုတဲ့မြို့မှာနေတယ်ဆိုတဲ့အခါသူမြင်တွေ့ခဲ့ရတဲ့သင်းမောနာမည်ကိုမှတ်မိသွားပါတယ်။ဟယ်ရောရဲ့ဖေဟာကိုရန်တော်စီဖုန်းဆက်ပြီးပြဿနာတစ်ခုခုရှိနေလို့လား။အဲ့ဒီကောင်လေးနဲ့ပတ်သက်ပြီးပြောညက်လာတဲ့သူ့သမီးအကြောင်းသိပြီးသားမို့ယုံကြည်မှုအလွဲသုံးစားလုပ်ခဲ့သူကွမ်ဆုံးဦးကပြန်ပေးဆက်ရလိမ့်မယ်လို့အသိပေးလိုက်ပါတယ်။ဟယ်ရောကိုကားပေါ်ပြန်ပို့ခဲ့တဲ့ဆုံးဦးဟာသူ့ပေါ်ယုံကြည်ပြီးကောင်းပေးခဲ့တဲ့ကောင်မလေးကိုစိတ်ပူတာနဲ့ပစ္စည်းရှာမဲ့ရဲအနေငယ်ဟာအန္တရာယ်များနိုင်တာမို့တရုတ်ကိုခဏပြန်နေရမှာတော့လေဒီကိစ္စတွေဖြေရှင်းပြီးမှဆုံးဦးနဲ့အတူသွားကြမယ်လို့ပြန်ဖြေပါတယ်။အဲ့ဒီနောက်ဒိုရောင်းထံဖုန်းဆက်ပြီးတရုတ်တွေရဲ့အခြေစိုက်တင်နေရာကိုသိရပြီဆိုကခြံကျိုးဆိုတဲ့မြို့မှာလို့သတင်းပေးလိုက်ပါတယ်။ဒီသတင်းကြောင့်တရုတ်ရဲတွေဟာတရုတ်ကိုရီးယားကပြားတွေရှိနေမဲ့ခြံကျိုးကမွေးစေဝါစက်ရုံကိုရှာဖွေဖို့ပြင်ဆင်လိုက်ပါတယ်။အားလုံးထိချုံနိုင်တော့မှမို့ပျော်နေတဲ့ညွန်ချုပ်ကိုဘဲချုံမူနဲ့ယူဝီချောင်းတို့လင်မယားရဲ့အန်ဒီယေကိုထည့်တွက်ပြီးမွေးဆောင်သမ်းမှုစစ်စင်ရေးကိုအများပြည်သူသိအောင်ချပြကအာယုံလွှဲဖို့တောင်းဆိုခဲ့ပေမဲ့မကြခင်ပြီးသွားမဲ့စစ်စင်ရေးအတွက်ဒီတိုင်းသာဆက်သွားမယ်လို့ဆိုပါတယ်။အချုပ်ကပြန်လွတ်လာတဲ့ခေါင်းအောင်စောကိုရောင်းတဲ့ကလာကြိုပြီးသူ့ကိုတထေးခိုင်းလာတာရှိတယ်ဆိုကဝီချောင်းတို့အချက်လက်တွေထုတ်ပြတာကြောင့်ဂန်နန်းရဲစခန်းကိုပြန်သွားကြမယ်လို့ဆိုပါတယ်။ဒိုရောင်းတယောက်ဝီချောင်းရဲ့ရုံကန်ထိလိုက်သွားကဂျုံမိုတို့ရဲ့မွေးစီပစ္စည်းဖြစ်လို့ခံရတဲ့ကိစ္စနဲ့ဂျုံမိုဘေးကင်းကြောင်းအသိပေးခဲ့ပါတယ်။နေဂတ်စကန်တီဂျုံမိုအကြောင်းစုံစမ်းခဲ့သူစုံတော့မေကိုအကြောင်းကိုဝီချောင်းကပြောပြလိုက်တဲ့အတွက်ဂန်နန်းစကန်ကိုသွားကသူကဘဲဂျုံမိုပါလို့နှုတ်ဆက်လိုက်ပါတယ်။ထိုမြင်ကွင်းကိုရဲစခန်းပြန်ရောက်လာကြတဲ့ရောင်းတဲ့တို့ကကြည့်ပြီးဒီလူကိုတနေရာမှာမြင်မှုတယ်လို့ရေရွတ်လိုက်ပါတယ်။ဆိုင်ရွက်တွေကပုံကိုတွေ့သွားတဲ့ခေါင်းဆောင်ဖော်ကဝီချောင်းရဲ့မျိုးသားဘဲဂျုံမိုလို့ဖြေလိုက်တဲ့အတွက်ဘာကိစ္စမင်းကူနဲ့လာတွေ့တာလဲလို့ခေါင်းစားကုန်ပါတယ်။ဂျုံမိုကိုလာရှာတယ်ဆိုတဲ့စုံတော့မင်းကူကဘာရွယ်ချက်မှမရှိပဲဝီချောင်းနဲ့ချောင်ကြီးချောဖောက်ပြန်နေရကိုပေါ်ထုတ်ချင်နေုံတတ်မှုခလေးလို့သူများမိသားစုကိစ္စကိုလိုက်ဆောင်သမ်းမနေရန်ပြောဆိုခဲ့လိုက်ပါတယ်။အပြင်ပြန်ထွက်လာတဲ့ဒိုရောင်းကိုဆိုင်ရွက်စာတန်းတွေတွားယူစဉ်ကသူမျက်နှာချင်းဆိုင်ဆုံခဲ့ဘူးကြောင်းရောင်းတဲ့မှတ်မိသွားပါတယ်။ဈေးရောင်းသူတွေကိုစုံစမ်းတဲ့အထဲမှာဘေးသားဖဲဆိုသူကိုရှာမရဘူးဆိုတဲ့အတွက်ချောင်ကြီးချောစိတ်ပြတ်သွားပါတယ်။ပစ္စည်းတွေဘယ်မှာရှိနေလဲဆိုတာသိဖို့လိုနေတဲ့သုံးဦးတယောက်ဘေးသားဖဲဆိုတာသူ့အဖေမှမသိပဲတွားရှာပြီးမျက်နှာချင်းဆိုင်ခေါ်လာရန်မောင်းထုတ်လိုက်ပါတယ်။ဒေါသကြီးဆဲဆိုချိန်မောင်းနေတဲ့သုံးဦးကြောင့်ဝင်တားခဲ့တဲ့ဟီဆောင်တဲ့စကားများနေချိန်ချောင်ကြီးချောကခိုင်းနာတာကိုသာလုပ်ရန်ပြောလွှတ်လိုက်ပါတယ်။ပုံမှန်ထတုံလုံးနေတဲ့ချောင်ကြီးချောကိုအကြောင်းရင်းမေးကြည့်တော့ကုန်ပစ္စည်းတွေပျောက်သွားတဲ့အပြင်သူတို့ကုန်တယ်မဲ့နေ့ကရုံငန်းထဲထိဝင်မွေသွားတဲ့ကြောင်းပဲကြောင့်ပိုင်ဆိုင်သမျှအားလုံးပါသွားပြီလို့ပြောပြပါတယ်။ဒါပေမဲ့ကြောင်းပဲရဲ့မိဘဆွေမျိုးတွေကိုအတုံးချကဒေါသကြီးမွေနောက်ရှာပြစ်မယ်ဆိုတဲ့ကွမ်ဆုံးကိုတော့စီးမကြော်ဘူးတတိပေးပြီးမောင်းထုတ်လိုက်ပါတယ်။အပြင်ရောက်လာတော့ဝီချောင်းကဖုန်းဆက်လာပြီးဒိုချောင်းထံကကြားရတာရှိလို့အပြင်မှာစကားပြောရအောင်လို့ခေါ်ပါတယ်။ဒီလိုနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါချောင်ကြီးချောရဲ့ရောင်းဝယ်သမားတွေထံကြောင်းပဲနဲ့ကြောင်ချင်းတို့ဆက်သွယ်ထားတာမရှိဘူးလို့အသိပေးတဲ့အတွက်ဒီလိုကိစ္စကိုဖုန်းနဲ့ပြောလို့ရရတဲ့နဲ့အချိန်မရှိတဲ့လူကိုအပြင်ခေါ်တဲ့ဆိုကပြဿနာရှာပါတယ်။လက်ထပ်သွားတဲ့ဂျုံမူကိုဝီချောင်းကအဆင်ပြေရလာပြီးတော့သူ့အချိန်နေသူပြတ်တန်းနေရတာနဲ့အဆင်ပြေပုံပေါက်နေရလာလို့ပြန်ပြီးကကိုကြီးပေးချင်တာရှိရင်ဒီဆက်စင်ရေးထဲမှာခဏခဏပေါ်လာပြီးလူကိုစိတ်နှောက်ယှက်မပေးပဲဝင်းဝင်းမှာပဲနေရန်အော်ဟစ်ပြောဆိုနေတဲ့အတွက်လူမိုင်းလိုလုံးမနေရန်ဒိုရောင်းကဝင်တာပါတယ်။သူဒီလိုပြောင်းလဲသွားတာနဲ့ဝီချောင်းကိုစုံမရေးတဲ့ထဲခဲ့တာဘသူလက်ချက်လဲလို့ပြဿနာရှာကဝီချောင်းတောင်းမှနေတဲ့ကြားကထွက်သွားပါတယ်။တစ်ဖက်မှာရောင်းနေတဲ့ခေါင်းဆောင်စောတို့ဓာတ်နဲ့ထောက်ပြီးတည်င်းညှဉ်းယူခဲ့တဲ့အငိမ့်သားရဲဖွဲ့စည်းကဝန်ထမ်းကောင်မလေးဟာတည်င်းလာယူတဲ့လူတွေရှိရင်ဆက်သွယ်ပါဆိုလို့ဘာလို့ရမှမသိတာကြောင့်ဆိုကဖုန်းဆက်လာတဲ့အတွက်တက်ကွင်းမမရိပ်မိပဲဂျုံမိုရဲ့တရုတ်မှန်ပေါ်သွားမှဆိုလို့အခုလာခဲ့မယ်လို့ပြောလိုက်ပါတယ်။ရောင်းတဲ့ကလိုက်လာမဲ့လူကမိုးရဲဌာနကရဲတယောက်ဖြစ်နေရကြောင်းတထေးကိုအကြောင်းကြားအောင်မလားမေးတော့ရဲလဲဓာတ်နဲ့ထိုးရင်တည်တတ်တယ်လို့ခေါင်းဆောင်စောကဆိုပါတယ်။ပြီးတော့ဂျောင်းမဲရဲ့မိဘတွေထံစောင်းကြည့်နေသူစိုးဦးထံဖုန်းဆက်ကကြွတဲ့ကောင်ရှင်းစရာရှိလို့ဒီကိုတယောက်ထဲလာရင်ခေါ်ပါတယ်။ထူးထူးဆန်းဆန်းနေပြောနေသူခေါင်းဆောင်စောကိုနားမလည်တော့တာနဲ့မေးတော့သူပြောတဲ့လိမ့်စာအတိုင်းသာလာခဲ့လို့အတင်းခေါ်ပါတယ်။ဒီလောက်တတိပေးထားတဲ့ဂျားကနေစိတ်ပြက်အားငယ်နေတဲ့ကြောင်ကြီးချောကိုခေါင်းမပါတဲ့ကောင်မကအတန်အသင်းပြေဆုံးနေပြီဖြစ်တဲ့စီးပွားရေးနဲ့ရောက်ရဲပြီးအနေအများတာတွေမစွန့်စားတော့ဘူးတွားရောက်နှစ်သိပ်ပြီးနေပြန်ပါတယ်။သူ့အိမ်မက်တွေပြေဆုံးဖို့ဝီချောင်းကိုလူနေသေးတဲ့အပြင်ပန်းနိုင်ရောက်ခံဒီမှာရက်လိုက်လို့မဖြစ်တာကြောင့်စိတ်မပူရန်ပြန်ပြောပါတယ်။ဒီချိန်ကြီးချောထံဖုန်းဝင်လာပြီးဂျောင်းဘက်ကိုရုံကားစီဖမ်းခေါ်လာပြီးဆိုတာကြောင့်ဝီချောင်းကိုနှုတ်ဆက်ကပြန်သွားပါတယ်။ဒိုရောင်းတယောက်ရဲသိန်းဝင်ဟောင်းကျုံကိုဝင်သွားတာနဲ့တပြိုင်နက်ရောင်းတဲ့ကတကားကိုတော့ပိတ်လိုက်ပါတယ်။အသက်ဆောင်နေတဲ့ခေါင်းဆောင်ဖော်ကဘာကြောင့်သူတို့နောက်ကိုလိုက်နေရလဲလို့မေးပြီးဓာတ်ကိုထုတ်ကတိုက်ခိုက်ပါတော့တယ်။ဂျောင်ကြီးချောကသစ္စာပေါက်ဂျောင်းဘက်ကိုရှင်းလင်းရန်ရုံးကိုဒေါသကြီးပြန်လာပါတယ်။သို့ပေမဲ့သူ့ကိုကြိုဆောင်နေတဲ့ဟီဆောင်နဲ့လောင်းငယ်သားတွေနောက်ကဂျောင်းဘက်ဟာအဖမ်းခံရတာမဟုတ်ပဲအခန့်သားထိုင်ရင်ဂျောင်ကြီးချောတယောက်ထဲပိုင်ဆိုင်တဲ့လုပ်ငန်းတစ်ခုချင်းကိုစာချုပ်တွေကင်ကထိုင်ဖက်ပြနေပါတယ်။ဂျုံမိုတယောက်ချိန်ထားတဲ့နေရာထက်အမြန်ရောက်သွားတဲ့အခါအခန်းမြင့်မှာစောင့်နေတဲ့ရောင်းတဲ့ကသူတို့ဝီချောင်းရဲ့ယောက်ျားကိုဖမ်းမိထားပြီလို့ပြောတဲ့အတွက်တကားပွင့်ခံပြီး
ရောင်းတဲ့ကိုရှောင်ခိုင်းလိုက်ပါတယ်အထဲဝင်လာတော့တတိလေးနေတဲ့သူ့စီနီယာဒိုရောင်းကိုခုံမလက်ထိတ်ခတ်ဖမ်းဆီးထားတာမြင်လိုက်ရတဲ့အတွက်စစ်စစ်နေချိန်နောက်ကရောက်လာတဲ့ခေါင်းဆောင်စောကစာရွက်တစ်ရွက်ကိုထုတ်ပေးကတတိကောင်မလေးရဲ့အမျိုးသားဘဲကြုံမှုဖြစ်ကြောင်းအတည်ပြုပါတယ်မင်းအကောင်ကိုတိလာလို့မင်းရင်စိတ်ထဲထင်နေတာကသူတို့ကိုယူဝီချောင်းနဲ့ဘဲကြုံမှုနှစ်ယောက်ပေါင်းဖမ်းနေတဲ့ထင်ပေမဲ့ပတ်စအိနဲ့ဝန်ထမ်းကစောတူရောင်းဆိုတဲ့နာမည်ကြောင့်ဘဲကြုံမှုကိုမင်းတိလာလို့မေးပါတယ်မသိဘူးဆိုရင်လည်းသူ့ဘာသာစစ်မေးတော့မယ်လို့ဆိုကဒိုရောင်းရဲ့တနက်ကိုထုတ်ယူလိုက်တာကြောင့်ရဲကိုတန်းရင်ပြဿနာပူကြီးသွားနိုင်တဲ့အတွက်အခြားနည်းလမ်းရှာမယ်လို့ဖြောင်းပြပါတယ်ခါးကြားကဓာတ်ကိုဆွဲထုတ်ကဂွမ်ဆိုးကိုပေါ်တန်တရားမဝင်ကျင်တာရဲ့အဖွဲထဲမှာရဲနဲ့ပေါင်းကြံနေတဲ့တကောင်ရှင်းနေတယ်လို့စိတ်ထဲကထင်နေရရဲ့ကြောင့်မင်းမဟုတ်ကြောင်ပြခြင်းဖြည့်ရှင်းလိုက်လို့ဖိရပြီးပါတယ်ခေါင်းဆောင်စောကိုတစ်ဖက်အဖမ်းခံထားရတဲ့သူ့စီနီယာဒိုရောင်းကိုတစ်ဖက်လက်ကြည့်ရင်တနက်ပြောင်းဝရှိမတုံမလုံးရက်လိုက်တဲ့အခါတနက်တန်တစ်ချက်ထွက်ပေါ်လာပါတော့တယ်ခေါင်းဆောင်စောကခွန်ဖုံးကိုတနက်နဲ့ချေရွယ်ထားပြီးဖမ်းထားတဲ့ဒူရောင်းကိုဓာတ်နဲ့ထိုးဖို့ဖိအားပေးနေပါတယ်။ရောင်းတဲ့စကားအရဂျောင်ကီချောခိုင်းထားတဲ့အချက်လက်တွေရှာဖွေစဉ်ကဒီကောင်ကြိုရောက်နေတဲ့အပြင်စေးုံကားပေါ်ကပါဆင်းသွားတာမို့ဘလို့ဘက်ကလည်းမီးတော့သူနဲ့မဆိုင်ပါဘူးဆိုတဲ့အခါဒါဆိုတေသွားလဲမင်းနဲ့မဆိုင်ဘူးဆိုပြီးတနက်နဲ့ပြစ်လိုက်ပါတယ်။ဒီမခံနိုင်တော့တဲ့အဆုံးခေါင်းဆောင်စောကိုဝင်တိုက်ခိုက်ခဲ့ပြီးမဲ့သူပါအန်ရများနေတဲ့အချိန်စိုးမရဲနှစ်ယောက်ကခေါင်းဆောင်စောကိုလာဖမ်းသွားပါတယ်။ဒီတော့မှတွေးထွက်လွန်နေတဲ့သူ့စီနီယာထံသွားကအရေးပေါ်ကားခေါ်ခိုင်းနေချိန်ကိုရဲဆိုတာမမိလိုက်နဲ့လို့တိုးညင်းသွားမှာသွားပါတယ်ရောင်ကီချောကသူပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုဖတ်ပြနေတဲ့ကျောင်းဘက်အားတနက်နဲ့ထုတ်ချိန်ထားပြီးမဲ့တယောက်တည်းတန့်ရှင်းတဲ့စီးပွားရေးသမားကြီးလုံးတော့မလို့လားလို့ပြန်ပေးပါတယ်ဒီပိုင်ဆိုင်မှုတွေထဲမှာသူတို့ရောပါလားဆိုကအဖွဲတွေကလက်အောင်ငယ်သားတွေရဲ့နာမည်ကိုတော့အတိအကျသိလို့လားလို့မေးလိုက်ပါတယ်နောက်ကဝမ်းနိုင်ရိုးဆိုင်လေးဖွင့်ကျင်တယ်ဆိုတဲ့ဂွမ်ရောဆိုသူကိုခေါ်ကမင်းအိမ်မက်ကိုဖြည့်ဆည်းပေးဖို့ငါဒီနေ့တည်သွားရင်မတက်နိုင်တော့ဘူးလို့လှမ်းပြောပါတယ်ပြီးတော့တယောက်ချင်းစီရဲ့အိမ်မက်တွေအကြောင်းလိုက်ပြောပြရင်ဂျောင်ကီချောပီတော့သူ့ကိုပြစ်လိုက်လို့ဆိုပါတယ်ဂျောင်းဝင်လာတဲ့ဟီဆောင်ကပါဒီလောက်နဲ့ရက်လိုက်တော့ဖို့ပြောကဒီအချိန်နဲ့ထိရောက်လာတာဂီချောတယောက်တည်းကြောင့်မဟုတ်ပဲအားလုံးစူးစမ်းခဲ့တာကြောင့်လို့ပြောပါတယ်ဒီအချိန်လက်ကုပ်လက်ဝါတီးပြီးဝင်လာပြန်တဲ့စုံတော့မေကူကလူတက်မှုအတွက်ပိုးပေါင်းကြံစီမှုကိုကြီးအားပေးမှုနဲ့တန်ကြားသူရှိလို့ရောက်လာကြောင်းပြောတဲ့အတွက်သူ့ဘေးကလူတွေကိုထိတ်လန့်စွာလှည့်ကြည့်လိုက်ပါတယ်ဒါအပြင်ကင်ထားတဲ့တနက်ကြောင့်တရားမဝင်ကင်ဆောင်မှုပုံမှန်ပါထပ်တက်လိုက်ပါတယ်တကယ်တော့သူတို့ဂျားဖြတ်လူယူလာတဲ့မူဝေးစေ30ကီလိုကိုစုံတော့မေကူထံအပ်ပြီးဂျောင်ကီချောကိုတစ်သက်လုံးထောင်ထဲကပြန်မထွက်အောင်လုပ်ပေးဖို့ရဲစကန်လောက်ကြီးမဲ့အိမ်တလုံးနဲ့လက်ထိုးကကြောက်ချလိုက်တာဖြစ်ပါတယ်ဝီချောင်းကနောက်ထပ်တစ်ချိန်ရဲကားပေါ်ပါသွားပြန်တဲ့ဂျောင်ကီချောကိုလိုက်ကြည့်နေရပြန်ပြီးဂီချောရဲ့အိမ်မက်အားလုံးကလည်းပျက်စီးသွားပြီဖြစ်ပါတယ်ဒီတစ်ခါတော့ယူဝီချောင်းကိုယ်တိုင်စုံတော့မင်ကူတို့ကားနောက်ကိုလိုက်ကအထက်ကိုဖုန်းဆက်လိုက်ပါတယ်ဒီတဲ့တင်းဟာဂျိုရောင်းထွက်စိတ်မကောင်းဖြစ်နေသူဂျုံမူထံရောက်လာတဲ့အတွက်သူ့တစ်လျှောက်လုံးအပင်ပန်းခံလာမြပျက်စီးတော့မှဖြစ်လို့လိုက်သွားပါတယ်စုံတော့မင်ကူဟာသူဂီချောကိုဖမ်းလာတာမွေးစေမှုနဲ့ဖြစ်ပြီးမရက်ခိုးမှုနဲ့မဟုတ်တာကြောင့်ရှက်မနေရစကန်နာထိုးနေစဉ်ကားတစ်စီးနဲ့ပြေးဝင်တိုက်တာခံလိုက်ရပါတယ်ကားနဲ့တိုက်ခိုက်သူဂျုံမူဟာဒဏ်ရာများစွာနဲ့ဂီချောကိုခေါ်ထုတ်သွားခဲ့ပါတယ်ပြန်တတိယလာတော့သူ့လူတွေဖြစ်တဲ့ဂျောင်းဘက်ခီဆောင်နဲ့ဂီအောင်ချင်းတို့ဟာရဲနဲ့လက်တွဲပြီးသူ့ကိုကြောက်ချလိုက်ပြီလို့ပြောပြပါတယ်။ဒါပေမဲ့မူရဲစေးလက်ခံမဲ့ဂျပန်အချိတ်ဆက်ကိုတော့သူတို့ပဲသိထားတာမို့ဆေးရီပြန်ရအောင်လှည့်ဖို့ကြံလိုက်ပါတယ်။စစ်စင်ကြီးရဲ့ပထမဆုံးအကျိုးဆက်ဖြစ်စီနီယာဒိုရောင်းကိုပေးဆက်လိုက်ရပြီဖြစ်ပေမဲ့ဂျုံမိုကိုအသိမပေးပဲဂန်နာဖွဲ့စည်းရန်လဲသွားစေမဲ့လူတွေကိုဖမ်းဖို့စီရင်ထုတ်လိုက်ပါတယ်။ဂိုင်းတစ်ခုအသက်ဆက်နိုင်အောင်အဓိကထောက်ပံ့ပေးနေတဲ့မူရဲဖြန့်လူသူတွေကိုတရက်အတွင်းဖမ်းလိုက်တာကြောင့်တစ္ဆာပေါက်ဂျောင်းဘဲတို့အတွက်ရောင်းစရာတန်တရားသာကြံပါတော့တယ်။အပြင်ထွက်ပြီးဆေးရီပြန်ရှာဖို့လုပ်နေတဲ့ဂီချောကိုရဲတွေဝရမ်းထုတ်ထားမှမို့တားလိုက်ပြီးအရက်တူတောက်ကြပါတယ်။အရှင်ကသူ့ကိုပင်မရဲ့အလုပ်ရက်လိုက်ဖို့မှနေသူဟာဘာကြောင့်ကိုယ်တိုင်ကြမရက်နိုင်ရတာလဲမေးကြည့်တော့တာမန်ဘွားနဲ့သာနေထိုင်လို့တဲ့လောဘဖြစ်ပြီးအကယ်၍အချိန်နည်းငယ်သာပြန်လဲခွင့်ရမယ်ဆိုရင်အဲလန်ကိုသာရွေးချယ်မှာဖြစ်ကြောင်းပြောပြပါတယ်။ဆေးရုံရောက်နေတဲ့မေကူဟာသူလိုက်နေတဲ့3ယောက်ကိုဝရမ်းထုတ်ခိုင်းခဲ့ပေမဲ့ခေါင်းဆောင်စောကလူတက်မှုနဲ့ထိမ့်သိမ်းခံရပြီးကွမ်ဆိုးကိုတော့နာမည်စင်းမှမရှိတာကြောင့်ရှာမရဘူးဆိုတဲ့အခါတခုခုကိုတတိယသွားတာနဲ့ဝရမ်းစင်းကိုပယ်ဖြတ်ခိုင်းလိုက်ပါတယ်။ဟဲရောရဲ့ကိုရံတော်တယောက်ဂျောင်ကီချောမရှိတော့တဲ့ဂန်နန်းကိုင်းကိုရောက်လာပါတယ်။သူတို့ဆေးတွေကိုယူသွားတဲ့ကြောင်းဘက်အားပြန်ပေးဆက်ရလိမ့်မယ်လို့ပြောတော့အယောင်းဝယ်လုပ်ခဲ့တဲ့ဂျောင်ကီချောစီတောင်းလိုက်လို့ဆိုပါတယ်။ဒါဆိုဂျောင်ကီချောစီကလူယူခဲ့သလိုမျိုးသူလည်းအဲ့လိုလုပ်ရတော့မလားဆိုကရှေ့ကခုံကိုပစိန်နဲ့ထားခုတ်လိုက်ပါတယ်။ရုံးဝင်းဆန်ကအခြေအနေကိုကြောင်းဘက်ကထိလိုက်ပြီးကြောင်ချင်းတန်ကဓာတ်ကိုအသာရချကသူ့ကိုဟဲရောနဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူနဲ့ပဲပြောလို့ရတယ်ဆိုတဲ့ကိုရံတော်ကြောင့်ဂျောင်ကီချောဂျေကုန်းကိုင်းနဲ့သူတို့ထံကဂုတ်သွေးစုပ်နေတဲ့ရဲတကောင်ကိုရှင်းပြီးရင်ပုံမှန်လက်ပတ်မဲ့စီးပွားရေးလေးပြန်လုပ်ကြမယ်လို့ဟီဆောင်ကပြောလိုက်ပါတယ်။စစ်စင်ရေးကြောင့်ဆုံးပါသွားတဲ့ဒိုရောင်ရဲ့စာပနာအားဘသူ့ကိုမှအတိမပေးပဲကျင်းပနေရတဲ့လုပ်ရကြောင့်ဝီရောင်တယောက်အတော်လေးစိတ်ပြတ်သွားပါတယ်။ပိုပြီးကတ်ခဲတာမျိုးလည်းမဖြစ်စေချင်တာကြောင့်ဂျုံမိုကိုပါဒီကိစ္စအတိမပေးရမှာနေတဲ့အတွက်အံ့ဩဆက်ဆုပ်စွာနဲ့ကြံနေခဲ့ပါတယ်။ဂျောင်ကီချောကဝီချောင်းတန်ဖုန်းခေါ်ခဲ့ပြီးပြဿနာတွေဖြေရှင်းပြီးရင်လာခဲ့မှာမို့တီးကန်ဆောင်ရမှာပါတယ်။ဂျောင်မဲတော့ထံရောက်လာတဲ့စုံတော့မေကူကအချက်လက်ရှာမရတဲ့ဂွမ်ဆိုးဆိုတဲ့ကောင်ကပါ
လဲဘလို့ရောက်လာလဲလို့မေးတဲ့အခါဝေချောင်းနဲ့ငယ်စဉ်တဲကရင်းနှီးသူလို့သိရတဲ့အတွက်အခုမှပြောရမလားလို့ထဆဲပါတယ်ရန်ကောင်းတဲ့ဂျောင်းဘက်ကယူဝီချောင်းနဲ့ဟဲယောကိုသာစောင့်ကြည့်ထားရင်ဖမ်းကျင်တဲ့ဂျောင်ကီချောင်းနဲ့စိုးဦးတို့ပေါ်လာမယ်ဆိုကငွေထုတ်ပြီးလိုက်ပါတယ်အဲ့ဒီနောက်ချင်းစုထားတဲ့ဟဲယောနဲ့တွေ့တဲ့အခါကြားဘူးတာထပ်ပူလာကြောင်ချီးကျူးလိုက်ပြီးပဲပစ္စည်းဘယ်မှာလဲလို့သာမေးပါတယ်ဆေးကိုရေနဲ့ဖြော်ပြီးတေချာစစ်ဆေးနေတာမို့တန်တရားများတတ်တာပဲဆိုတဲ့အခါကိုယ့်တထေးကိုတစ္ဆာဖောက်တဲ့လူတွေကိုမယုံဘူးလို့ခြေပါပါတယ်တကယ်တမ်းဘာဖြစ်မှမရှိတဲ့ငါကြောင်နှကောင်ဟာဂျပန်နေစီပို့ပေးရမယ့်လိပ်စာတော့မသိတာမို့တစ်ရှူးမှရေးပြလိုက်ပြီးပို့ပြီးတဲ့အခါဝေစုလာပြီးရန်နဲ့တထေးကြောင်တုံးကလို့ပြဿနာပေါ်မလာနိုင်ဘူးမဟုတ်လားလို့မေးတော့သူတို့ကဂျောင်ကီချောရဲ့အရှုပ်တွေကိုရှင်းပေးရသူလို့သာပြန်ဖြေပါတယ်ပြန်လာတဲ့လမ်းမှာဟဲယောရဲ့လုပ်ရက်ကိုနားမလဲတဲ့ကိုရန်တော်ကကိုနဲ့မသိတဲ့လူတွေနဲ့အယောင်းဝယ်လုပ်ခဲ့တဲ့ကိစ္စမေးတဲ့အခါပြန်မဖြေပဲဂွမ်ဆိုးကိုဖုန်းခေါ်လိုက်ပြီးမှားထားတဲ့အတိုင်းလုပ်ခဲ့ပြီလို့အသိပေးလိုက်ပါတယ်တစ်ဖက်ကဂွမ်ဆိုးကဂျောင်းဘဲလိုကောင်မျိုးကဘလို့ကြံစီနေအောင်လည်းမသိတာမို့ဂီယူဆိုင်ဖို့မာနေပေမဲ့သူမတို့တကယ်အန္တရာယ်ရှိသူကကားမောင်းနေသူဖြစ်ပြီးစီးမင်းမှန်သမျှကိုချိုးဖောက်ကစိုးအတွက်စွန့်စားပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုစီစဉ်ပြီးတာနဲ့ချွဲချောင်းဘဲဟာဂျပန်ကိုပစ္စည်းပို့တော့မှာဖြစ်ပြီးဂျောင်ကီချောကတော့ဂျောင်းဘဲတို့ပြန်တင်လာမဲ့ငွေကိုဖျက်လို့တော့မှာမို့ညွန်ကျုံးစီအကြောင်းကြားခဲ့တဲ့အတွက်တရုတ်နဲ့ဂျပန်ကရဲတွေကိုအကြောင်းကြားပြီးလက်စားတက်ကြမယ်လို့အသိပေးလိုက်ပါတယ်အခုထိဒိုရောင်းသေးတာမသိသေးတဲ့ဂျုံမိုတယောက်ဖုန်းခေါ်လို့မရလို့တကယ်အဆင်ပြေရတာမေးတဲ့အခါဒဏ်ရာကြောင့်ခဏနားခိုင်းထားတာလို့လိန်လိုက်ပါတယ်ထိုနာရေးထံရောက်လာတဲ့မင်းကိုရဲ့လက်ထောက်ကတေဆုံးသူဟာစောဒိုရောင်းဆိုရင်ဘဲဂျုံမိုကိုတိလာလို့လာမေးနေပါတယ်တတ်တော်ဆောင်ဟာဒီတစ်ခေါက်ရောင်းဝယ်တာအဟန့်တာဖြစ်ခဲ့ရင်ဖားခင်ဖြစ်သူကခွင့်လွှတ်မှာမဟုတ်ဘူးလို့တတိပေးပေမဲ့သူမခွန်ဆိုးကိုဂျုံချောင်းသာပြောလိုက်ပါတယ်ရာရာကိုမျက်နှာလွှဲနိုင်ခဲ့တဲ့ဟဲယောဟာသူမနောက်ကိုလိုက်နေတဲ့စုံနောက်တွေထံကနေခွန်ဆိုးဆိုတဲ့နာမည်ကြားယုံနဲ့တကားဖွင့်ပေးခဲ့ပြီးပြောသမျှကိုနားထောင်ခဲ့ပါတယ်ပထမဆုံးဝီချောင်းရဲ့အချက်လက်ဓာတ်ပုံကိုပြပြီးတိလာလို့မေးကထိုမိန်းကလေးကဘဲဂျုံမိုနဲ့လက်ထပ်ထားပြီးသားဖြစ်ကြောင်းဒိုရောင်းရဲ့ဓာတ်ပုံနဲ့တွဲပြပါတယ်တကယ်တမ်းသူပြချင်တာကဒီပုံထဲကဘဲဂျုံမိုဟာတကယ်ဘဲဂျုံမိုမဟုတ်ပဲဒီလူကားမဆိုကဝီချောင်းတို့စုံတွဲဓာတ်ပုံကိုချပြလိုက်ပါတယ်ဓာတ်ပုံကိုအနီးကပ်တေချာကြည့်ရင်နားမလည်မှုပေါင်းများစွာနဲ့စိတ်ရှုပ်ထွေးသွားပေမဲ့ဂွမ်ဆိုးရှိမဲ့နေရပြောပြဆိုတဲ့မင်းကူကိုအကြောင်းမပြန်ခဲ့ပဲသူမကိုတရုတ်ပြည်ခဏပြန်ဖို့စိုးရိမ်စွာသတိပေးခဲ့သူစိုးရဲ့ပုံရိပ်တွေပြန်မြင်အောင်လာပါတယ်နောက်ကျောကိုဓာတ်နဲ့ထိုးခံရတာဆိုတဲ့စုံတော့ရဲ့စကားတွေဒီတစ်ခေါက်ရောင်းဝယ်ပြတ်သွားရင်အဖေဖြစ်သူကခွင့်လို့မှာမဟုတ်ဘူးဆိုတဲ့စကားတွေကိုစိတ်ထဲကရှင်းလိုက်ပြီးဂွမ်ဆိုးတန်ဖုန်းဆက်ခါသူမပေါ်ပြောဆိုဆက်ဆံခဲ့သမျှကစိတ်ရင်းမှန်နဲ့လာလို့အတန်လေးတုံရင်မနေအောင်ထိမ့်ပြီးမိလိုက်ပါတယ်အဲ့ခါနဲ့ကထွက်လာတော့သူမအစားတော့တွေကိုဝတ်လို့စားနေတဲ့မိကူထံဂွမ်ဆိုးရှိမဲ့နေရပြောပြမယ်ဆိုရင်ဂရိပေးထားတဲ့အတိုင်းလုံနိုင်မှာလားလို့မေးလိုက်ပါတယ်အဲ့ဒီနောက်သူမလည်းဒီလုံတွေကိုစိတ်ကုန်နေပြီလို့ဆိုရင်စပွဲပေါ်ကဓာတ်ကိုလက်လှမ်းလိုက်ပါတယ်သူမဖေစီပြန်ရမလားကိုရီးယားမှာပဲဆက်နေရမလားဆိုတဲ့အမေးကိုနှစ်နေရာစလုံးထက်ဟောင်ကောင်ဘက်ခဏရှောင်နေဖို့တိုက်တွန်းခဲ့တဲ့စိုးရဲ့စကားကြောင့်တခုခုကိုစိတ်ပိုင်းဖြတ်လိုက်ပါတယ်သူမရဲ့ကိုရံတော့အခန်းထဲရောက်လာတော့ဟဲယောကဆက်လိုက်ခဲလျက်သာအသက်ငယ်နေတဲ့စုံနှောင်းမေကိုထိုင်ကြည့်နေပါတယ်ဘာလို့လဲဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုတော့စိုးဦးထံကသူမကြားခဲ့မှုတဲ့အဖြစ်အတိုင်းကာကွယ်ခြင်းနဲ့လူရှိလို့ပါလို့အသေးစိတ်ခင်းမဲ့တော့ဖြေလိုက်ပါတယ်တတ်တော်သောကလက်ဆွဲပြီးအပြင်ထွက်မယ်အလို့မေကိုရဲ့လက်ထောက်ကအပြင်မှာရှိနေတာမို့သူအာယုံလွှဲထားတဲ့အချိန်ဟဲယောကိုထွက်ပြေးဖို့မှာပါတယ်ပြီးတော့သူမဖခင်ရှိတဲ့တရုတ်ပြည်ကိုမပြန်ဖို့တေချာတတိပေးရင်ကိုယုံကြည်တဲ့လူစီသွားတော့လို့ဆိုပါတယ်အဲ့ဒီတော့အပြင်မှာရှိနေတဲ့ရဲကိုမတိုက်ခိုက်ပဲထွက်ပြေးကဟဲယောရှောင်းတိန်နိုင်အောင်ကူညီပေးခဲ့ပါတယ်စိတ်ကမ်းမှာပျက်စီးဖို့ငွေရယူပြီးတဲ့ဟေဆောင်တို့၃ယောက်သာအုံမျိုးနေစဉ်ရဲတွေကဂျပန်ဘက်သွားမဲ့တင်းမောနာမည်ကိုပါလှမ်းအချောင်းကြားလိုက်ပြီးဖြစ်ပါတယ်ဂျောင်းမဲတို့ရဲ့ငွေကိုဖျက်ယူဖို့ကြံနေသူဂျောင်ဝီချောအားကားပေါ်မှာပဲနေခဲ့တာပူကောင်းမယ်လို့တားလိုက်ပြီးသူတယောက်တည်းဖြည့်ရှင်းလိုက်မယ်လို့ဆိုကပါလာတဲ့တနက်နဲ့ထုတ်ချိန်လိုက်ပါတယ်လက်ထိတ်ခတ်ပြီးဒီလောက်နဲ့တော်ဖို့ပြောတဲ့ဂွမ်ဆိုးကိုမယုံကြည်နိုင်မဲပြီးတော့တာမန်ဘဝလေးနဲ့ရှင်တန်ကျင်တဲ့ဆိုတဲ့ဂျောင်ဝီချောရဲ့စကားစင်ကြေတစ်ခုပဲမို့အပြစ်ဝင်ခံလောက်အဆုံးထိဆွဲချပစ်မယ်ဆိုကတနက်မောင်းတင်အသင်းချိန်လိုက်ပါတယ်အဲ့ဒီနောက်ပတ်စံတွေကိုသဘောကျစွာရေတွက်နေတဲ့ဂျောင်းဘဲတို့ထံသွားကတော်လိုက်ကြရအောင်လို့ပြောလိုက်ပါတယ်ဒါတရားရနဲ့သူ့ထံလျှောက်လာတဲ့ဂျောင်းဘဲတို့ဟာရဲကားတွေရောက်လာတဲ့အခါမှာတခြားဖြစ်ချင်တာဖြစ်လို့ရတယ်ရဲတော့မဖြစ်သင့်ဘူးဆိုကဒါနဲ့ရှစ်တိုးလာတာမို့တနက်နဲ့ထောင်ပေါက်ပြီးတတိပေးလိုက်ပါတယ်တကယ်တော့ဂျုံမိုဟာသူ့ဘောအကျွေးမဲ့ဂျုံကြီးပြီးခဲ့ပြီးတကယ်လဲဘဝအသစ်မှာအေးချမ်းချမ်းရှင်တန်ကျင်တဲ့ဂျောင်ကြီးချောကိုဂျောင်းဘဲတို့နဲ့တူအဖမ်းမခံရအောင်အခွင့်အရေးတစ်ခုပေးခဲ့တာဖြစ်ပါတယ်သူမခဲ့တဲ့အိမ်မက်အားလုံးသူယုံကြည်ခဲ့သမျှလူအားလုံးထံကသစ္စာပေါက်ခြင်းကိုခံခဲ့ရသူဂျောင်ကြီးချောဟာအဖြစ်အပျက်တွေကိုလက်ခံနိုင်မှုကြိုးစားနေရပါတယ်ကဏ္ဍဖွဲ့စည်းတစ်ခုလုံးကိုဖြိုခွင်းနိုင်ခဲ့ကြပြီးတရုတ်ရဲတပ်ဖွဲ့ကလည်းဟဲယောဖခင်ရဲ့ဒုံဘန်းကိုတော်ကိုဝင်စီးကထုံးလုံးမှုကိုဖြိုခွင်းခဲ့သလိုလက်ခံပြောင်းဝေသူယာကူဇာတို့ကိုပါထိမ့်သိမ်းနိုင်ခဲ့ပြီးတရုတ်ဂျပန်နဲ့ကိုရီးယားတို့ရဲ့ပထမဆုံးချိန်ဖြစ်နိုင်ငံတကာမွေးစင်မှုကြီးကိုပူးပေါင်းဖော်ထုတ်နိုင်ခဲ့ပါတယ်စိုးမအခြေစိုက်ထားတဲ့ကဏ္ဍဖွဲ့ဝင်များကိုဖမ်းဆီးရမိခြင်းဆိုတဲ့အထက်မှာဂျောင်ကီချောကိုခြံလက်ပြီးထုတ်ပြန်ခဲ့ပါတယ်ဟဲယောဟာသူမချစ်ခဲ့တဲ့လူတစ်ယောက်အတွက်အရာအလုံးကိုဆုံးလုပ်ခဲ့ရပြီဖြစ်ပါတယ်ရန်မုံငွေမလုံလောက်မှုကြောင့်ကိုပိုင်အုပ်ချုပ်ခွင့်ရမျိုးတော်တိဆောက်ခြင်းအားဖျက်သိမ်းခြင်းဆိုတဲ့သတင်းစာကိုအသက်မဲစွာဖတ်နေတဲ့ဂျောင်ကီချောဟာလည်းတာမန်ဘဝကိုပြန်ရောက်သွားပြီဖြစ်ပါတယ်ဘဲဂျုံမို
တို့လင်မယားဟာတင်ဆုံးသူစောက်တူရောင်ရဲ့အကျိုးပြအိုးထံလာရောက်အကျိုးသိပေးခဲ့ကြပါတယ်။စစ်စင်ရေးအကျိုးဆက်ဆိုးအနေနဲ့ယူဝီချောင်းနဲ့ဂျုံမိုတို့ဟာသူတို့ရဲ့အချိန်ဟောင်းတွေကိုပြန်ရဖို့အချိန်ယူရအောင်မှဖြစ်ပါတယ်။အိမ်ပြန်ရောက်လာတော့သူတို့စနီးမောင်နှံဓာတ်ပုံကိုကန်ကြည့်နေတဲ့ဂျောင်ဝီချောကိုအံ့အားသင့်စွာမြင်လိုက်ရပါတယ်။နှစ်ယောက်သားလိုက်ဖက်သားပဲလို့ပြောရင်တနက်ထုတ်လိုက်တာမို့ဂျုံမိုကတနက်ချထားရန်သတိပေးပါတယ်။ရွေးချယ်မှုအမားတွေထပ်မလုပ်ဖို့သတိပေးနေတဲ့ဝီချောင်းကိုလည်းသူဟာဂျုံမိုတို့လင်မယားကိုကာဝယ်ဖို့အတွက်နဲ့သူ့ဘေးကဂျုံကြီးရသူအလုံးကိုနှင်ထုတ်ခဲ့မှုတဲ့ရွေးချယ်မှုကမှအမားကြီးလို့ဆိုပါတယ်။ဂျုံမိုဘက်လှည့်ပြီးဘာလို့သူ့ကိုလွတ်ပေးလိုက်ရလဲဆိုတာနဲ့ဝီချောင်းကရောသူ့ပေါ်စုံစမ်းရင်းနဲ့လာရောခဲ့ပြီးအားလုံးကအလိန်ညာတွေနဲ့ပတ်သက်ခဲ့တာလားလို့မေးပါတယ်။ဒီထက်ပိုပြီးပြစ်မှုတွေမကျူးလွန်တော့ပဲရက်တန့်သွားအောင်လုပ်နိုင်တာကသူမလုပ်နိုင်တဲ့အကောင်းဆုံးလုပ်ရဆိုတဲ့ဝီချောင်းရဲ့အဖြစ်ကိုလည်းသူဟာဘလို့ပဲပြစ်သားဖြစ်နေအောင်တော့လူတယောက်ရဲ့ယုံကြည်မှုကိုအတုံးချပြီးအဲ့လိုလှည့်စားတာကမှအပြစ်မဟုတ်ဘူးလားလို့မေးပါတယ်။သူမတို့လုပ်ခဲ့တဲ့အဖြစ်တွေအတွက်ဒီဘဝမဟုတ်ရင်တော့နောက်ဘဝမှာပြန်ပေးဆက်ရမယ်ဆိုတဲ့ဝီချောင်းရဲ့အဖြစ်နောက်မှာတော့နှစ်ယောက်စလုံးအသက်ရှင်လျက်ပြန်ပေးဆက်ရမှာပေါ့ဆိုကနှစ်ထင်မှာတနက်ထောက်လိုက်ပြီးမို့ဂျိုမိုကအရင်ဦးအောင်ပြစ်လိုက်ပါတယ်။ဝီချောင်းကသူမနဲ့စင်တူဆွဲကြိုးလေးကိုနောက်ဆုံးအချိန်ထိဝစ်ဆင်ထားခဲ့တဲ့ဂျောင်ကြီးချောရဲ့အလောင်းကိုပွေးကငုံနေသလိုထဲဝရဲ့နာယီတနည်းအားဖြင့်ဂျောင်ကြီးချောရဲ့ဂိုင်းပွဲဝယ်မှတ်သားနာယီကိုဝစ်ဆင်ထားတဲ့ဘဲချုံမူကလည်းဂျောင်ကြီးချောကိုဖမ်းဆီးနိုင်ပါပြီလို့စိတ်မကောင်းစွာနဲ့အကြောင်းကြားလိုက်ပါတယ်။အဲ့ဒီပြည့်ရက်တွေအပြီးစစ်စင်ရေးအောင်မြင်ခဲ့သူတွေကိုယာဒူးတိုးမြင့်အခမ်းအနားဟာတင်ဆုံးသူတို့ရောင်တယောက်နဲ့တယောက်သစိမ့်နဲ့လိုဖြစ်သွားခဲ့တဲ့ဂျုံမိုတို့လင်မယားကြောင့်တိတ်တဆိမ့်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။တို့ရောင်ကိုအလေးပြုပြီးအခမ်းအနားကထွက်လာတဲ့ဂျုံမိုဟာဂျောင်ကြီးချောရဲ့အုပ်ကူပေါ်ကဝီချောင်းလာထားတဲ့ပန်းစည်းပေးမှာပဲသူ့ရဲ့လက်ထက်လက်ဆုပ်ကိုချုပ်ခဆေးလေးတလိမ့်နဲ့အတူဂျောင်ကြီးချောလိုချင်တဲ့အယောစားကိုပြန်ပေးခဲ့လိုက်ပြီဖြစ်ပါတယ်။